sand အဲ့တော့အောက်မှာနှစ်ပိုင်းထက်ရှိသေးတယ်ပေါ့နော်ဒီလောက်လေးဆိုကျွန်တော်တို့ရပြီဒါလေးကဓာတ်ပန်းလေးရဲ့သဘာဝဓာတ်ပန်းလေးရဲ့ဇာတိနော်ဓာတ်ပန်းလေးရဲ့ဇက်ကိုဖွဲ့တာပေါ့ဓာတ်ပန်းဆိုတာရင်နော်ရင်မရိုင်းဆိုတာရင်ပါတယ်တဲ့မရိုင်းပါဘူးအဲ့တော့အင်တိုင်းဆိုတာမြေကိုပြောတာဟိုပါပေါ့တကယ်ကိုမကောင်းတဲ့မြေပေါ့နော်မြေစိုးမြေညံ့မှာသူကပေါက်တာပေါ့နော်အဲ့လိုမြေမှာပေါက်တယ်အဲ့တော့လူတွေရဲ့အလေးဂရုပြုခြင်းကိုလည်းမခံရအောင်အဲ့တော့သူပေါက်တဲ့သဘာဝသူပေါက်တဲ့အလေးထားလေးကိုပြောတယ်ပေါ့နော်ပြီးရင်အဲ့နေရာကဘာလဲဓာတ်ပန်းပေါက်တဲ့နေရာဆိုလူမရောက်နိုင်တဲ့ဂူကြောက်ချောင်တွေတောင်ကတုံးတွေပေါ်မှာပေါက်တာပါပြီးရင်သူတို့ကစွစွယုံယုံနဲ့ပေါက်ကြတယ်ပြီးတဲ့အခါမှာမမှုေဘူးနော်သူကမမှုေဘူးဓာတ်ပန်းကမမှုေဘူးတဲ့အခောက်ကလေးတွေကတော့ဖြူဖြူလေးတွေအဲ့တော့ဓာတ်ပင်တွေပေါ်မှာဓာတ်ပန်းပင်တွေပေါ်မှာဓာတ်ပင်တွေပေါ်မှာပါလေဂျေးငှက်တွေကပျော်ဆန်နေကြတယ်ဆိုတော့ဓာတ်ပန်းရဲ့သဘာဝကိုအရှိတိုင်းဖွဲ့တာဘာအလင်္ကာတစားဆင်မှုတွယ်ဝိုက်တစားဆင်မှုမှာမပါเนาะအဲ့ဒါမျိုးကိုကျွန်တော်တို့ကဇာတိသဘာဝဝုဒ္ဓိအလင်္ကာမြောက်တယ်လို့သုံးသပ်လို့ရတယ်ခလေးတွေကိုမတင်ရဘူးလေတကယ်တော့တက္ကသိုလ်ရောက်ပြီဆိုရင်တော့တက္ကသိုလ်မြန်မာစာမှာတော့ဒါမျိုးသုံးသပ်ရမှာပေါ့နော်တက္ကသိုလ်မြန်မာစာဆိုရင်တော့သဘာဝဝုဒ္ဓိအလင်္ကာတွေကိုသင်တယ်လို့ယူဆပါတယ်ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဂုဏသဘာဝဝုဒ္ဓိအလင်္ကာပေါ့ဂုဏသဘာဝဝုဒ္ဓိဆိုတာဂုံအရေးချင်းပေါ့မိမ့်မပြိုလေးရဲ့အလှကိုသဘာဝရှိတဲ့အတိုင်းရှိတဲ့သဘာဝအတိုင်းဖွဲ့တာပေါ့နော်ဒီမှာဆို Nation နောင်ရဲ့ယတုတွေကကောက်နှုတ်ပြီးတော့နမူနာပေးထားပါတယ်မြာရီကျော်စိန်လက်ရှိန်မြဖတ်သိန်းကလျာရှုွယ်တာဒီတိန်ကာနှင်းတောက်လက်ကောက်လက်ကျက်ရီလျက်စံခြင်းမျှမစင်လဲတိုင်းပင်တင့်မတ်လှကောင်ထွက်သည်ကြာနဲ့တစောင်နေတို့လောဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာမိမ့်မပြိုလေးရဲ့အလှကိုရှိရင်ရှိကိုအရှိတိုင်းပေါ့မိမ့်မပြိုလေးရဲ့နကိုအလှပင်ကိုအလှမိမ့်မပြိုလေးရဲ့ပင်ကိုအလှလေးကိုဂုဏဆိုတဲ့အရေးချင်းပေါ့ဒါလေးကိုအရေးချင်းတရက်အနေနဲ့သတ်မှတ်ပြီးတော့ဖွဲ့ထားတဲ့အတွက်ဒီဖွဲ့လေးဟာဂုဏတဘာဝဗုဒ္ဓအလင်္ကာမြောက်တွေ့တွေ့ဆိုတဲ့အားမျိုးမရှိဘူးဓာတ်ရိုက်တိုင်းကျွန်တော်တို့ကဖွဲ့ဆိုတာဖြစ်ပါပြီးရင်တော့နောက်တစ်ခုနောက်ဆုံးဟာလေးရနာမသဘာဝဝုဒ္ဓအလင်္ကာပေါ့နော်ခုန5မျိုးတည်းကနောက်ဆုံးอ่ะအဲ့ဒါကတော့မြန်မာအလင်္ကာပညာရှင်တွေကနော်ထည့်သွင်းထားတဲ့အရာလေးပါဒီမှာတော့ကျွန်တော်ကဆရာကြီးပီမိုးနင်းရဲ့အထုပ်ပတ္တိယလေးကျွန်တော်တို့10တန်းရော17တန်းရော12တန်းရောမှာသင်ရတယ်နော်အဲ့မှာဆိုပါတယ်မိုးနှင်းများလွန်စွာကြဆင်းချိန်တိုင်းမွေးဖွားသောကြောင့်ငယ်မီမှာမောင်မိုးနှင်းဖြစ်သည်ဆိုပြီးတော့နော်အဲ့တော့နာမည်ကိုအရှိတိုင်းဓာတ်ရိုက်ဖွဲ့ဆိုတာပေါ့နော်မိုးနှင်းနေကြဆင်းတဲ့အချိန်မှာအဲ့တော့နာမသဘာဝဝုဒ္ဓအလင်္ကာကြတော့နာမည်တွေကိုအဓိပ္ပာယ်ဖွင့်တဲ့ဟာမျိုးတွေရေးထားရင်ဝိတ္တန်နေယဆိုတာဘာလို့ဝိတ္တန်နေယလို့ခေါ်တာလဲနော်အဲ့လိုမျိုးတွေဖွင့်ဆိုထားတယ်ဆိုရင်အဲ့လိုဖွင့်ဆိုတဲ့အဖွဲအနွယ်တွေမြင်တိုင်းမှာအဲ့ဒါဒီနာမသဘာဝဝုဒ္ဓအလင်္ကာမြောက်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့ဆိုကျွန်တော်နှစ်ခုကြံသေးတယ်ပေါ့နော်ဓပ္ပသဘာဝဝုဒ္ဓအလင်္ကာသူကတော့နည်းနည်းလေးတိမ်မွေ့တယ်နော်အဲ့တော့သူနဲ့ဂုဏနဲ့မှားတတ်တယ်ဓပ္ပနဲ့ဂုဏနဲ့မှားတတ်တယ်အဲ့တော့ဓပ္ပသဘာဝဝုဒ္ဓအလင်္ကာဒရက်ရဲ့ထူးထွေစမ်းကြဲတဲ့အခိုက်အတန့်သဘောသူ့ရဲ့အဓိကအချက်ကအခိုက်အတန့်သဘောပဲတာယာနာပြောပွဲရှိအောင်မတွယ်မဝိုင်းနဲ့ဓာတ်ရိုက်ဖွဲ့ဆိုတဲ့အလင်္ကာကိုဓပ္ပသဘာဝဝုဒ္ဓအလင်္ကာလို့ခေါ်ပါတယ်အဲ့ဒါဖယားလောင်းဝိတ္တန်ရမင်းဖွားတဲ့အချိန်မှာဖွားမြင်တဲ့အချိန်မှာနော်မွေးစာပဲရှိသေးတယ်ဖွားမြင်ကစားမှာပဲလက်တော်ကိုဆန့်တန်းပြီးတော့ပေးလူစရာတစိုးတစီရှိပါ၏လောဆိုပြီးတော့မေးတာနော်အဲ့လိုမေးတဲ့အဖွဲပေါ့ဝိတ္တန်ရဇတ်တော်ကြီးထဲမှာလည်းပါတယ်ဝိတ္တန်ရပြုတ်တွေထဲမှာလည်းပါတယ်အဲ့ဒါမျိုးအဖွဲဆိုရင်အဲ့ဒါဓပ္ပသဘာဝဝုဒ္ဓအလင်္ကာမြောက်တယ်ဘာကြောင့်လဲအခိုက်အတန့်သဘောပဲနော်ဒီ drag ရဲ့ထူးထွေစမ်းပြတဲ့ drag ဆိုတာဒီဝိတ္တန်နေရမင်းသားရဲ့ဟိုပါပေါ့နော်အဲ့ဒါဒီထူးထွေစမ်းပြတဲ့တကယ်တော့မွေးချင်းမှာဘယ်သူမှအဲ့လိုစကားပြောနိုင်တာတို့လမ်းလျှောက်နိုင်တာတို့မရှိဘူးလေဒါပေမဲ့ဒါထူးခြားတဲ့နော်ပုံကိုဖြစ်တဲ့အတွက်တိဋ္ဌထမင်းသားဆိုလည်းဒီလိုပဲတိဋ္ဌထမင်းသားဖွားမြင်စားမှာခုနှစ်ဘဝတင့်တယ်ဆိုတာကြွလန်းပြီးတော့မိမိဟာအမျက်ဆုံးဖြစ်တယ်ဆိုပြီးရဲရင်စွာမွတ်ဆူကျိန်းဝါပုံအဖွဲပေါ့ဒါဆိုရင်ကျွန်တော်တို့ကဗုဒ္ဓဝင်မှာနော်ဘုရားအတိတ်ထမင်းသားဖွားမြင်တဲ့အခန်းမှာဆိုဒါအမြဲတမ်းထည့်ရေးလေးရှိတယ်ပေါ့ဒါမျိုးဆိုရင်အဲ့ဒါဒီဓပ္ပသဘာဝဝုဒ္ဓအလင်္ကာမြောက်ပါတယ်တချို့တွေကပြန်မေးတယ်လေ
ကလေးတွေဆိုမေးတယ်ဆရာအဲ့ဒါဆိုသိတ္တထမင်းသားခုနှစ်လမ်းကြွပြီးတဲ့အခါမှာပြီးရင်လမ်းလျှောက်နိုင်သေးလားကလေးပြန်ဖြစ်သွားလားဆိုပြီးရင်ကလေးပဲပြန်ဖြစ်သွားတယ်เนาะဒါမွေးချင်းမှာအခိုက်တန့်သဘောပဲเนาะအခိုက်တန့်သဘောမှာဒီလိုမျိုးဖြစ်တာပေါ့เนาะအဲ့ဒါမျိုးဓမ္မသဘာဝဒီအလင်္ကာလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့စာရီပေတွေထဲမှာဆိုလည်းတတိထားရမယ်ပေါ့အဲ့တော့ဥမာဆရာကျေနီရေးတဲ့เนาะကိုတန်ငါဝိထုတွေထဲမှာဆိုရင်เนาะဒါဒီကိုတန်ငါကိုเนาะမြင်တဲ့အခိုက်အတန့်မြင်လိုက်တဲ့ပုံမှန်သွင်ပြင်ကိုဖွဲ့ဆိုတာမျိုးဆိုရင်အဲ့ဒါမျိုးဒီဓမ္မတဘာဝဒီအလင်္ကာမြောက်တယ်ပေါ့အစဉ်အမြဲရှိတာမျိုးမဟုတ်သူ့မှာအစဉ်အမြဲရှိနေတဲ့အရာဆိုရင်เนาะအဲ့ဒါဂုဏပေါ့เนาะဂုဏ်ဖြစ်သွားတယ်အဲ့တော့နောက်တစ်ခုကတော့ကရိယာတဘာဝဝုဒ္ဓိကရိယာဆိုတာပြုမှုဆောင်ရွက်တာကိုပြောတာအဲ့တော့ကျွန်တော်တို့အထက်တန်းစစ်မှာသင်ရတဲ့ကြပြတစ်ပုဒ်ရှိเนาะဘာလဲဆိုရင်ဒီမှာပြောထားတဲ့ဟာမဟုတ်ဘူးလှိုင်းကလေးသင်နော်လှိုင်းကလေးတင်ဆိုတဲ့ကြပြဒီတပုတ်လုံးကကရိယာသဘာဝဝုဒ္ဓိလင်္ကာမြောက်နေတာလှိုင်းလေးကဗာလဲပင်ကန်းဆက်ကိုလာလေလှိုင်းလေးလာတဲ့ဒီဟာကိုလှိုင်းရဲ့ပြုတ်မှုဆောင်ရွက်ပုံပေါ့အဲ့ဒါလေးကိုဖွဲ့ထားတာလှိုင်းရဲ့ပြုတ်မှုဆောင်ရွက်ပုံလေးကိုဖွဲ့ထားတဲ့အတွက်လှိုင်းကလေးတင်ဆိုတဲ့ကြပြလေးတပုတ်လုံးကကရိယာသဘာဝဝုဒ္ဓိအလင်္ကာမြောက်တယ်နော်ဒါပေမဲ့ကလေးတွေကမတင်ရတဲ့အတွက်ဒါတွေကျွန်တော်တို့ကပြောစရာမလိုဘူးပေါ့ဆရာမတွေမို့လို့မျှဝေပေးတယ်အဲ့လိုပဲG12 မှာတင်ရတဲ့ကံဘောဇတုကြပြလေးเนาะဒီမှာနမူနာထုတ်ပြထားတယ်တက်ခဲ့ပေါ့เนาะဆွေတော်နဲ့တောင်တန်းတက်တိုင်းရွှင်ပျော်ပျော်နဲ့တက်တိုင်းရွှင်ပျော်ပျော်နဲ့တထောင်ကျော်တထောင်ခုဦးညွတ်လို့လန်းဒီမှာဆိုရင်ကျွန်တော်တို့ကဒီအဖွဲလေးဟာဘာတွယ်ဝိုက်စင်တစားမှမပါဘူးเนาะတွယ်ဝိုက်စင်တစားတွေမပါဘူးအလင်္ကာတွေမပါဘူးလို့ထင်ကြတယ်တကယ်တော့မဟုတ်ဘူးဒါကရိယာတဘာဝဝုဒ္ဓိအလင်္ကာမြောက်နေတယ်เนาะတက်တဲ့အကြောင်းပေါ့တောင်နေပေါ်တက်တဲ့အကြောင်းတောင်နေပေါ်ကဆင်းတဲ့အကြောင်းနော်ဥညွတ်တဲ့အကြောင်းဆိုတဲ့ကရိယာတွေပါနေတယ်နော်ကရိယာတွေအကြောင်းနှစ်သက်စပွဲကောင်းဖွဲ့ထားတာဖြစ်တဲ့အတွက်ဒါဒီအဖွဲ့လေးဒီတက်ခဲ့ပေါ်နော်ကနေဥညွတ်တို့လမ်းဆိုတဲ့အဖွဲ့လေးဒီဒါကရိယာတဘာဝဝုဒ္ဓိအလင်္ကာမြောက်တယ်နော်ဒါနမူနာထုတ်ပြတာဖြစ်ပါတယ်ကမ္ဘောဇတုကြပြထဲမှာအဲ့လိုမြောက်တဲ့နေရာလေးတွေထက်ရှိသေးတယ်ပေါ့နော်လိုင်းကလေးတင်ဆိုရင်တပုတ်လုံးဒီကရိယာတဘာဝဝုဒ္ဓိအလင်္ကာမြောက်ပါတယ်ပြီးရင်ကျွန်တော်တို့ခုနဥကြော့ဖွဲ့ခဲ့တဲ့တဟတ်ပန်းကြပြပေါ့နော်တဟတ်ပန်းကြပြဆိုရင်တပုတ်လုံးဒီဒါတဟတ်ပန်းကြပြတပုတ်လုံးဒီဇာတိတဘာဝဝုဒ္ဓိအလင်္ကာမြောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကကျောင်းမှာမသိဘူးเนาะဒါကြောင့်ဟိုမဖြစ်ကြဘူးပေါ့နော်မသိကြဘူးပေါ့ဒီမှာတော့ဒါလေးကိုသိစေခြင်းတဲ့အတွက်မျှဝေတာပါတကယ်လို့နားမလည်သေးဘူးဆိုရင်လည်းတဖြည်းဖြည်းချင်းတွေးပေါ့နော်ဆက်ပြီးတော့အဲ့တော့ဒီတနာရီခွဲဒီအချိန်လေးတွင်းမှာတော့အကုန်လုံးနားလည်မှာတော့မဟုတ်ဘူးပေါ့အဲ့တော့နောက်ဆက်ပြီးတော့လစ်လာပေါ့နော်အလင်္ကာကျမ်းတွေကိုလစ်လာတဲ့အခါမှာလည်းဒါဒီကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုအထောက်အကူဖြစ်သွားမှာပေါ့ဒီနေ့ပြောပြတာလေးမိတ်ဆက်ပေးတာနော်ဟောမြည်တန်ဆွဲလင်္ကာဘယ်နေရာမှာမှမပါပါဘူးအဲ့တော့မြည်တန်ဆွဲလင်္ကာဒီသူဘောဓလင်္ကာရကျမ်းထဲမှာမရှိပါဘူးမြည်တန်ဆွဲလင်္ကာကြတော့မြန်မာပညာရှင်တွေကနေပြီးတော့เนาะဖြည့်ဆွတ်ထားတာဖြစ်ပါတယ်မြန်မာမှာမြည်တန်တွေကိုဆွဲပြုပြီးတော့เนาะလောက်တာမို့လို့ဆိုပြီးတော့မြည်တန်ဆွဲလင်္ကာဘယ်နေရာမှာမှမပါဘူးเนาะမြန်မာစစ်ပေါ့เนาะမြည်တန်ဆွဲလင်္ကာမြန်မာစစ်အလင်္ကာဖြစ်ပါအဲ့ဒါနောက်ကြရင်ထပ်ပြောပြအောင်မယ်เนาะမြည်တန်ဆွဲချအောင်ကိုကအဲ့ဒါဆိုကျွန်တော်ဓာတ်ရိုက်ဖွဲ့ဆိုနီး9နီးပြီးသွားပြီ9မျိုးပြီးသွားပြီတွယ်ဝိုက်ဖွဲ့ဆိုနီး35မျိုးတောင်ရှိเนาะဒါကြားဘူးကြအဲ့တော့ကျွန်တော်တို့ဆိုရင်ခဏခဏတပည့်တွေကမေးတယ်နော်ဆရာဝင်ကောင်းဒီအလင်က35မျိုးရှိတယ်35မျိုးကဘာတွေလဲဆိုတာမျိုးเนาะအဲ့လိုမေးတဲ့အခါကျရင်ဒီလိုမျိုးလေးဒါကိုလည်းအလွတ်မရဘူးเนาะ35မျိုးတော့အလွတ်မရဘူးအလွတ်မရအကုန်လုံးလည်းနားမလဲဘူးเนาะအကုန်လုံးလည်းနားမလဲတဲ့အတွက်တချို့ကလေးကတိကျင်တာပေါ့သူကလည်းဆက်လက်နာကျင်လက်လာမှာပေါ့နော်အဲ့တော့35မျိုးဒီမှာကျွန်တော်တို့ဖော်ပြပေးထားပါတယ်ဒါ35မျိုးမှာရှေ့ရဟာလေးတွေကမြန်မာလိုအဓိပ္ပာယ်ပေါ့လွန်ကဲဖွဲ့တာမျိုးနော်ပါဠိလိုပြောရင်တော့အလင်္ကာကျမ်းထဲမှာတော့အတိတ်တရားဟုတ်တိအလင်္ကာလို့သုံးတာပေါ့နော်ခိုင်းနိုင်ဖွဲ့တာအဲ့တော့အလင်္ကာကျမ်းတွေထဲမှာတော့နှိုင်းခိုင်းလို့သုံးတယ်ကျွန်တော်တို့အထက်တန်းဆင့်သင်ယူညီအောင်ခိုင်းနိုင်ရှေ့နောက်ပြောင်းလိုက်တာပေါ့နော်အဲ့တော့ဥပမာအလင်္ကာကိုပြောတာပြီးရင်ထပ်တူပြုအစဉ်တစားပေါ့ထပ်တူပြုဖွဲ့ဆိုနည်းဆိုရင်ယူပကအလင်္ကာပေါ့အဲ့တော့အရှိရဒီ1 2 3 4ကတော့သူ့ရဲ့နံပါတ်ပေါ့35အထိရှိပါတယ်ပြီးရင်နောက်ကဟာလေးကမြန်မာလိုအဓိပ္ပာယ်ပေါ့လွန်ကဲတို့ခိုင်းနိုင်တို့ထပ်တူပြုတို့ထပ်ဆင်းတို့ထွန်းပြတို့เนาะဒါလေးတွေရှိတယ်အဲ့နောက်မှာကျွန်တော်တို့ကဖွဲ့ဆိုနည်းလေးထည့်လိုက်ပေါ့လွန်ကဲဖွဲ့ဆိုနည်းခိုင်းနိုင်ဖွဲ့ဆိုနည်းထပ်တူပြုဖွဲ့ဆိုနည်း
တချို့ဟာလေးတွေကြတော့ရွေလေးတွေထည့်ပေးရမယ်ပေါ့နံပါတ်73ဆိုရင်ရွေဖွဲ့ဆိုနီးနော်တချို့ဟာကြတော့ဖြင့်လေးတွေထည့်ရမယ်နံပါတ်16ဆိုရင်ပရိယေဖြင့်ဖွဲ့ဆိုနော်မြန်မာလိုဆိုဖွဲ့ဆိုနီးလေးတွေထည့်သုံးပေးရမယ်ပါဠိလိုသုံးမယ်ဆိုရင်တော့နောက်ကအလင်္ကာတွေထည့်ပေါ့နော်အလင်္ကာဒီမှာအတိတ်တရားဥဒိအလင်္ကာဥပမာအလင်္ကာယူပကအလင်္ကာသမတဥဒိအလင်္ကာပရိယာယဥဒိအလင်္ကာဆိုပြီးတော့အဲ့လိုထည့်ရမယ်ပေါ့နော်အဲ့တော့ဒါတွေကတော့အလင်္ကာဝင်ကောင်းဥဒိအလင်္ကာတွဲဝဲဖွဲ့ဆိုနီး35မျိုးဆိုတာဘာလဲဆိုရင်ကလေးတွေမေးလာရင်ဒီလိုလေးပြလို့ရတယ်ပေါ့နော်ဒါတေချာစစ်စစ်ပြီးသားပါမြန်မာလိုအဓိပ္ပာယ်ကလည်းအတက်နိုင်ဆုံးဆရာကြီးမောင်ခင်မင်းတနုပြရဲ့ဟာကိုယူတာပေါ့နော်မြန်မာလိုကတော့ပါဠိလိုကကြတော့အလင်္ကာကျမ်းတွေညှိနှိုင်းပြီးတော့မှနော်ဒါအမှန်ကိုစစ်စစ်ထားတာပေါ့နော်အဲ့တော့ဆရာဟောဒါတွေအကုန်သိလားဆိုကျွန်တော်မသိပါဘူးเนาะကျွန်တော်တို့လည်းလေ့လာနေသေးပါเนาะအဲ့တော့အချိန်အများကြီးယူရမှာပေါ့เนาะအလင်္ကာကိုပေါက်မြောက်အောင်မြင်အောင်လေ့လာမယ်ဆိုကျွန်တော်တို့အချိန်တွေအများကြီးယူရမယ်ကိုကလည်းအလင်္ကာတစ်ခုတည်းနဲ့အလုံးမဖြစ်ဘူးလေကိုမှလည်းတခြားအလုပ်တွေအများကြီးလေ့လာစရာတွေအများကြီးရှိတဲ့ခါကျတော့တဖြည်းဖြည်းချင်းတော့လေ့လာနေမှာပေါ့เนาะအဲ့တော့တခြားဒီနေ့ဆွေးနွေးမှာတော့1ကဲ2ကဲ3ရယ်73ရယ်16ရယ်ပေါ့เนาะဒါလေးတွေဆိုရင်တော့ကျွန်တော်အနေနဲ့ဖြေနိုင်မယ်ပေါ့ကျန်တဲ့ဟာတွေဆိုရင်တော့ကျွန်တော်မေးလဲကျွန်တော်မဖြေနိုင်တော့ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းလေ့လာနေစေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မြန်မာစာဆရာနဲ့အလင်္ကာဆိုပြီးအကြောင်းအရာကိုမျှဝေပေးရတာကိုကအလင်္ကာနဲ့ပတ်သက်ပြီးတော့နော်ဘာသာရေးနဲ့ပြောမယ်ဆိုသောတာပတ္တိမတ်တို့သောတာပတ္တိဖိုးတို့နော်အရဟတမတ်တို့အရဟတဖိုးတို့ဖြစ်နေလို့မျှဝေတာမဟုတ်ဘူးเนาะကိုကအလင်္ကာကိုမြန်မာသာဆရာတယောက်အနေနဲ့လေ့လာသင်တယ်ကိုလည်းလေ့လာနေတယ်အဲ့တော့ကိုလေ့လာပြီးသားပေါ့เนาะကိုမှပြင်ဆင်ပြီးသားလေးတွေရှိတဲ့ဟာကိုဆရာတို့ဆရာမတို့လည်းဆက်ပြီးတော့လေ့လာတဲ့အခါမှာဒါလေးကလေကတိကလေးတစ်ခုအနေနဲ့ဖြစ်အောင်ပြင်ဆင်ပေးတာပေါ့เนาะအဲ့ဒါလေးဆိုရင်35မျိုးလုံးဒီမှာတစ်ခုလည်းမြင်ရမယ်ပေါ့เนาะတစ်ခုချင်းစီမဖတ်ပြတော့ဘူးเนาะ35မျိုးနောက်တစ်ခုကျွန်တော်တို့အရေးကြီးတဲ့ကိစ္စပေါ့နော်အဲ့ဒါကတော့အလင်္ကာမှတ်ကြောက်လို့လည်းသုံးလို့ရတယ်အလင်္ကာနယ်နိမိတ်ပေါ့ဒီမှာတော့အလင်္ကာနယ်နိမိတ်ကတော့ကျွန်တော်ရဲ့မြန်မာစာဆရာမဖြစ်တဲ့ဒေါက်တာချောစုမောင်ဝင်းရဲ့စာတမ်းတွေကနေယူထားတာပေါ့နော်ဒီအောက်မှာဒါဒေါက်တာချောစုမောင်ဝင်းလို့ဖြည့်ရမှာပေါ့နော်ဒီအောက်နားလေးမှာဟိုဟာလေးပေးရ credit ပေးရမှာပေါ့နော်ဆရာမဒေါက်တာချောစုမောင်ဝင်းကကျွန်တော်ရဲ့တက္ကသိုလ်တုန်းကမြန်မာစာဆရာမဖြစ်ပါတယ်အဲ့တော့ဆရာမကပါရဂူကိုမြန်မာစာနဲ့ပြီးရပေါ့နော်အဲ့တော့ပါရဂူဆရာမရဲ့ပါရဂူကျမ်းကအလင်္ကာနီးနာများဆိုတဲ့ကျမ်းပေါ့နော်အဲ့တော့ဒီဆွေးနွေးပွဲကိုဒီမျှဝေမှုလေး webinar လေးကိုလုပ်မယ်ဆိုတော့တကယ်တော့ဆရာမရဲ့ကျမ်းကိုလည်းပြန်လေ့လာရမှာဒါပေမဲ့ကျွန်တော်မှအချိန်မရှိတဲ့အတွက်ပြန်မလေ့လာနိုင်ဘူးပေါ့နော်အဲ့ဒါကတော့ဒီအလင်္ကာနယ်နိမိတ်ကတော့ဒါအားလုံးမျှဝေသင့်တယ်လို့ထင်တဲ့အတွက်ဒါလေးကိုထည့်ထားတာပေါ့နော်အဲ့တော့အလင်္ကာတစ်ခုအလင်္ကာနယ်နိမိတ်လို့ပြောတဲ့အခါမှာတဘာဝဥဒိအလင်္ကာကိုပြောတာမဟုတ်ဘူးเนาะဝင်ကားဥဒိဆိုတဲ့35မျိုးကိုပြောတာအဲ့တော့30အလင်္ကာ35မျိုးကိုကျွန်တော်ကြည့်ရအကြောင်းမှတင်တယ်ဆိုအကြောင်းမှအလင်္ကာတင်ရတဲ့5မျိုးပေါ့เนาะအကြောင်းတင်အလင်္ကာ5မျိုးပါဒီနယ်နိမိတ်ထဲမှာပဲရှိရမယ်ဒီနယ်နိမိတ်နဲ့ကြည့်ရဒီနယ်နိမိတ်ကိုကြော်လွန်နေရတော့ဒီနယ်နိမိတ်ထဲမှာမပါလာလို့ဆိုအလင်္ကာမမြောက်ဘူးမှတ်ကြောက်လို့လည်းကျွန်တော်ကသုံးကျင်နေတာပေါ့အလင်္ကာတွေကိုဒီ4မျိုးနဲ့မှတ်ကြောက်တင်ကြည့်ရစကလုံးတစ်လုံးအဖွဲအနွယ်တစ်ခုကအလင်္ကာမြောက်မမြောက်ဒီလေးခုနဲ့စမ်းစစ်ကြည့်လို့ရเนาะအဲ့ဒါဆိုရင်ကိုလူရှောင်မေးဒီလူရှောင်မေးမေးစရာမလိုဘူးเนาะဒါအလင်္ကာမြောက်မမြောက်စမ်းစစ်ကြည့်လို့ရနံပါတ်1နှိုင်းရှင်တင်စားမှုသဘောပါခြင်းအလင်္ကာဆိုတဲ့ဟာဒီနှိုင်းရှင်อ่ะတစ်ခုနဲ့တစ်ခုနှိုင်းရှင်ရပြီးရင်တင်စားတဲ့သဘောပါမယ်เนาะနှိုင်းရှင်တင်စားတဲ့သဘောပါရင်အလင်္ကာနောက်တစ်ခုကကြတော့ဒိဋ္ဌလောကမှာအစစ်အမှန်မရှိရဘူးတကယ်အပြင်ပလောကမှာအစစ်အမှန်မရှိရဘူးเนาะမေတ္တာမှုန်တိုင်းဇလန်းတွဲတစ်ခုနာမည်လေမေတ္တာမှုန်တိုင်းကဒိဋ္ဌလောကမှာအစစ်မှန်ရှိလားမရှိဘူးလေနော်ဒိဋ္ဌလောကမှာအစစ်မှန်မရှိဘူးနော်နှိုင်းရှင်တင်စားမှုသဘောဆိုတာလေအဲ့လိုပဲမိမိနော်မိမိမျက်နှာဟာလားပြေဝန်ကဲ့သို့ဆိုရင်မိမိမျက်နှာနဲ့လားပြေဝန်ကိုနှိုင်းရှင်တာလေနှိုင်းရှင်ပြီးတော့မိမိမျက်နှာကိုလားပြေဝန်နဲ့တင်စားတာအဲ့လိုနှိုင်းရှင်တင်စားမှုသဘောပါရင်လားပြေဝန်ကဲ့သို့ဆိုတာလေးကဥပမာအလင်္ကာဖြစ်သွားတာပေါ့ပြီးရင်ဒိဋ္ဌလောကမှာအစစ်မှန်မရှိရဘူးဆိုတာဒီအလင်္ကာတွေကကြည့်လိုက်ရင်ဒိဋ္ဌလောကမှာအစစ်မှန်မရှိဘူးလေမေတ္တာမီးအိမ်ဗမာလဲမေတ္တာမီးအိမ်လိုက်ရှာမရှိမှမရှိတာเนาะအဲ့တော့ဗာလဲခုနကပြောတယ်
ဒေါသမုန်တိုင်းဆိုလည်းမရှိဘူးလေနော်ဒေါသမုန်တိုင်းဆိုတာရှိမှမရှိရနော်အဲဒေါသနဲ့မုန်တိုင်းကိုလာပြီးတွဲဆက်လိုက်တာဒိဋ္ဌလောကမှာအလင်္ကာသည်စစ်မှန်မရှိဘူးပြီးရင်အတိတ်တရားဟုတ်ပြီဆိုပိုတော်ဆိုသေးတယ်ကြာမျက်ရည်ချောင်းဖြစ်အောင်ကြာတဲ့မျက်ရည်တွေကချောင်းဖြစ်သွားတယ်မျက်ရည်ကြောင့်ကြာတဲ့ချောင်းဆိုတာတော့ဒိဋ္ဌလောကမှာရှိမှမရှိတာနော်အဲ့လိုမျိုးဟာလေးနဲ့စမ်းစစ်လို့ရတယ်အလင်ဒီဟာအလင်္ကာဟုတ်မဟုတ်ပေါ့နော်ပြီးရင်နံပါတ်3ရွှေ့ပြောင်းသုံးခြင်းဖြင့်အခိုက်အတန့်သဘောဆောင်ခြင်းရွှေ့ပြောင်းပြီးတော့သုံးတာနော်ရွှေ့ပြောင်းပြီးသုံးတယ်ဆိုတာသူ့နေရာမှာသူမထားဘူးပေါ့ဥမာခုနပြောတဲ့မှုန်တိုင်းပေါ့မှုန်တိုင်းဆိုတာနော်မိုးလေဝသမှာသုံးတာလေအဲ့ဒါကိုမှုန်တိုင်းကိုဘယ်နေရာမှာလာသုံးတယ်ဒေါသထွက်နေတဲ့နေရာမှာလာသုံးတယ်တယောက်ယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်နေတဲ့နေရာမှာလာပြီးတော့ဒေါသမှုန်တိုင်းဆိုပြီးလာသုံးတယ်အဲ့တော့ဒေါသမှုန်တိုင်းဒီမှုန်တိုင်းဒီသူ့ဘာသူဟိုနေရာမှာရှိတာနော်သုံးရိုးသုံးစင်မဟုတ်ဘူးရွှေ့ပြောင်းပြီးသုံးလိုက်တယ်အဲ့တော့ဒေါသမှုန်တိုင်းဒီဒါအခိုက်အတန့်သဘောပဲဒီစာလေးမှာပဲသူကအလင်္ကာမြောက်တာတခြားနေရာမှာဆိုမြောက်ချင်မှလည်းမြောက်မယ်သုံးချင်မှလည်းသုံးမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အလင်္ကာဆိုတဲ့ဟာတွေဒီနော်တွယ်ဝိုက်အလင်္ကာတွေပေါ့တွယ်ဝိုက်အစင်တစားတွေဒီကျွန်တော်တို့ကရွှေ့ပြောင်းပြီးတော့သုံးပြီးတော့အခိုက်အတန့်သဘောဟုတ်ပဲစောင့်ပါတယ်အမြဲတရက်တည်းမှတ်လို့မရဘူးဒါကြောင့်အလင်္ကာတစ်ခုခုကိုမေးရင်လေကျွန်တော်တို့ကစကလုံးကြီးပဲမေးလို့မရဘူးနော်အဆက်တွေပါမယ်ဘယ်စာထဲမှာသုံးထားတာလဲနော်ဘယ်နေရာမှာသုံးထားတာလဲဘယ်စာပိုက်ထဲမှာဘယ်ဝက်ကြထဲမှာဘယ်သူကသုံးထားတာလဲအဲ့လိုမျိုးတွေတိမှကျွန်တော်တို့ကအဲ့ဒါဒီအလင်္ကာမြောက်မမြောက်ဆုံးဖြတ်လို့ရအောင်အဲ့လိုမဟုတ်ဘဲနဲ့စကလုံးတစ်လုံးပဲပြောပြီးတော့ဆရာပညာရှင်မီးကအလင်္ကာမြောက်လားဆိုအဲ့ဒါတော့မြောက်တော့မြောက်တာပေါ့နော်ယူဘကအလင်္ကာတွေကတော့တိတာတာပေါ့ဥပမာအလင်္ကာဆိုမတိတာဘူးဥပမာအလင်္ကာကဒီတိုင်းပြောရုံနဲ့ကျွန်တော်တို့ကမရဘူးပေါ့နော်ဒါကြောင့်ဘာကြောင့်လဲသူကရွှေ့ပြောင်းခြင်းဖြင့်အခိုက်အတန့်သဘောကိုဆောင်လို့ပေါ့နောက်ဆုံးတစ်ခုကပိုးတော်အရေးကြီးသေးတယ်စာဖတ်သူတွေကိုအလင်္ကာဆိုကျွန်တော်တို့စာဖတ်သူတွေကသိရမှာစာဖတ်သူတွေကိုဘာဖြစ်မလဲဆိုရင်ခံစားနားလည်နိုင်စေစာဖတ်သူတွေကစာကိုခံစားတာစာကိုနားလည်အောင်လုပ်တာနော်ဥပမာအဖြစ်ဝတ္ထုတစ်ပုဒ်ကြပြတစ်ပုဒ်ဒါကိုခံစားနားလည်နိုင်စေဖို့အတွက်ထင်ရှားပေါ်လွင်မှုရှိရအလင်္ကာသည်ထင်ရှားပေါ်လွင်နေရအလင်္ကာမြောက်တယ်ဆိုရင်အဲ့ဒီစကားလုံးလေးဟာကျွန်တော်တို့အဲ့ဒီစာအဲ့ဒီကြပြအဲ့ဒီပြဆက်ကိုခံစားတဲ့အခါမှာဘာဖြစ်လဲကျွန်တော်တို့ခံစားနားလည်ဖို့အတွက်အထောက်အကူဖြစ်နေရမယ်အလင်္ကာတချို့ကခံစားနားလည်ဖို့အထောက်အကူမဖြစ်ဘဲနဲ့ဒီတိုင်းသူကသူရှိနေတာယူအလင်္ကာမြောက်ပါတယ်ဆိုပြီးအသေးအတန်ထည့်ပြီးတော့မြောက်တာလေအထူးသဖြင့်ခုနမေးတယ်မြည်တန်ဆွဲလင်္ကာဆိုအဲ့လိုမျိုးဖြစ်တယ်မြည်တန်ဆွဲလင်္ကာသူဘောရလင်္ကာကကျန်တဲ့မှာမပါတော့ပို့ဆိုးတာပေါ့မြည်တန်မှန်သမျှအလင်္ကာမမြောက်ဘူးအဲ့ဒီမြည်တန်လေးဟာစာဖတ်သူအဲ့ဒီစာအဲ့ဒီကြပြအဲ့ဒီပြဆက်ကိုခံစားနားလည်ဖို့အထောက်အကူဖြစ်လားထင်ရှားပေါ်လွင်မှုရှိလားအဲ့လိုမျိုးခံစားနားလည်ဖို့အထောက်အကူဖြစ်တယ်ထင်ရှားပေါ်လွင်မှုရှိတယ်ဆိုတဲ့မြည်တန်ကလေးကမှကျွန်တော်တို့ကဘာဖြစ်လဲမြည်တန်ဆွဲလင်္ကာမြောက်တယ်အဲ့တော့ရှိသမျှမြည်တန်တွေအားလုံးမြည်တန်တွေ့တာနဲ့ဒါအလင်္ကာပဲဆိုပြီးတော့လုံးလို့မရဘူးပေါ့နော်ကြိုက်ကြိုက်စုတို့ပါတို့လေအလင်္ကာလောက်တာမျိုးတွေရှိတယ်နော်အဲ့ဒါစဉ်းစားရမှာပေါ့အလင်္ကာမြောက်တယ်မမြောက်ဘူးဆိုတာဒီစံသတ်မှတ်ချက်တွေနဲ့ကျွန်တော်တို့ကစဉ်းစားလို့ရတယ်ဒါကိုတော့ဆရာမဒေါက်တာချောစုမောင်ဝင်းရဲ့စာတမ်းထဲမှာတော့အလင်္ကာနယ်နိမိတ်လို့သုံးတယ်နော်ကျွန်တော်ကတော့အလင်္ကာမှတ်ကြောက်လို့သုံးလို့ရတယ်အလင်္ကာရဲ့စံနှုန်းတွေပေါ့စကလုံးတစ်လုံးလုံးအဖွဲအနှွဲတစ်ခုခုအလင်္ကာမြောက်မမြောက်ဒါတွေနဲ့ချိန်ထိုးကြည့်လို့ရနော်အဲ့တော့အခုကတော့အပြည့်အဝအကုန်နားလဲခြင်းမှနားလဲမယ်တဖြည်းဖြည်းချင်းစဉ်းစားအောင်ပေါ့နော်ထပ်ပြီးတော့ဒါလေးကိုအဲ့ပြီးတဲ့အခါမှာကျွန်တော်တို့ဝင်ကောင်းတိအလင်္ကာတွယ်ဝိုက်ဖွဲ့ဆိုနီ35မျိုးရှိတယ်လို့ပြောခဲ့တယ်35မျိုးမှာကျောင်းမှာသင်ရတာဥပမာအလင်္ကာယူပကအလင်္ကာအတိတ်တရားဝတ္တိအလင်္ကာအဲ့ဒါတွေကအမြဲတမ်းလဲကြားဘူးနေရနော်ကိုဝင်ငယ်ကလည်းသိတယ်ကိုလည်းကလေးတွေကိုဆရာတို့ဆရာမတို့မြန်မာသားဆရာဆရာမတွေပဲဖြစ်တဲ့အတွက်ပြန်သင်ပေးနေမှာပဲလीအဲ့တော့အဲ့ဒါကိုတော့ကျွန်တော်တို့မပြောတော့ဘူးပေါ့ဥပမာအလင်္ကာယူပကအလင်္ကာအတိတ်တရားဝတ္တိအလင်္ကာမပြောတော့ဘဲနဲ့ကျန်တဲ့နှစ်ခုနော်ပြောခြင်းတယ်ပေါ့နော်သမတဟုတ်တိအလင်္ကာလေးကိုအရင်ပြောခြင်းပါအဲ့တော့သမတဟုတ်တိအလင်္ကာဆိုတာဘာမှထူးထူးခြားခြားမဟုတ်ပါဘူးခက်ခက်ခဲခဲလည်းမဟုတ်ပါဘူးအနှိုင်းကန်နဲ့အနှိုင်းကိုထပ်တူပြုတဲ့နေရာမှာအနှိုင်းကိုသာဖော်ပြပြီးတော့အနှိုင်းကန်ကိုမြုပ်ထားခြင်းဟာဒါသမတဟုတ်တိအလင်္ကာရဲ့သဘောပဲအဲ့တော့အနှိုင်းတွေအနှိုင်းကန်တွေသိရနော်တချို့ကအနှိုင်းနဲ့အနှိုင်းကန်မခွဲတတ်ဘူးအနှိုင်းနဲ့အနှိုင်းကန်ဒီဘယ်အလင်္ကာတွေမှာပါတယ်လဲဆိုရင်ကျွန်တော်တို့ကဥပမာအလင်္ကာနဲ့ယူပကအလင်္ကာမှာတွေ့ရတာပေါ့နော်ဥပမာအလင်္ကာယူပကအလင်္ကာအဲ့နှစ်ခုမှာအနှိုင်းနဲ့အနှိုင်းကန်တွေ့ရတယ်ယူပကအလင်္ကာဆိုရင်အနှိုင်းကန်ရောအနှိုင်းရောဒီမေးထားတဲ့မေးခွန်းဆိုတဲ့အလင်္ကာစကားလုံးလေးထဲမှာပါပြီးသားဟာပဲအနှိုင်းကန်ရောအနှိုင်းရောပေါ့နော်ဥပမာအလင်္ကာဆိုရင်မပါဘူးပေါ့ဥပမာအလင်္ကာဆိုအနှိုင်းတွေပဲပါလေးရှိတယ်အနှိုင်းကန်ပါလေးမရှိ
အဲ့တော့မေးကြတယ်တပည့်တွေလည်းမေးတယ်ဆရာဆရာမတွေလည်းမေးတယ်အနှိုင်းကန်နဲ့အနှိုင်းကဘယ်လိုရှာရမှာလဲဘယ်လိုခွဲရမှာလဲเนาะအဲ့တော့အနှိုင်းကန်နဲ့အနှိုင်းဆိုတာစာရေးသူအဓိကပြောခြင်းတဲ့အကြောင်းအရာအနှိုင်းကန်ပဲသူကနှိုင်းခြင်းကိုခံရသူ့ကိုပေါ်လွင်အောင်လို့တစ်ခုခုနဲ့လာနှိုင်းတာခုနကကျွန်တော်ပြောသလိုမေမေမျက်နှာကိုပြောချင်တာမေမေမျက်နှာဟာလာပြင်ကိုကဲ့သို့အေးမြတယ်ဆိုရင်မေမေမျက်နှာဟာကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာလားပြေဝင်ကဲ့သို့ဆိုတာကျွန်တော်မပြောချင်ဘူးမိမိမျက်နှာကိုနှိုင်းချင်လို့ထည့်သုံးတာအဲ့တော့လားပြေဝင်ကဲ့သို့ကလားပြေဝင်ကအနှိုင်းမိမိမျက်နှာအနှိုင်းခံအဲ့တော့စာရေးသူเนาะရေးတဲ့သူကြပြစာဆိုသူအဓိကပြောချင်တဲ့အကြောင်းအရာဒီအနှိုင်းခံအဲ့ဒါကိုလာနှိုင်းတာမို့အနှိုင်းလို့ခေါ်တာအဲ့လိုခွဲရမှာပေါ့เนาะအဲ့တော့ဘယ်ဟာကိုအဓိကပြောချင်တာလဲဆိုတော့ရှာရမှာပေါ့เนาะဥပမာမှာတော့ရှင်းပါတယ်ဥပမာမှာပေးထားတာအနှိုင်းပဲအဲ့တော့ကဲ့သို့လိုနဲ့အတိုင်းတွေရှိတာအနှိုင်းပဲအဲ့တော့ယူဘကမှာလာနှစ်ခုကိုခွဲပေးရမှာပေါ့အဲ့တော့ပညာစင်ပြီးလို့ပြောရင်ကျွန်တော်တို့ပညာအကြောင်းပြောချင်တာလားစင်ပြီးအကြောင်းပြောချင်တာလားပညာအကြောင်းပြောချင်တာလေပညာအကြောင်းပြောချင်တာဖြစ်လို့ပညာအနှိုင်းကစင်ပြီးကအနှိုင်းဒေါသမုံတိုင်းဆိုကျွန်တော်တို့ကဒေါသအကြောင်းပြောချင်တာမုံတိုင်းအကြောင်းပြောချင်တာမဟုတ်ဘူးဒေါသအနှိုင်းကမုံတိုင်းကအနှိုင်းအဲ့လိုခွဲရအောင်နော်ဒီမှာကျတော့တမတဥဒိအလင်္ကာမှာအနှိုင်းကိုဆိုယုံများဖြင့်အနှိုင်းကန်ကိုတိနိုင်အောင်အနက်ကိုချုံပြီးတော့ချုပ်ပြီးတော့ဖွဲ့ထားတဲ့အလင်္ကာသမတဥဒိအလင်္ကာရဲ့အထိပ္ပယ်ကအဲ့ဒါပဲအနှိုင်းလေးကိုပဲသူကပြောမယ်အနှိုင်းကန်ကိုမပြောဘူးနော်အနှိုင်းလေးကိုပဲပြောမယ်အဲ့တော့ဥပမာအလင်္ကာနဲ့ကြတော့ဆန့်ကျင်ဘက်ပေါ့နော်အနှိုင်းလေးကိုပဲပြောမယ်အနှိုင်းကန်ကိုကြတော့တိနိုင်တယ်အဲ့လိုအနက်ကိုချုံပြီးဖွဲ့တာမျိုးသမတဥဒိအလင်္ကာလို့ခေါ်တယ်တနည်းအားဖြင့်ပြောရင်သူကယူပကအလင်္ကာရဲ့တဝက်ပေါ့နော်ယူပကအလင်္ကာအပြည့်ရှိတယ်အနှိုင်းရောအနှိုင်းခံရောပါတယ်သမတဥဒိအလင်္ကာတဝက်ပဲရှိတယ်နော်ဒီမှာနမူနာလေးပြောရင်ရှင်းသွားမှာပါဟဲနမိမေကလေးပါလားအင်မတန်မှလှပချောမောတဲ့မိမပြိုလေးတယောက်ကိုကောင်မလေးတယောက်ကိုတွေ့တဲ့အခါကျွန်တော်တို့ကအဲ့ကောင်မလေးကိုဟဲဆိုတာအံ့ဩသွားတာလေအာမေတဲ့ဟဲနမိမေကလေးပါလားဆိုတာနမိမေကလေးလို့ပြောလိုက်တာဒီကျွန်တော်တို့ကဘာလဲဆိုရင်အဲ့ဒါအနှိုင်းနမိမေကလေးလို့မျိုးချောမောလှပတယ်မိန်းကလေးကိုပြောခြင်းအဲ့တော့အဲ့ဒါအနှိုင်းနမိမေကလေးကအနှိုင်းကိုပဲပြောတယ်သမတဥဒိလင်္ကာမှာနော်အနှိုင်းခံကိုဖျောက်ထားတယ်ဒါပေမဲ့ကိုကနားလေရမယ်ဩဒါလှတဲ့ချောတဲ့မိန်းကလေးကိုပြောတာလှပတဲ့မိန်းကလေးကအနှိုင်းခံကိုသူကမြုပ်ထားတယ်နော်မဖော်ဘူးကိုကဖော်ပေးရမယ်တနည်းအားဖြင့်ကျွန်တော်တို့နောက်တစ်ခုအားသုံးလုံးပေါ့နော်အခြေခံစာတက်မြောက်ရေးလုပ်ငန်းတွေမှာသုံးတဲ့စောင်ပုတ်ကလေးပေါ့စင်မီးယာထောင်ထွန်းညှိကြဆိုစင်မီးယာထောင်ထွန်းညှိကြဆိုရင်စာတွေတက်အောင်သင်ပေးကြဆိုပညာတွေတက်အောင်သင်ပေးကြဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တစ်ခုလုံးကအဲ့စာကြောင်းလေးတစ်ကြောင်းလုံးကတမတဥဒိအလင်္ကာမြောက်ပါနော်ဒီမှာတော့ကျွန်တော်စင်မီးတစ်ခုတည်းကိုပြောထားတာပေါ့စင်မီးဒီတကယ်စင်မီးတိုင်တွေထုံးခိုင်းတာမဟုတ်ဘူးစင်မီးကွက်တွေထုံးခိုင်းတာမဟုတ်ဘူးเนาะဗာလဲပညာကိုဆိုလိုချင်တာအဲ့တော့စင်မီးကအနှိုင်းပညာအနှိုင်းကအဲ့တော့တမတဥဒိအလင်္ကာမှာကျွန်တော်တို့အပေါ်ဟာပဲပြောမှာပညာကိုမြုပ်ထားမှာဟာကျွန်တော်ကစကားနည်းတယ်ပေါ့နော်ပုံမှန်ဆိုကျွန်တော်စကားနည်းပါတယ်တကယ်စကားနည်းတဲ့ခါကျတော့ကျွန်တော်စကားသိမပြောလူများနေတယ်ဒီမှာတော့ကျွန်တော်အများကြီးပြောနေရပါဘူးစကားနည်းတဲ့ခါကျတော့ကိုတေမိကြီးဆိုတေမိကစကားနည်းတယ်လေကိုတေမိကြီးလို့ပြောလိုက်တာ ਨੇ ဗာလဲဒါစကားနည်းတဲ့သူဆိုပြီးကိုကအနှိုင်းကန်ကိုဘကိုနားလေရဒီမာနက်ကတော့ဖြက်လို့ဖြက်စီးလုပ်ပြန်ပြီဆိုပြီးတော့ဒါဖြက်လို့ဖြက်စီးလုပ်တဲ့သူကိုမာနက်ဆိုပြီးတော့ပြောတာမျိုးတင်စားပြီးပြောတာမျိုးမြောက်ကလေးလာပြီဆိုပြီးအလွန်ဆော့တအားဆော့တဲ့ကလေးပေါ့နော်စာနဲ့ဆိုအလွန်ဆော့တာပေါ့အားဆော့တဲ့ကလေးလေးတယောက်လာပြီဆိုတာလေကိုရဟာမြောက်ကလေးလာပြီလို့ပြောအဲ့မြောက်ကလေးလာပြီလို့ပြောတဲ့ပြောစကားမှာနေမြောက်ကလေးဒီအဲ့ဒါတမတဥဒိအလင်္ကာမြောက်တယ်တမတဥဒိအလင်္ကာမြောက်တယ်အနှိုင်းကိုပဲပြောတာမြောက်ကလေးကိုပဲပြောတာအလွန်ဆော့တဲ့လူဆိုတဲ့အလွန်ဆော့တဲ့ကလေးလေးဆိုတဲ့အနှိုင်းကန်ကိုမြုပ်ထားအဲ့ဒါကိုအလင်္ကာကျမ်းတွေထဲမှာတမတဥဒိအလင်္ကာလို့သုံးပါတယ်ဆရာတို့ဆရာမတို့ကလည်းသိရပါမယ်တခုခုကိုစာယူလေ့လာပြီဆိုရင်ကလေးတွေကိုတော့ပြောစရာမလိုဘူးကိုကဒါဒီတမတဥဒိအလင်္ကာဖြစ်တယ်ဆိုတာသိရမယ်ကလေးတွေကိုကြတော့ဘာပြောလဲဆိုတော့တမတဥဒိအလင်္ကာလို့မပြောတော့ဘဲနဲ့တမတဥဒိအလင်္ကာမြောက်တာတွေအားလုံးဒီဝင်ကဟုတ်တိအလင်္ကာလို့ကလေးတွေကိုဝင်ကဟုတ်တိပဲပေးတည်လိုက်တယ်နော်တကယ်တော့အဲ့ဝင်ကဟုတ်တိတွေကတမတဥဒိအလင်္ကာတွေပဲနော်မယုံရင်ကျွန်တော်တို့ကြည့်လိုက်ဝင်ကဟုတ်တိတွေကိုပြန်ပြီးတော့လေ့လာကြည့်လိုက်ဝင်ကဟုတ်တိတော်တော်များများဒီတမတဥဒိအလင်္ကာတွေဖြစ်နေတတ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုနမူနာလေးတစ်ခုပြမယ်နော်ထက်တန်းစစ်မှာအဲ့ဒါလေးသင်ရတယ်တောင်တွင်းရှင်ချင်းမဲ့ရဲ့နော်ကြုံရမဲ့ဗျာပါဆိုတဲ့အိုင်ချင်းလေးပေါ့နော်တချို့ကလည်းငါ့ကိုလွယ်အမေကြီးနှင့်အိုင်ချင်းလို့သိကြ
ငါကိုလွယ်အမေကြီးနဲ့ဘာကြီးဖြက်လို့အိမ်လေးတောင်မှာစူးတွေချလျက်မျက်နှာငယ်မှစေ့ဆုံလေကားခုံမှာဂလုံမောင်းကြောင်စောင်းတော်တယ်လေကားဥမှာဘလူးမောင်းကြောင်စောင်းတော်တယ်လေကားချေမှာစူးလီမောင်းကြောင်ကျဲတော်တယ်အိမ်တိုင်တိုင်းမှာနွားရိုင်းမောင်းကြောင်ချီတော့တယ်ထယံကြားမှာဓားသွားမောင်းကြောင်ထားတော့တယ်အိမ်ချမ်းကြားမှာအပ်သွားမောင်းကြောင်စီတော့တယ်အိမ်မိုးခေါင်မှာလှန်ထောင်မောင်းကြောင်စိုက်တော့တယ်အဲ့တော့ဒါအထက်တန်းမှာသင်ရတဲ့ကြပြနော်ဒီကြပြလေးထဲမှာဆိုရင်ကျွန်တော်ကမဲမဲလေးတွေပြထားတယ်အဲ့တော့တကယ်ပဲကောင်မလေးဘက်ကပေါ့နော်မိမပြိုလေးဘက်ကကောင်လေးနဲ့သဘောမတူသဘောမတူတာလည်းဖြစ်မယ်ဒါမှမဟုတ်ငယ်သေးလို့ပေါ့နော်ဟိုလိုမျိုးခြေလွန်လက်လွန်နေဖြစ်မှာဆိုတာမျိုးလည်းပါဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မို့သူကဘာလဲဆိုရင်တကယ်အိမ်ထဲမှာစူးတွေချထားတာမဟုတ်ဘူးနော်ဂလုံလည်းမရှိဘူးဘလူးလည်းမရှိဘူးစူးလေလည်းမရှိဘူးနွားရိုင်းလည်းမရှိဘူးဓားသွားလည်းမရှိဘူးအက်သွားလည်းမရှိဘူးလန့်ထောင်လည်းမရှိဘူးတကယ်ပစ္စည်းအစ်စ်တွေလို့ယူဆမယ်ဂလုံအင်းတွေဘလူးအင်းတွေလို့ယူဆမယ်ဆိုရင်ကြပြားမလှတော့နော်အဲ့ဒါဆိုမလှတော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီစူးတွေဂလုံတွေဘလူးတွေစူးလေဆိုတာဟိုအပင်ကိုပြောတာနော်အပင်ကစူးလေကျွန်တော်တို့ရန်ကုန်မှာဆိုစူးလေစေတီတော်တောင်ရှိတယ်နော်အဲ့မှာစူးလေပင်တွေအများကြီးရှိတဲ့နေရာမို့လို့ပြီးရင်နွားရိုင်းတို့ဓားသွားတို့အက်သွားတို့လှန်ထောင်တို့ဆိုတာတကယ်ပစ္စည်းအစ်စ်တွေကိုပြောချင်တာမဟုတ်ဘူးကြပြာစာဆိုကဘာကိုပြောချင်တာလဲအိမ်မှာရှိတဲ့လူကြီးမိဘတွေဘိုးဘွားတွေဦးလေးတွေအတော်တွေအကိုတွေအမတွေဟုတ်တယ်မလားညီမတွေရောင်မတွေသူတို့တွေကဘာဖြစ်လဲဒီကောင်မလေးကိုအိမ်မှာရှိတဲ့လူအကုန်ကဒီကောင်မလေးကိုအလစ်ဟိုဟာပေါ့မျက်စိအောက်ကအပြောက်မခံဘူးစောင့်ကြည့်ညာနော်ဘာကြောင့်လဲဆိုရင်သူ့ရဲ့မောင်နဲ့မောင်ကြောင့်ပေါ့နော်မောင်အကြောင်းပြုပြီးတော့အားလုံးကစောင့်ကြတယ်ကျဲကြတယ်ချီကြတယ်ထားကြတယ်ဒီလိုမျိုးလေးဖွဲ့လာတာဖြစ်တဲ့အတွက်အဲ့စူးလေဂလုံဘလူးစူးလေနွားရိုင်းဓားသွားအက်သွားနှံထောင်းတွေအားလုံးဒီအဲ့ဒါတမတဟုတ်ဒီအလင်ကမြောက်တယ်နော်တကယ်ဒါတွေကိုပြောချင်တာမဟုတ်ဘူးနော်ဒါတွေကဒါတွေကိုအဓိကပြောချင်တာမဟုတ်ဘူးဒါပြောချင်တာအကိုတွေညီတွေမောင်တွေဘာညာမိဘမောင်ဘွားတွေကိုပြောချင်တာပေါ့ဒါကြောင့်တမတဟုတ်ဒီအလင်ကမြောက်တယ်အဲ့တော့ကလေးတွေကိုကြားတော့တမတဟုတ်ဒီအလင်ကမတင်ထားတာဖြစ်တဲ့အတွက်ဒါတွေအားလုံးဒီဘာမြောက်လဲဝင်ကားဟုတ်ဒီအလင်ကမြောက်တာပေါ့နော်ဝင်ကားဟုတ်ဒီအလင်ကမြောက်ပြီးရင်တော့နောက်တစ်ခုပရိယာယဩတိအလင်္ကာပရိယာယဆိုတာရိုးရိုးလေးပါပဲပရိယေကိုပြောတာနော်အဲပရိယာယမှာအသက်ကလေးတင်လိုက်ရင်ကျွန်တော်တို့ကပရိယေဖြစ်သွားအောင်အဲဆိုလိုတဲ့အနက်ကိုဓာတ်ရိုက်မဆိုဘဲနဲ့တွယ်ဝိုက်ဆိုတာအဲပရိယာယဩတိအလင်္ကာရဲ့သဘောပဲပေါ့နော်အဲ့တော့တကယ်တော့ဝင်ကားဩတိအလင်္ကာ35မျိုးကဓာတ်ရိုက်မဆိုဘူးလေအကုန်လုံးတွယ်ဝိုက်ဆိုတာပဲဒါပေမဲ့ပရိယာယဩတိအလင်္ကာဓာတ်ရိုက်မဆိုတွယ်ဝိုက်ဆိုတဲ့အပြင်ကိုသူကစကားပရိယေတွေသုံးပြီးတော့တွယ်ဝိုက်ဖွဲ့တာအားကြောင့်မို့သူ့ကိုကြတော့ပရိယာယဩတိအလင်္ကာလို့ခေါ်တယ်အဲ့တော့ဟိုးရှိတုန်းကကြပြားတွေစာတွေထဲမှာဖျားရှင်မင်းတွေမိဖုရားတွေမင်းသားတွေမင်းသမီးတွေကိုရည်ညွှန်းတဲ့စကားပရိယေတွေအမျိုးမျိုးနဲ့ဖွဲ့တာမျိုးတေတယ်ဆိုတာကိုတေတယ်လို့မရေးဘဲနဲ့နော်ခန္ဓာဆဲတယ်လေနော်တောင်သူကြီးဒုံချင်းမှာဆိုခန္ဓာဆဲတယ်လို့သုံးတယ်ကျွန်တော်တို့ညောင်ရမ်းကြီးသမီးကြောက်စာမှာကြတော့နော်သူ့ခင်မွန်းတဲ့ကင်ကတူပြန်တော်မူတယ်လို့သုံးတယ်အဲ့တော့အရင်တော့ကကျွန်တော်တို့စိတ်ထဲမှာဟောပြန်တော်မူတယ်လို့သုံးတာကြီးကအလင်္ကာမမြောက်ပါဘူးလို့ထင်တာလေ။တော့ပြန်တော်မူကဘာလို့အလင်္ကာမြောက်ရမှာလဲ။ပြန်တော်မူတယ်ဆိုတာသိတာပဲ။အဲ့ဟိုခေတ်ဒီခေတ်ကဘုန်းကြီးတွေကိုသုံးနေမယ်ဟိုခေတ်ကမင်းကြီးမင်းသားတွေကိုသုံးတာမို့လို့ပြန်တော်မူလို့သုံးတာပဲဆိုပြီးတော့အလင်္ကာမမြောက်ဘူးလို့ထင်တာ။တကယ်တော့ပြန်တော်မူဆိုတဲ့အသုံးလေးကပရိယာယဟုတ်ဒီအလင်္ကာမြောက်တယ်နော်။ဒါပေမဲ့ပေမယားဆိုတဲ့စကားလုံးမျိုးကြတော့မမြောက်ဘူးနော်။ပေမယားဆိုတာပေဆိုတာချစ်ခင်နှစ်သက်အပ်တော့မိဖုရားကိုပေမယားလို့ခေါ်တာပေမယားကြတော့ပရိယေမဟုတ်ဘူးပရိယေစကလုံးမဟုတ်ဘူးအဲ့တော့ပေမယားဒီကျွန်တော်တို့ကပရိယာယဟုတ်ဒီအလင်္ကာမမြောက်ဘူးပေါ့အဲ့တော့ပရိယာယဟုတ်ဒီအလင်္ကာကိုလည်းကလေးတွေကိုမသိဘူးကလေးတွေကိုကြားတော့ပရိယာယဟုတ်ဒီအလင်္ကာမြောက်တာတွေအားလုံးကျွန်တော်တို့ကဝင်ကားဟုတ်ဒီအလင်္ကာဆိုပြီးတော့ပဲသင်တာပေါ့အဲ့တော့ဒီနှစ်ခုကိုဘာကြောင့်မိတ်ဆက်ပေးတယ်ဆိုတာသဘောပေါက်လာပြီထင်ပါတယ်တမတဟုတ်ဒီအလင်္ကာမြောက်တဲ့အရာတွေရောပရိယာယဟုတ်ဒီအလင်္ကာမြောက်တဲ့အရာတွေရောဒီကလေးတွေကိုသင်တဲ့အခါဝင်ကားဟုတ်ဒီမြောက်တယ်လို့သုံးတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကလေးကိုသင်တဲ့အခါမှာဒါလေးတွေကိုဒီလိုပါဠိနာမည်တွေမထည့်ဘဲနဲ့သဘောတရားလေးတွေကိုဝင်ကားဟုတ်ဒီအလင်္ကာရဲ့သဘောတရားလေးတွေပြောတဲ့အခါမှာဒီအလင်္ကာနှစ်ခုရဲ့အားလေးကိုထည့်ပြီးတော့ပြောလို့ရပါတယ်ဒီမှာဆိုရင်ဆရာစောကြီး1930ဝန်းကျင်လောက်ကရေးခဲ့တယ်။အိုတက်လူလို့ကြပြားတွေကကောက်နှုတ်ထားတဲ့ဟာလေးနဲ့
နော်ပရိယာယဟုတ်ဒီအလင်္ကာလေးကိုနမူနာပြချင်ပါတယ်ဒီကဗျာလေးကိုပြတာဆရာစောကြီးက1930ဝန်းကျင်ကရေးခဲ့တာပေါ့နော်ကိုလိုနီခေတ်သူ့ကျွန်ဘဝရောက်နေတဲ့အချိန်မှာရေးခဲ့တဲ့ကဗျာကအခု2025မှာလည်းဒီကဗျာလေးကကျွန်တော်တို့ကခင်မိနေသေးတယ်ပေါ့နော်အဲဒါကြောင့်ဒါလေးကိုလည်းမိတ်ဆက်တာပေါ့အဟောင်းပြက်လျင်အသစ်ပြင်လောအမြင်ကျယ်၍ပညာမွေ့လောယနေ့လူငယ်နောင်ဝယ်လူကြီးသင်လဲတူသားထူးသားမြက်ဖြစ်အပ်ရာသည်ရှေ့သို့ရည်၍ဝိုမီမတသင်္ခါရဟုစိတ်ကမစောလောလောဆယ်ဆယ်ဒုက္ခနယ်ကိုကယ်တင်နိုင်ကြပါစေတည်းနော်အဲ့မှာဆိုရင်ကျွန်တော်တို့အဓိကပြောချင်တဲ့နေရာကြီးကလောလောဆယ်ဆယ်ဒုက္ခနယ်လောလောဆယ်ဆယ်ဒုက္ခနယ်ဆိုတာဒီတိုင်းဆိုရင်ဘာကိုပြောမှမသိဘူးဒါပေမဲ့ခုနကျွန်တော်နောက်ခံလေးပြောခဲ့တယ်လေဒီကဗျာအိုတက်လူလိုကဗျာကိုဆရာဆို1930ဝန်းကျင်မှာဖွဲ့ဆိုခဲ့တယ်အဲ့တော့အဲ့အချိန်ကအင်္ဂလိပ်လက်အောက်နယ်ချဲကိုလိုနီလက်အောက်မှာသူ့ကျွန်ဘဝရောက်နေတာဖြစ်တဲ့အတွက်ဒါဒီလောလောဆယ်ဆယ်ဒုက္ခနယ်ဒီသူ့ကျွန်ဘဝကိုပြောချင်တာသူ့ကျွန်ဘဝလို့ဓာတ်ရိုက်မပြောဘဲနဲ့လောလောဆယ်ဆယ်ဒုက္ခနယ်ဆိုပြီးတွယ်ဝိုက်ဖွဲ့ဆိုထားတဲ့ပရိယာယဟုတ်ဒီအလင်္ကာလေးနော်လောလောဆယ်ဆယ်ဒုက္ခနယ်ကိုကယ်တင်နိုင်ကြပါစေတည်းဆိုတာသူ့ကျွန်ဘဝကနေနော်လူငယ်တွေလုံးဝပြောင်းမှာပေါ့ဒါကြောင့်အိုတက်လူတို့မင်းတို့သူ့ကျွန်ဘဝကနေနော်တို့မြန်မာနိုင်ငံတော်ကြီးကိုကယ်တင်ကြပါဆိုပြီးတော့ပြောတာပေါ့အဲ့တော့လောလောဆယ်ဆယ်ဒုက္ခနဲ့ဒီပရိယာယဟုတ်ဒီအလင်္ကာမြောက်ပါတယ်ကလေးလေးကိုသင်နေတော့ကျွန်တော်တို့ကဘာပဲလဲဆိုလောလောဆယ်ဆယ်ဒုက္ခနဲ့ဒီဝင်ကားဟုတ်ဒီအလင်္ကာပေါ့နော်ဝင်ကားဟုတ်ဒီအလင်္ကာသူ့ကျွန်ဘဝကိုသူ့ကျွန်ဘဝလို့ဓာတ်ရိုက်မရေးပဲနဲ့လောလောဆယ်ဆယ်ဒုက္ခနဲ့လို့သူဆင်းရဲပင်ပန်းခက်ခဲကြမ်းတမ်းနဲ့သူ့ကျွန်ဘဝလို့ဓာတ်ရိုက်မရေးပဲလောလောဆယ်ဆယ်ဒုက္ခနဲ့လို့တွယ်ဝိုက်ဖွဲ့ဆိုထားတဲ့အတွက်ဝင်ကားဟုတ်ဒီအလင်္ကာမြောက်တယ်လို့သုံးတာပေါ့နော်ဟုတ်ပါပြီအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကျောင်းသင်အလင်္ကာကတော့၅မျိုးပေါ့နော်ကျောင်းသင်အလင်္ကာ၅မျိုးကတော့ဒါတွေသင်တယ်ပေါ့အကျောင်းမှာနော်ဥပမာအလင်္ကာယူပကအလင်္ကာအတိတ်တရားဟုတ်ဒီအလင်္ကာအတိတ်တရားဟုတ်ဒီအလင်္ကာလို့ပြောရင်လည်းမှန်ပါတယ်အဲ့လိုလည်းထွက်လို့ရတယ်ပြီးရင်ဝင်ကောက်ဟုတ်ဒီအလင်္ကာမြေတံဆွဲအလင်္ကာပေါ့အဲ့တော့အဲ့အလင်္ကာ၅မျိုးထဲမှာခုနတွယ်ဝိုက်ခွဲဆိုနီ35မျိုးထဲမှာပါတာ3မျိုးပဲရှိတယ်ဝင်ကောက်ဟုတ်ဒီအလင်္ကာအောက်မှာပါတာ3မျိုးပဲဥပမာအလင်္ကာရဲ့ခိုင်းနိုင်အစဉ်တစားလို့ခေါ်တဲ့ဥပမာအလင်္ကာရဲ့ထပ်တူပြုအစဉ်တစားလို့ခေါ်တဲ့ယူပကအလင်္ကာရဲ့လွန်ကဲဘွဲ့အစဉ်တစားလို့ခေါ်တဲ့အတိတ်တရားဟုတ်ဒီအလင်္ကာရဲ့3မျိုးပဲပါတယ်အဲ့ဒီ3မျိုးအကြောင်းကျွန်တော်ပြောရမယ်ဆိုရင်နံပါတ်1နဲ့2ပေါ့နော်ဥပမာအလင်္ကာနဲ့ယူပကအလင်္ကာဖွဲ့စည်းပုံအရာအလင်္ကာမြောက်တာဖွဲ့စည်းပုံကိုကြည့်တာစကားလုံးရဲ့ဖွဲ့စည်းပုံစကားလုံးတစ်လုံးဟာကဲ့သို့လှိုနေအတိုင်းဆိုတဲ့ဥပမာပြစကားတွေနဲ့နော်တစားဆင်ထားတဲ့အဲ့စကားလုံးလေးဟာတွယ်ဝိုက်လဲဖွဲ့ဆိုမယ်ဆိုအဲ့ဒါဥပမာလင်္ကာသူကဖွဲ့စည်းပုံရအဲ့လိုမဟုတ်ဘဲနဲ့ယူပကအလင်္ကာကြတော့နာမ်နှစ်ခုကိုအများအပြားတော့စကားလုံးအဆင့်ပေါ့ယူပကအလင်္ကာအဆင့်မျိုးမျိုးရှိရလေစကားလုံးအဆင့်မှာဆိုနာမ်နှစ်ခုကိုပူးကပ်ပြီးတော့ထားတယ်နာမ်နှစ်ခုကိုပူးကပ်ထားပြီးတော့တွယ်ဝိုက်ဖွဲ့ဆိုတယ်ဆိုရင်အဲ့ဒါယူပကအလင်္ကာမြောက်တယ်ဒါဖွဲ့စည်းပုံရကြည့်တာဥပမာနဲ့ယူပကဒီဖွဲ့စည်းပုံရလောကကြီးမှာလည်းဥပမာနဲ့ယူပကအတုံးအများဆုံးပဲနော်ခလေးတွေလည်းဥပမာနဲ့ယူပကခဏခဏတွေးရမှာပဲနော်ကိုယ်တိုင်ရေးတဲ့အခါမှာလည်းအဲ့ဒါသုံးပါပဲအတိတ်တရားဟုတ်ဒီအလင်္ကာအဲ့လိုမဟုတ်အတိတ်တရားဟုတ်ဒီအလင်္ကာဆိုတာဖွဲ့စည်းပုံကြည့်တာမဟုတ်အနက်အတိတ်ကြည့်တာအဲ့တော့အတိတ်တရားဟုတ်ဒီအလင်္ကာအနက်အတိတ်ပဲကိုကြည့်ဥပမာကျွန်တော်ပြောမယ်ဘုံတော်သားဆိုတဲ့ကြပြရှိအဲ့မှာဘုံခေါင်းလောက်ဝစ်စေမယ်ဆိုတာပါတယ်နော်ဘုံခေါင်းလောက်ဆိုတာဖွဲ့စည်းပုံရအကြည့်ရင်လောက်လေဘုံခေါင်းလောက်ပါတဲ့အတွက်သူကဥပမာလင်္ကာဘုံခေါင်းလောက်ဒီဥပမာလင်္ကာမြောက်တာအဲ့မှာဖွဲ့စည်းပုံရမယူဘူးအတိတ်တရားဟုတ်ဒီဘုံကောင်းလောက်ဆိုမဖြစ်နိုင်ဘုံကောင်းကအကြီးပဲရွှေနှစ်တောင်းကိုလာဘုံကောင်းလောက်ဝစ်စင်မယ်ဆိုတော့နှစ်တောင်းကဘုံကောင်းလောက်ဆိုအလွန်အကျူးပြောတာလွန်ကဲပြီးတော့ဖွဲ့တာဒါကြောင့်မလို့အဲ့ဘုံကောင်းလောက်ဒီဖွဲ့စည်းတိဆောက်ပုံအရာဥပမာလင်္ကာဖြစ်နေပေမဲ့အနက်အတိတ်ပဲရလွန်ကဲဖွဲ့အစဉ်တစားဖြစ်တဲ့အတွက်သူ့အတိတ်တရားဟုတ်ဒီအလင်္ကာအနေနဲ့ပဲယူပါအဲ့တော့အလင်္ကာဒီမှာဘယ်ဟာကိုပို့ဦးစားပေးလဲအနက်အတိတ်ပဲကိုပို့ဦးစားပေးတယ်ဘာကြောင့်လဲအလင်္ကာဆိုတာအနက်ကိုစမ်းကြယ်အောင်ဖွဲ့ဆိုတဲ့နီးမို့လို့အနက်ကိုပို့ဦးစားပေးတယ်အနက်ကိုကြည့်ပြီးတော့မှဖွဲ့စည်းပုံကြည့်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဖွဲ့စည်းပုံဥပမာလင်္ကာမြောက်တိုင်းအဲ့ဒါဥပမာမဟုတ်ဘူးเนาะဘုံကောင်းလောက်ဆိုရင်အတိတ်တရားဟုတ်ဒီလင်္ကာဖြစ်သွားတယ်เนาะအဲ့ဒါမျိုးလဲတချို့ကလေးတွေမခွဲတတ်ဘူးပေါ့မခွဲတတ်တဲ့အခါမှာကိုကအဲ့လိုနှစ်မျိုးရှိတယ်အနက်အတိတ်ပဲရအနက်အတိတ်ပဲရအတိတ်တရားဟုတ်ဒီအလင်္ကာဖွဲ့စည်းတိဆောက်ပုံရဥပမာနဲ့ယူပကအလင်္ကာပေါ့เนาะအဲ့လိုလေးခွဲကြည့်လို့ရတယ်
ဟုတ်ပြီအဲ့ဒါကခုန35မျိုးထဲမှာအဲ့3မျိုးပဲသင်ရတယ်ကလေးတွေကြောင်းပါဟုတ်ပြီအဲ့ဒါဆိုနောက်ထပ်35မျိုးမှာ3မျိုးပဲသင်ရတယ်ဆိုတော့32မျိုးတောင်ကျန်တယ်အဲ့တော့32မျိုးကအများကြီးပဲလေအဲ့အများကြီးကိုလည်းသင်လို့မရအောင်ဒါကြောင့်ဘာဖြစ်လဲဆိုတော့သင်လဲပါဠိနာမည်တွေနဲ့ဆိုရင်ပါဠိနာမည်ကတော့ကျွန်တော်တို့သုံးရမှာပဲဘာကြောင့်လဲဆိုတော့ပညာရဲ့အခေါ်အဝေါ်တွေကပါဠိနာမည်သုံးတယ်အင်္ဂလိပ်မှာလည်းအဲ့လိုပဲပညာရဲ့အခေါ်အဝေါ်တွေဆိုရင် Latin နော် Latin နာမည်တွေသုံးတယ်အဲ့ဒါဆိုကျွန်တော်တို့ကကျန်တဲ့32မျိုးလုံးကိုမတင်ကျင်တာလည်းမဟုတ်ဘူးကျန်တဲ့32မျိုးကရှိနိုင်သေးတယ်ပေါ့ဥပမာအဖြစ်တမတာဝတိအလင်္ကာနဲ့ပရိယာယဝတိအလင်္ကာတွေကတွေ့မှာစာရီထဲမှာအဲ့နှစ်ခုတွေ့ခဲ့မယ်ဆိုရင်အဲ့နှစ်ခုကိုတမတာဝတိအလင်္ကာနဲ့ပရိယာယဝတိအလင်္ကာဆိုပြီးနှစ်ခုထပ်ကွဲရင်နှစ်မျိုးတောင်မှတ်နေရမယ်အဲ့တော့အဲ့နှစ်မျိုးမှတ်သိကျင်တော့တဲ့အတွက်သင်ကြားရေးရည်ရွယ်ချက်အရာကလေးတွေကိုဆရာကြီးဆရာမကြီးတွေကပေါ့နော်ရှေ့ခေတ်ကသင်ရိုးရေးဆွဲခဲ့တဲ့ဆရာကြီးဆရာမကြီးတွေကဆရာစောကြီးတို့ဆရာမင်းသူဝင်တို့ပေါ့နော်အဲ့လိုဆရာတွေကနေပြီးတော့ဝင်ကားဟုတ်တိအလင်္ကာဆိုပြီးတော့ပဲပေးလိုက်တာတကယ်တော့အဲ့မှာနေသွားထက်တာပေါ့ဝင်ကားဟုတ်တိအလင်္ကာ35မျိုးအောက်မှာလေဥပမာယူပကအတိတ်တရားတွေပါတယ်ပြီးတော့ဝင်ကားဟုတ်တိအလင်္ကာကိုထပ်ခွဲတယ်ဆိုတော့နေသွားထက်တယ်ဒါပေမဲ့ဒါဒီသင်ကြားရေးရည်ရွယ်ချက်အရာခွဲတာပါကလေးတွေမှတ်ရလွယ်အောင်ခွဲတာဖြစ်ပါတယ်အဲ့တော့ဝင်ကားဟုတ်တိအလင်္ကာအောက်မှာတော့ကျွန်တော်တို့တွေ့ရမှာ2မျိုးပေါ့ခုနဆွေးနွေးခဲ့တဲ့တမတာဟုတ်တိအလင်္ကာနဲ့ပရိယာယဟုတ်တိအလင်္ကာတွေကိုတွေ့ရမှာပါအဲ့တော့ကျွန်တော်တို့ဆရာဆရာမတွေကတော့စကလုံးတစ်လုံးအလင်္ကာအဖွဲ့နှွဲ့တစ်ခုကိုတွေ့ပြီဆိုရင်ဝင်ကားဟုတ်တိအလင်္ကာနဲ့ရက်ထားလို့မရအောင်ဒါဟာတမတာဟုတ်တိအလင်္ကာလားဒါဟာပရိယာယဟုတ်တိအလင်္ကာလားခွဲခြမ်းစိတ်ပြရမယ်ပြီးတော့မှကလေးကိုသင်တော့ဒါဝင်ကားဟုတ်တိအလင်္ကာနေလည်းပဲပြန်သင်မယ်ပြီးရင်အဲ့နှစ်ခုတည်းကလည်းမဟုတ်ဘူးဆိုရင်နှစ်ခုတည်းကမဟုတ်ဘူးဆိုရင်ကျန်တဲ့ဟာတွေရှိသေးတယ်လေကျန်တဲ့30ရှိသေးတယ်ကျန်တဲ့30တည်းကဘာဖြစ်အောင်မလဲဆိုတာကိုသိဖို့ကြတော့ကိုယ့်ဘက်ကိုလေ့လာတော့မှရတော့နော်ကိုယ့်ဘက်ကိုတဖြည်းဖြည်းချင်းပေါ့နော်လင်္ကာကျမ်းတွေကိုလေ့လာပြီးတော့တဖြည်းဖြည်းချင်းသိလာပါလိမ့်မယ်ကျွန်တော်တို့လည်းလေ့လာနေသေးပါမသိသေးပါဘူးနောက်ဆုံးတစ်ခုကတော့မြန်မာအလင်္ကာစစ်စစ်ပါအတန်အစင်တစားလို့သုံးပါတယ်မိတန်ဆွဲအလင်္ကာပေါ့နော်မိတန်လေးတွေကိုဆွဲပြုတ်ပြီးတော့ဖွဲ့တဲ့အခါမှာမိတန်ဆွဲအလင်္ကာဖြစ်လာတယ်ပေါ့အဲ့တော့အတန်အစင်တစားပါဠိမှာတော့ရှိတယ်နော်ဟိုအလင်္ကာကျမ်းထဲမှာရှိတာမဟုတ်ပါဠိမှာအနုကရဏတရားဆိုပြီးတော့သုံးတယ်အဲ့တော့မိတန်ဆွဲအလင်္ကာကကြတော့မိတန်တွေတွေ့တိုင်းမိတန်ဆွဲအလင်္ကာမမြောက်ပါဘူးမြောက်တယ်လို့ပြောရင်စာမွဲအတွက်ပဲမြောက်ရင်မြောက်ပေါ့နော်တကယ်အပြင်မှာမမြောက်ဘူးစာမွဲမှာမေးမှမို့လို့မြောက်ရတာမျိုးပေါ့အပြင်မှာမြောက်ချင်မှမြောက်မယ်အဲ့တော့အပြင်မှာဘာကြောင့်မြောက်လဲဆိုခုနပြောခဲ့တဲ့မှတ်ကြောက်တွေထဲမှာပါတယ်လေအဲ့ဒီမိတန်လေးဟာအဲ့ဒီစာတွေကဗျာတွေကိုခန်းစားတဲ့နေရာမှာနော်ဗာလေအထောက်အကူလာဖြစ်တယ်ဆိုရင်တော့သူကမြောက်တယ်နော်အဲ့တော့ထောက်ကူလာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကမြောက်တယ်ပေါ့နော်ချက်ပေါက်ကလေးကိုဖတ်လိုက်လို့နော်ခဏရက်သွားအဲ့တော့မြည်တန်ဆွဲလင်ကကျွန်တော်တို့ငယ်ငယ်ကကလေးတွေသင်ဘူးပါတယ်နော်ဟာလေတောမြောက်ကကျိုးခွေစိန်ကြီးမြိုင်ချောင်ကရွှေဖိုးကောင်တန်ကြိုညောင်းဒေါင်းကအိုးဝေအဲ့မှာဆိုရင်လေနော်တောမြောက်ကကျိုးခွေနော်အဲ့လိုမြောက်ကကျိုးခွေလို့អော်တယ်အဲ့ကြပြာလေးမှာဆိုအဲ့အတန်လေးတွေထည့်ပေးထားတာပေါ့နော်ဘယ်ကောင်ကဘယ်လိုអော်တယ်ဆိုတာထည့်ပေးထားတာကြပြာကိုကြွလာစေတယ်ကြပြာကိုခန်းစားတဲ့နေရာဘာကြောင့်လဲဆိုတော့အဲ့ကြပြာဌာနီပြည်ကြီးကဝေသနင့်လေနော်ဒီကောင်လေးကတောထဲကိုရောက်သွားတာဘယ်သူမှလည်းမရှိဘူးနော်တိတ်နဲရှစ်ခွင်လုံးတိမ်မင်တုံမိုးလုံးဤတို့အိုတိတက်ပြီဆိုပြီးအဲ့တော့ဘာဖြစ်ဘူးမှမရှိတဲ့နေရာကိုရောက်သွားတဲ့အခါမှာသူလွမ်းဟိုကျင်းငက်တန်ကြီးကြားရတယ်ဆိုတဲ့ဟာဒီကြပြာအတွက်လာပြီးတော့အလွမ်းအတွက်ပေါ့ညီးချင်းပေါ့နော်အဲ့ညီးချင်းအတွက်အလွမ်းအတွက်လာအထောက်အကူဖြစ်တယ်အဲ့ဒါမျိုးဆိုရင်အဲ့ဒါတွေကမြည်တန်ဆွဲလင်ကမြောက်တယ်ပေါ့နော်အဲ့တော့ဝက်ကြလေးတစ်ချောင်းဖြစ်စေအောင်တော့ဝက်ကြလေးတစ်ခုဖြစ်စေအောင်တော့ကြပြာလေးတစ်ပုတ်နော်စာလေးတစ်ပိုက်ဖြစ်စေအောင်တော့အဲ့ထဲမှာပါတဲ့မြည်တန်ဒီအဲ့ဒီစာလေးအဲ့ဒီကြပြာလေးအဲ့ဒီဝက်ကြလေးကိုပို့ပြီးတော့ကြွလာအောင်ပို့ပြီးတော့အတိတ်ဘယ်ကိုခန်းစားတက်ဝင်မှုရှိလာအောင်ပို့ပြီးတော့အာနိသင်ကောင်းလာအောင်ဖွဲ့တဲ့အတန်ထည့်ထားတဲ့အတန်ဆိုရင်လိုအပ်လို့ပေါ့နော်လိုအပ်လို့ထည့်ထားတဲ့အတန်ဆိုရင်ညီတန်ဆွဲလင်ကမြောက်ပါအဲ့လိုမဟုတ်ပဲနဲ့ဒီတိုင်းပဲနော်ပါလာတဲ့အတန်ပေါ့နော်အဲ့လိုမျိုးဆိုမမြောက်ဘူးပေါ့နော်အဲ့ဒါလေတိမ်မွေ့ပါတယ်ဟိုတအားတိမ်မွေ့တယ်နော်တိမ်မွေ့တဲ့အတွက်လောလောဆယ်တော့ကျွန်တော်တို့ကမြည်တန်မှန်သမျှမြည်တန်ဆွဲလင်ကမြောက်တယ်ပဲသုံးတာပေါ့နော်မြည်တန်ဆွဲလင်ကဒီဘယ်မှာမှမပါပါဘူးခုန35မျိုးထဲမှာလည်းမပါဘူးမြန်မာနော်အတွက်တီးတန့်ထည့်ထားတဲ့လင်္ကာလေးဖြစ်ပါတယ်အဲ့ဒါဆိုရပြီကျောင်းတင်လင်္ကာ5မျိုးပေါ့နော်
ဟုတ်ပြီပြီးတဲ့အခါမှာကျွန်တော်တို့ဂုံ10ပါးရှိတယ်လို့ပြောခဲ့ပါတယ်တတ္တာလင်္ကာရစကားတစားမှာဂုံ10ပါးရှိတယ်ဂုံ10ပါးလုံးဒီမြန်မာနဲ့မဆိုင်ပါဘူးဂုံနှစ်ခုอ่ะပေါ့နော်နှစ်ခုอ่ะမြန်မာမှာမရှိပါဘူးအဲ့မရှိတဲ့နှစ်ခုကိုပယ်လိုက်ပါတယ်ဘယ်သူကပယ်တာလဲဝဇီယဗုဒ္ဓဦးဖိုးစိန်ဆိုတဲ့နော်မြန်မာပညာရှိရနေပြီးတော့သူကဂုံတွေကိုစစ်တယ်ဂုံ10ပါးဒီအလင်္ကာကျမ်းထဲမှာတော့ဂုံ10ပါးရှိတယ်ဂုံ10ပါးဒီပါဠိဘာသာအတွက်ဖြစ်တယ်မြန်မာဘာသာမှာအတန်နဲ့ပတ်သက်တာမရှိဘူးမြန်မာအတန်ကျမ်းတာတို့အတန်ရော့တာတို့အတန်တင်းတာတို့အဲ့လိုအတန်ကိုတိတ်ဂရုမပြုဘူးပေါ့ဒါကြောင့်မလို့အတန်နဲ့ပတ်သက်တဲ့ဂုံတွေဒီမြန်မာနဲ့မစီလျော်ဘူးမြန်မာနဲ့မအပ်ဆက်ဘူးဒါကြောင့်ဒီဂုံနှစ်ပါးကိုဝဇီယဗုဒ္ဓဥပုသ်စင်ကပယ်လိုက်တယ်အဲ့တော့ပယ်လိုက်တဲ့အတွက်ကျွန်တော်တို့ကဂုံ10ပါးပဲကျန်တယ်အရင်တော့အကြောင်းတွေမှာဂုံက9ပါးသင်ရတယ်ပေါ့နော်အခုကတော့ဂုံက10ပါးသင်ရတယ်နော်10ပါးသင်ရအဲ့ဒီ10ပါးကိုကျွန်တော်တို့ကတည်ပြီးပါတယ်အဲ့ဒါကတော့ပတာရဂုံပတာရဂုံဆိုတာစကားရှင်အနက်လွယ်ဂုံနော်ဩဇာဂုံဩဇာဂုံဆိုတာစကားချုပ်ဂုံစကားချဲ့ဂုံဩဇာဂုံမှာဂုံတက်တိ2မျိုးရှိနော်တမတ်ပုတ်တွေနဲ့စကားကိုချုပ်ထားရဲဆိုရင်တမတ်ပုတ်ဆိုတာနော်တမတ်ပုတ်ဆိုတာဝိဘတ်ဒီမပါဝိဘတ်ခြေထားတဲ့ပုတ်ဝိဘတ်ခြေထားတဲ့ပုတ်တွေနဲ့အဲ့လိုမျိုးစကားကိုချုပ်ထားရင်အဲ့ဒါဒီစကားချုံကုံမြောက်တယ်စကားချဲ့ကုံဆိုတာအနှစ်ပြည့်စွာအနှစ်သာရပြည့်ဝစွာနဲ့စကားကိုချဲ့ပြီးတော့ရေးထားတယ်ဆိုရင်လည်းစာရီကြပြားတွေကိုချဲ့ပြီးတော့ဖွဲ့ထားတယ်ဆိုရင်လည်းဩဇာကုံမြောက်တယ်ဩဇာကုံမှာဂုံတက်တိ2မျိုးရှိတယ်နော်ဩဇာကုံဒီချုံတာလည်းဖြစ်နိုင်တယ်ချဲ့တာလည်းဖြစ်နိုင်တယ်မဒုရတာကုံသူကအတန်နဲ့ပတ်သက်တယ်မဒုရတာဂုံမှာလည်းကျွန်တော်တို့က2မျိုးရှိတယ်နဘေထက်တဲ့ဂုံနဲ့အခရာထက်တဲ့ဂုံနဲ့နော်နဘေထက်တယ်ဆိုတာကာယံတွေနှလုံးသုံးလုံးဆင့်ပြီးတော့ထက်တာကိုနဘေထက်တယ်လို့ပြောတယ်အခရာထက်ဆိုတာတော့ကျွန်တော်တို့အခရာလေးတွေထက်တာပေါ့စကလုံးလေးတွေထက်တာဖြစ်နိုင်တယ်မျိုးစုံဖြစ်နိုင်တယ်ပေါ့နော်မရွှေရွှေရွှေဆိုပြီးရွှေတွေရွေးထက်တာလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးလေးတွေကိုမဒုရတာဂုံမြောက်တယ်လို့သုံးပါတယ်ပြီးရင်တုခုမာလတာဂုံတုခုမာလတာဂုံဆိုတာစကရင်ဂုံပေါ့အဲ့တော့ရိုင်းဆိုင်တဲ့စကားတွေဆဲဆိုတဲ့စကားတွေကြမ်းတမ်းတဲ့စကားတွေမသုံးဘဲနဲ့ရင်ရင်ကြည်ကြည်သုံးရင်တုခုမာလတာဂုံမြောက်တယ်အဲ့တော့အရာဝတ္ထုတစ်ခုပစ္စည်းတစ်ခုလူပုဂ္ဂိုလ်တစ်ယောက်နော်ရဲ့ဂုံတူးဝိသေသကိုပေါ်ပြရဲဆိုရင်ဂုံတူးပြဂုံဥဒါရတာဂုံမြောက်တယ်အဲ့စာပေအဖွဲ့အနှဲ့တစ်ခုပေါ့ဖွဲ့ထားတဲ့အကြောင်းအရာရေးထားတဲ့အကြောင်းအရာဟာနှစ်သက်ဖွယ်ကောင်းတယ်ဆိုရင်ကံတိဂုံမြောက်တယ်အဲ့ဒီစာဆိုကပေါ့စာရေးသူကအနက်အဓိပ္ပာယ်ပြည့်ဝစွာနဲ့အပိုအလိုမပါဘဲနဲ့ဒီသူရေးထားတဲ့အတိုင်းကိုယ်နားလည်စေတယ်ဆိုရင်အဲ့ဒါအဋ္ဌပြတ္တိကုံမြောက်တယ်နောက်ဆုံးကတော့တင်ဒီကုံ၈ပါးကတော့ကျွန်တော်တို့ကအထက်တန်းအဆင့်မှာဧကဒသမရန်နေစပြီးတော့သင်ရမှာဖြစ်တယ်အဲ့တော့ဧကဒသမရန်မှာသင်ရမှာဖြစ်တဲ့အတွက်ဒီ၈မျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့အသေးစိတ်သိဖို့လိုတာပေါ့နော်ဒီမှာတော့ကျွန်တော်တို့ webinar မှာတော့အချိန်နည်းတဲ့အတွက်ဒါတွေအားလုံးကိုမျှဝေပေးဖို့မဖြစ်နိုင်ဘူးပေါ့နော်ဒီနာမည်လေးတွေနဲ့အဓိပ္ပာယ်လေးတွေသိရင်ဒါဆက်လက်ပြီးတော့လေ့လာလို့ရပါတယ်ပြီးရင်အပြစ်ဒေါသတွေပေါ့နော်အပြစ်ဒေါသတွေကအလင်္ကာကျမ်းထဲမှာ30 23ပါးရှိတယ်နော်30မဟုတ်ပါဘူး23ပါးရှိတယ်အပြစ်ဒေါသ23ပါးရှိပါတယ်အလင်္ကာကျမ်းထဲမှာနော်အဲ့တော့မြန်မာနဲ့အဆက်တာကတော့23ပါးမရှိပါဘူးမြန်မာမှာတော့မြန်မာအတွက်ပေါ့နော်မြန်မာတွေအတွက်ကတော့20ရှိပါတယ်နော်20ရှိမြန်မာအတွက်က20ရှိနော်အဲ့20ကတော့ကျွန်တော်တို့ဆရာဆရာမတွေသိရနော်20လုံးသိရနောက်ကပါဠိလိုတွေမသိရင်နေပါစေရှေ့ကမြန်မာလိုတွေနဲ့အဲ့ဟာတွေရဲ့တာတကတွေသဘောတဘာဝတွေကိုသိဖို့လိုတာပေါ့နော်အဲ့တော့ကလေးတွေကိုလည်းအပြစ်ဒေါသတွေဧကဒသမနမှာသင်ပေးပါတယ်ဒါပေမဲ့20လုံးမသင်ပါဘူးကလေးနဲ့သင်တော်တလောက်ပဲသင်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီ20ကမြန်မာမှာဒါအကုန်သုံးလို့ရတယ်ဒေါသတွေဖြစ်ပါတယ်ဒေါသဆိုတာအပြစ်ပေါ့နော်စာရေးတဲ့အခါမှာညာဖွဲ့တဲ့အခါမှာချို့ယွင်းချက်အားနည်းချက်တွေပြောတာအပြစ်ရှာတာနော်ဥပမာအဖြစ်အနက်ဆန့်ကျင်အပြစ်အတိခတ်အပြစ်စကလိုအပြစ်ဂုံတူးလိုအပြစ်ပုတ်ထားရှုပ်အပြစ်စသဖြင့်ဒီလိုအပြစ်တွေရှိရပေါ့နော်ဒီမှာတော့ကျွန်တော်တို့အချိန်နည်းတဲ့အတွက်အပြစ်တစ်ခုချင်းစီရဲ့သဘောတဘာဝနဲ့နော်ဒီလိုရေးထားရင်အပြစ်တင်တယ်ဒီလိုရေးထားရင်အပြစ်ကင်းတယ်အပြစ်မတင်တော့ဘူးဆိုရင်ဂုံမြောက်တာပဲခုနဂုံ၈ပါးမြောက်သွားတာပေါ့နော်ဂုံနဲ့အပြစ်နဲ့ဆက်ဆက်မှုရှိပါအဲ့တော့ဒီမှာကျွန်တော်အမဲမဲလေးတွေတင်ထားတာရှိတယ်ဘိုးလို့ခေါ်တာပေါ့နော်ကွန်ပျူတာမှာတော့နံပါတ်2အတိခတ်အပြစ်နော်ကိလေသာဒေါသ
အတိခတ်အပြစ်ဒီဧကဒသမထဲမှာကလေးတွေတင်ရမယ်ဒါတင်ရမှာမို့လို့အတိခတ်အပြစ်ပြီးရင်နံပါတ်3စကလိုအပြစ်နေရဒေါသနော်ပါဠိလိုတော့နေရဒေါသအလင်္ကာကျမ်းထဲမှာစကားလိုတဲ့အပြစ်စကလိုအပြစ်ဒါလည်းတင်ရမယ်ပြီးရင်နံပါတ်5ပုတ်ထားရှုပ်အပြစ်နော်ဗျာကိဏဒေါသဗျာကိဏဒေါသဒီပုတ်ထားရှုပ်အပြစ်လည်းဧကဒသမထဲမှာတင်ရမယ်ပြီးရင်ဒီဘက်ကိုသွားလိုက်မယ်နံပါတ်7စကရိုင်းအပြစ်ဂမ္မဒေါသနော်စကရိုင်းအပြစ်လည်းတင်ရမယ်အဲ့တော့ခုနသုခုမာလတာဂုံနဲ့ဒီစကရိုင်းအပြစ်ဂမ္မဒေါသနဲ့ဆက်ဆက်မှုရှိတယ်လေစကရိုင်းအပြစ်တင့်နေတယ်ဂမ္မဒေါသတင့်နေတယ်ဆိုရင်သုခုမာလတာဂုံမမြောက်ဘူးသုခုမာလတာဂုံစကရင်ဂုံမြောက်တယ်ဆိုရင်စကရိုင်းအပြစ်မတင်ဘူးဂမ္မဒေါသမတင်ဘူးလို့ဆက်ဆက်မှုရှိရပါတော့အဲ့တော့ဒီ၄ခုကတော့ဒီထဲမှာပြထားတဲ့နာမည်အတိုင်းပဲဧကဒသမထဲမှာဒီ၄ခုသင်ရမယ်ပေါ့အဲ့တော့တခြားဟာတွေကကျတော့နာမည်မတူဘူးပေါ့ဒီမှာကျွန်တော်ပြထားတဲ့အခု20နဲ့ဟိုဖတ်စာအုပ်ထဲကနာမည်တွေနဲ့မတူနိုင်ဘူးပေါ့နော်မတူနိုင်တာကြတော့ဘယ်ဟာဒီဘယ်ဟာနဲ့နီးစပ်မှုရှိတယ်ဆိုတော့ဆက်ပြီးတော့လေ့လာလို့ရเนาะဒါလေးကိုဒါကြောင့်မျှဝေပေးတာပါဒီ23မျိုးအဲ့တော့အနောက်ကပါဠိလိုတွေဘာကြောင့်ထည့်ထားတာလဲဆိုတော့အလင်္ကာကျမ်းတွေကိုလေ့လာတဲ့အခါမှာအလင်္ကာကျမ်းထဲမှာမြန်မာလိုမပါဘူးသူကခေါင်းစည်းတွေကိုပါဠိလိုပဲပေးပါဟောပါဠိလိုပေးပြီးအောက်မှာမြန်မာလိုရှင်းတာပေါ့နော်အဲ့တော့ပါဠိလိုပေးထားတဲ့အတွက်ဘယ်ဟာဒီဘယ်လင်္ကာဆိုတာသိဖို့အတွက်ဒီလိုမျိုးတွဲပေးထားတာပေါ့နော်တွဲပေးထားတာအဲ့တော့23ပါးရှိရလို့ကျွန်တော်ပြောထားတယ်လေအခုဒီမှာ20ရေးထားတယ်20နောက်21 22ကိုကျတော့စတားပြထားတယ်စတားပြထားတာနှစ်ခုရှိတယ်ခရေပွင့်လေးပေါ့မြန်မာလိုပြောရင်နော်နံပါတ်73အစင်ပြက်အပြစ်ဘက်ကရီတိဒေါသနော်ဘက်ကရီတိဒေါသအစင်ပြက်အပြစ်က2မျိုးရှိသူကဒါဝကြထဲမှာဒါအသုံးနှုန်းရတင့်တဲ့အစဉ်ပြက်အပြစ်လည်းရှိတယ်ဝကြတစ်ခုလုံးတင့်တဲ့အစဉ်ပြက်အပြစ်လည်းရှိဒါကြောင့်အဲ့ဒါ2မျိုးရှိတယ်ပါဠိမှာတော့2မျိုးရှိတယ်မြန်မာမှာ1မျိုးပဲသုံးတယ်အစဉ်ပြက်အပြစ်နောက်တစ်ခုစကားရိုင်းအပြစ်လည်းအဲ့လိုပဲနံပါတ်7နော်ခရီးပွင့်လေးပြထားတယ်စကားရိုင်းအပြစ်ဒီပါဠိမှာကျတော့2မျိုးရှိဂမ္မဒေါသဒီဝကြအတော်အတွင်းမှာရှိတဲ့တရားကိုတင့်တာရှိတယ်ဝကြတစ်ကြောင်းလုံးတင့်တာရှိတယ်အဲဝကြတစ်ခုလုံးတင့်တာရှိတယ်ဒါကြောင့်2မျိုးရှိတယ်သူတို့ပါဠိမှာအဲကျွန်တော်တို့မြန်မာမှာစကားရိုင်းပြည့်ဆို1မျိုးဆိုရတယ်အဲဒါကြောင့်မို့အဲ့မှာ2မျိုးย่อသွားတဲ့အတွက်အဲ့2မျိုးပေါင်းလိုက်ရင်22ပေါ့နောက်ဆုံးဟာကတော့အနီရောင်လေးနဲ့ပြထားတယ်အတန်ချမ်းအပြစ်အတန်ချမ်းအပြစ်နော်အတန်ချမ်းအပြစ်ဆိုတာအတန်ချမ်းတွေထည့်ပြီးတော့ရေးဖွဲ့လို့အတန်ချမ်းချမ်းတန်းတန်းတွေသုံးရင်အတန်ချမ်းအပြစ်တင်အဲ့ဒါမြန်မာမှာမရှိဘူးမြန်မာအတန်နဲ့ပတ်သက်တာသုံးအဲ့ဒါကိုပါဠိလိုတော့နော်ဗန္ဒဖရုတ်တအပြစ်လို့ဗန္ဒဖရုတ်တဒေါသလို့သုံးတယ်သူပါဠိမှာပဲသုံးတာဒါကြောင့်သူ့ကိုကျွန်တော်ထည့်တော့ထည့်ပေးထားတယ်ဖြတ်လိုက်တယ်အဲ့ဒါဆိုရင်အားလုံး23ပါးဖြစ်သွားပြီလေအဲ့တော့အလင်္ကာကျမ်းတွေထဲမှာအပြစ်ဒေါသ23ပါးရှိပေမဲ့မြန်မာအတွက်အဆက်ညီညွတ်တာတော့အပြစ်ဒေါသ20ရှိတယ်အဲ့တော့ဆရာတို့ဆရာမတို့ကမြန်မာစာဆရာဆရာမဆိုရင်အပြစ်ဒေါသ20ကိုကျွန်တော်လေ့လာရမယ်ကလေးတွေကိုတော့20လုံးမသင်ဘူးကလေးတွေကိုတော့ဧကဒသမတန်းမှာပေးထားတဲ့လောက်ပဲသင်မယ်ပေါ့နော်အဲ့ဒါလေးကတော့ဒါမျှဝေပေးတာပါတကယ်တော့လေရည်ရွယ်ထားတာတော့အပြည့်တစ်ခုချင်းစီကိုเนาะ slide တစ်ချက်ပေါ့เนาะနက်ဆန့်ကျင်အပြည့်ဆိုနက်ဆန့်ကျင်အပြည့်နက်ဆန့်ကျင်အပြည့်ကတာတကပေါ့နက်ဆန့်ကျင်အပြည့်တင့်နေတဲ့တာတကဝကြလေးရဲ့ဒီဘက်ကเนาะနက်ဆန့်ကျင်အပြည့်မတင့်တော့တဲ့ဟာပေါ့เนาะနက်ဆန့်ကျင်အပြည့်ကင်းဝအောင်လုပ်လိုက်တာလေအဲ့လိုလေးဒီ20လုံး slide 20နဲ့လုပ်ပေးဖို့လိုပဲပေါ့เนาะဒါပေမဲ့ကျွန်တော်အချိန်မရှိတဲ့အတွက်မလုပ်ဖြစ်လိုက်ဘူးเนาะမလုပ်ဖြစ်လိုက်တဲ့အတွက်ဒီဟာလေးပဲဒါမျှဝေပေးတာပါဒါလေးကိုဆက်လက်လေ့လာလို့ရတယ်เนาะပြီးရင်တော့ကျွန်တော်တို့ပြည့်ဒေါသတွေပြီးတဲ့အခါမှာရတ္တဖြစ်စဉ်အကြောင်းကိုသွားပါเนาะရတ္တရတ္တသွားတဲ့အခါမှာရတ္တပို့ပြီးတိမ်မွေ့သွားပါတယ်เนาะပို့ပြီးတိမ်မွေ့ပို့ပြီးလေးနဲ့တယ်เนาะရတ္တဖြစ်စဉ်အကြောင်းသွားပါမယ်အဲ့ဒီအတွက်ရတ္တဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွဲထားတဲ့ကားချက်ကလေးပေါ့เนาะကျွန်တော်ဒါနိုင်ပေါင်းများစွာအချိန်ပေါင်းများစွာစာပုံးများစွာဖတ်ပြီးတော့မှဒါလေးကိုဟိုလောက်ထားတာပေါ့နော်ဆွဲထားတာပါဒါမဲ့ဒါဒီအမှန်လို့လည်းပြောလို့ရချင်ပါပေါ့နော်အဲ့တော့ဒီဟာလေးပေါ့နော်ဒါရတ္တဖြစ်စဉ်မြန်မာလိုပဲရင်ပြောမယ်နော်အဲ့တော့ရတ္တဆိုတာခံစားမှုလေရတ္တဖြစ်စဉ်မှာကျွန်တော်တို့ကရတ္တတစ်ခုခုမြောက်ဖို့ဆိုရင်အဲ့ဒီရတ္တစာပေပေါ့စာပေဆိုရင်ရတ္တစာပေပေါ့ပကြီကားဆိုလဲရတ္တပေးတာပဲလေ
သပုဆိုလည်းပေးတာပဲရုပ်ရှင်ဆိုလည်းပေးတာပဲကျွန်တော်တို့ကတော့တခြားအမှုပညာလက်ရာတွေထက်ဝတ္ထုတစ်ပုဒ်ကဗျာတစ်ပုဒ်ပြဇာတ်တစ်ပုဒ်ရုပ်ရှင်တစ်ကားပေါ့နော်ဒီလိုနီးစပ်တဲ့ဟာကိုအရင်ပြောမယ်ဖန်တီးသူရဲ့ဒိဋ္ဌလောကအတွေ့အကြုံရှိရတယ်အဲ့တော့ရတ္တကိုဖန်တီးမယ်ရတ္တစာပေကိုဖန်တီးမယ်ဝတ္ထုရေးတော့မယ်ပေါ့ဝတ္ထုရေးတော့မယ်ဆိုရင်သူ့မှာဝတ္ထုကိုဖန်တီးမဲ့သူမှာဒိဋ္ဌလောကအတွေ့အကြုံဒိဋ္ဌဆိုတာသူမျက်မြင်လောကနော်ဒိဋ္ဌဆိုတာပါဠိလိုပြောတာမျက်မြင်လောကပေါ့သူမှာအတွေ့အကြုံရှိရအတွေ့အကြုံတစ်ခုခုရှိရအဲ့အတွေ့အကြုံကနေပြီးတော့မှသူ့ကိုဘာဖြစ်စေလဲစိတ်လှုပ်ရှားခံစားမှုတွေဖြစ်စေနော်အတွေ့အကြုံတစ်ခုကနေပြီးတော့စိတ်လှုပ်ရှားခံစားမှုတွေဖြစ်စေဖြစ်တော့မှသူကအဲ့စိတ်လှုပ်ရှားခံစားမှုက၃မျိုးရှိတယ်ဗဒာဏခံစားမှုဆိုတဲ့အဓိကခံစားမှုကြီးရှိတယ်ညားလေးနဲ့ပြထားပြီးရင်ယာယီခံစားမှုဆိုတဲ့ယာယီအခိုက်အတန့်လေးပဲဖြစ်တဲ့ခံစားမှုမျိုးရှိတယ်ပြီးရင်အဲ့ဒီဗဒာဏခံစားမှုတို့ယာယီခံစားမှုတို့ပေါ်မူတည်ပြီးတော့အမူအရာမျိုးလေးဖြစ်တယ်အမူအရာလေးတွေဖြစ်တယ်ပေါ့နော်ရည်တာတို့ပြုံးတာတို့เนาะသဘောကျလို့လေအဲ့လိုမျိုးအမူအရာလေးတွေဖြစ်တယ်ပေါ့နော်ငိုတာတို့ပါတာပေါ့နော်သဘောမကျရင်အဲ့လိုမျိုးတွေအမူအရာအနုစားလေးတွေဖြစ်တယ်ပေါ့အဲ့ဒါကဘာလဲဖန်တီးသူကစိတ်လှုပ်ရှားခံစားပြီးဖြစ်တာအဲ့လိုဖြစ်နေပြီးတော့မှ तू ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့မှာဘာဖြစ်လဲतू အဲ့ဒါကိုစဉ်းစားပြီးတော့ဟုတ်ပြီငါဒါလေးကိုအမှုပညာတစ်ခုဖန်တီးမယ်ဆိုပြီးတော့ကြပြရေးတက်တဲ့လူကကြပြလေးတစ်ပုဒ်ပေါ့နော်ဝိထုရေးတက်တဲ့လူကဝိထုလေးတစ်ပုဒ်ပေါ့ရုပ်ရှင်ရိုက်တက်တဲ့လူကရုပ်ရှင်လေးတစ်ကားပေါ့ပကြီးဆွဲတက်တဲ့လူကပကြီးကားလေးတစ်ချက်ပေါ့အဲ့ဒါကို तू ကအမှုပညာလက်ရာအနေနဲ့ဖန်တီးလိုက်တယ်တကယ်သူကိုယ်တိုင်ဒါကိုခံစားပြီးတော့ဖန်တီးတာနော်အဲ့တော့ဖန်တီးလိုက်တဲ့အခါမှာအဲ့ဒီဖန်တီးမှုကအဲ့ဒီဖန်တီးမှုထဲမှာဇက်ဆောင်တွေပါရင်ပါမှာပေါ့နော်ဇက်ဆောင်တွေပါရင်ပါမယ်သူကိုယ်တိုင်ကလည်းဇက်ဆောင်ဖြစ်ခြင်းဖြစ်မယ်အဲ့ဇက်ဆောင်တွေရဲ့ကိုယ်နှုတ်အမူအရာတွေရှိတယ်အဲ့ဒါတွေကိုအဲ့ဒီကြပြလေးကိုဖတ်မိတဲ့သူအဲ့ဒီဝတ္ထုလေးကိုဖတ်မိတဲ့သူအဲ့ဒီရုပ်ရှင်လေးကိုဖတ်မိတဲ့သူဟာအဲ့ဒီဇက်ဆောင်တွေရဲ့ကိုယ်နှုတ်အမူအရာတွေကိုကြည့်ပြီးတော့ခံစားပြီးတော့နော်ရင်ထဲမှာပါလေနှစ်သက်ခြင်းဖြစ်တယ်နော်ဒီဇက်ဆောင်တွေရဲ့အမူအရာကိုနှစ်သက်ခြင်းဖြစ်တယ်အဲ့မှာရတ္တဆိုပြီးပေါ်လာတာနှစ်သက်တာနော်အနုပညာပေးတာနော်ကြပြတစ်ပုဒ်ဝိထုတစ်ပုဒ်ရုပ်ရှင်ကားတစ်ကားပကြီးကားတစ်ချက်မျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကနေကျွန်တော်တို့ကရတ္တအဲ့တော့ရတ္တဖြစ်စဉ်ဒီဖန်တီးသူကနေခံစားသူအထိပေါ့နော်အဲ့ခံစားသူအထိအဲ့ရတ္တဖြစ်စဉ်မှာမြားလေးနဲ့ပြထားနော်အဲ့ဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲ့မှာဖန်တီးသူရဲ့ဒိဋ္ဌလောကအတွေ့အကြုံကိုကျွန်တော်တို့ကအလင်္ကာကျမ်းထဲမှာဝိဘာဝလို့သုံးတယ်နော်အဲ့တော့ဝိဘာဝအဲ့တော့ဝိဘာဝဆိုတာဖန်တီးသူရဲ့ဒိဋ္ဌလောကအတွေ့အကြုံတကယ်ဝိဘာဝရဲ့အဓိပ္ပာယ်အမှန်ကတော့ဘာဝကိုဖြစ်စေတဲ့အကြောင်းရင်းလို့ပြောတယ်ဘာဝဆိုတာဖန်တီးသူရဲ့စိတ်လှုပ်ရှားခံစားမှုတွေကိုဘာဝလို့သုံးတယ်အဲ့တော့ဝိဘာဝမှာနှစ်မျိုးရှိတယ်နော်ဖန်တီးသူရဲ့ဒိဋ္ဌလောကအတွေ့အကြုံဆိုတာနှစ်မျိုးရှိတယ်အဓိကအကြောင်းအဓိကအတွေ့အကြုံပေါ့နော်အဓိကအကြောင်းနဲ့အချံရံအကြောင်းဆိုပြီးနှစ်မျိုးရှိတယ်အဓိကအကြောင်းဒီနီးတယ်အနီးနားမှာရှိတာအဓိကအကြောင်းအချံရံအကြောင်းဆိုတာဝေးတယ်အဲ့တော့နီးတဲ့အကြောင်းဝေးတဲ့အကြောင်းလို့လည်းသုံးလို့ရတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ဖြစ်နမူနာလေးလည်းပြောပြမယ်နော်ကျွန်တော်ကဖန်တီးသူပေါ့နော်ကျွန်တော်အမှုပညာတစ်ခုကိုဖန်တီးမယ်ကျွန်တော်ကဝတ္ထုလေးတစ်ပုဒ်ဖန်တီးမယ်အခြေဝတ္ထုလေးပေါ့ဒါပေမဲ့ကျွန်တော်ကတနေ့ကျတော့မိုးတွေရွာနေတဲ့နေ့တစ်နေ့မှာမိုးခိုတဲ့အနေနဲ့ကျွန်တော်ကဘာဖြစ်လဲဆိုရင်ကော်ဖီဆိုင်လေးတစ်ဆိုင်တွေကိုဝင်ပြီးတော့မိုးခိုလိုက်ကော်ဖီဆိုင်လေးကကြတော့ဒီကန်တော်ကြီးပေါ့ကန်တော်ကြီးရဲ့ဘေးနားမှာရှိတဲ့ကော်ဖီဆိုင်ဖြစ်တဲ့အတွက်နော်မိုးရေတွေကနေမိုးတွေကလည်းရွာနေတယ်မိုးပွဲလေးကြီးကြာနေတယ်အဲ့အချိန်မှာကျွန်တော်ကနော်ကန်တော်ကြီးထဲမှာရှိတဲ့ချစ်သူစုံတွဲလေးတစ်တွဲကိုလှမ်းပြီးတော့မြင်လိုက်တယ်ပေါ့နော်မြင်လိုက်တဲ့အခါမှာအဓိကအကြောင်းအရာသူတို့ချစ်သူနှစ်ယောက်ကជីជីနူးနူးနဲ့နော်ជីជីနူးနူးနဲ့တယောက်ကိုတယောက်မုတ်ခွန့်ကြွေးနေတယ်အဲ့အဓိကအကြောင်းပေါ့နော်ជីជីနူးနူးနဲ့မုတ်ခွန့်ကြွေးနေအဲ့တော့ပတ်ဝန်းကျင်ကြီးကကြတော့အချမ်းရံအကြောင်းပေါ့ပတ်ဝန်းကျင်ကြီးကမိုးပွဲလေးရွာနေတယ်နော်ငှက်ကလေးတွေကမိုးခိုနေတယ်နော်တစ်ပင်လေးတွေကစိမ့်ဆူနေတယ်ဟိုမှာရေကန်ကြီးလည်းရှိတယ်နော်ရာသီဥတုကလည်းလွမ်းစရာကြီးကျွန်တော်ကလည်းကော်ဖီတောက်နေတယ်စသဖြင့်အချမ်းရံအကြောင်းတွေပေါ့ဒီသူတို့နှစ်ယောက်ကတော့အဓိကအကြောင်းပေါ့နော်ကျန်တာကတော့အချမ်းရံသူတို့ကိုချမ်းရံထားတဲ့အကြောင်းတွေဒါပေမဲ့ဝိထုဖွဲ့တဲ့အခါမှာသူတို့ကြီးပဲဖွဲ့လို့မရဘူးလေချမ်းရံအကြောင်းတွေလည်းဖွဲ့ရမယ်အဲ့လိုမျိုးသူတို့မြင်ပြီးတော့ကျွန်တော်ရဲ့စိတ်ထဲမှာစိတ်လှုပ်ရှားခံစားမှုဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဗราဏခံစားမှု
ဗราဏခံစားမှုကဘာဖြစ်လဲဆိုရင်အဲ့ဒါကိုပါဠိလိုလင်္ကာကျမ်းထဲမှာထာယီဘာဝလို့သုံးတယ်အဲ့ဗราဏခံစားမှုကကြတော့ main ကလေးနဲ့ယောက်ျားလေးတို့ချစ်ကြိုက်ခြင်းဆိုတဲ့ခံစားမှုကိုယင်ထဲမှာလေကိုကချစ်ကြိုက်တာမဟုတ်တော့သူတို့ချစ်ကြိုက်တာလေးကိုကြည့်ပြီးတော့ကိုယင်ထဲမှာလေအဲ့လိုလေးနော်ခံစားမှုတွေဖြစ်တယ်ပေါ့ကြည်ညူးတာပေါ့နော်ကြည်ညူးတယ်ပြီးရင်ယာယီခံစားမှုတွေအမူအရာတွေကပြီးရင်ထပ်ပြောမယ်နော်အဲ့မှာအမျိုးမျိုးဖြစ်တာပေါ့ကျွန်တော်ပြုံးမိတယ်ပေါ့စိတ်ထဲမှာကြည်ညူးပြီးကျွန်တော်ပြုံးမိတယ်နော်ကျွန်တော်အမူအရာကလည်းကော်ဖီတောက်ရင်းထဲမှာကော်ဖီကွက်ဖိတ်ကြသွားတယ်သူတို့ကိုကြည်ပြီးတော့ကြည်နူးနေတဲ့အတွက်အဲ့ဒါနဲ့ကျွန်တော်ဖန်တီးသူရဲ့စိတ်လှုပ်ရှားမှုတွေဖြစ်ပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုရင်အမှုပညာလက်ရာတစ်ခုဖန်တီးလိုက်တယ်အချစ်ဝတ္ထုလေးတစ်ပုဒ်ကိုဖန်တီးလိုက်တယ်နော်ဒီရှင်းကြအောင်ပေါ့အဲ့မှာဖန်တီးလိုက်တဲ့အခါမှာကောင်လေးပါမယ်ကောင်မလေးပါမယ်ဇက်ဆောင်တွေဒီတွေ့တဲ့လောက်ပဲဖန်တီးလို့မရဘူးပေါ့ဒီထက်မကနည်းနည်းပို့ပြီးတော့ဖန်တီးရမယ်ဖန်တီးမှုတွေထည့်ရမယ်အဲ့မှာဇက်ဆောင်တွေပါမယ်ခုနလိုပဲဇက်ဆောင်တွေကချင်းတွေးကြတယ်သူတို့ကြည်ကြည်နူးနူးတွေးကြတယ်သူတို့ရဲ့ကိုယ်နှုတ်အမူအရာတွေကိုကျွန်တော်ပုံဖော်တာပေါ့ကျွန်တော်တွေးတဲ့လောက်နဲ့မရတော့ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်မြင်ဘူးတဲ့တခြားအတွေ့အကြုံတွေပါပေါင်းဆက်ပြီးတော့ကျွန်တော်ကဇက်ဆောင်တွေနဲ့နော်မမောင်နဲ့မြတ်မြဆိုတဲ့ဇက်ဆောင်တွေကိုကျွန်တော်ဖန်တီးပြီးတော့သူတို့ရဲ့ကိုယ်နှုတ်အမူအရာတွေကိုအသေးစိတ်အနုစိတ်ကျွန်တော်ချဲ့မုန်းလိုက်တယ်ဝတ္ထုထဲမှာချဲ့မုန်းလိုက်တဲ့အခါမှာအဲ့ဒီဝတ္ထုကိုဖတ်မိတဲ့သူကဘာကိုတွေးရမလဲဒီမှာရှိတဲ့ဇက်ဆောင်လေးတွေရဲ့ချစ်ခင်မွေးလျော်ပဲအမူအရာနော်ချစ်စရာကောင်းတဲ့ချစ်ခင်မွေးလျော်ပဲအမူအရာလေးကိုတွေးပြီအဲ့ဒါကိုကျွန်တော်တို့ကအလင်္ကာကျမ်းထဲမှာအနုဘာဝလို့သုံးတာနော်အလင်္ကာခေါ်ဝေါ်ကြတော့အဲ့တော့ချစ်ခင်မွေးလျော်ပဲအမူအရာလေးကိုကျွန်တော်ဖန်တီးလိုက်ပြီးတော့ကျွန်တော်ကအနုပညာလက်ရာကိုဖန်တီးပြီးသွားတယ်အဲ့ဒါကိုတယောက်ယောက်ကဖတ်မိတယ်ဒီမှာရှိတဲ့ဆရာမတယောက်အခုဒီမှာနာမည်ပေါ်နေတယ်ဆရာမဒေါ်သူစာသွင်းပေါ့ဆရာမဒေါ်သူစာသွင်းကကျွန်တော်ဝတ္ထုလေးကိုဖတ်ပြီးတော့သူကဒီထဲမှာရှိတဲ့ဇက်ဆောင်လေးတွေကိုကြည့်ဇက်ဆောင်လေးတွေကိုနှုတ်အမူအရာချစ်ခင်နှစ်သက်ဖွယ်အမူအရာတွေတွေ့ရတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာဘာဖြစ်လဲအဲ့ချစ်ခင်နှစ်သက်တဲ့ခံစားမှုတွေဖြစ်ပြီးတော့သူကသင်္ကာရရတ္တဆိုတဲ့ခံစားမှုကိုခံစားရဘာကြောင့်လဲဒီထဲမှာရှိတဲ့နော်ကောင်လေးနဲ့ကောင်မလေးရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ဖော်ကျူးပြီးရေးထားတာအဲ့မှာရတ္တနှစ်သက်ခြင်းဟာစာဖတ်သူဖြစ်တဲ့ဆ iam တော်သူစာတွင်မှာတွားပြီးတော့ခံစားရနော်အဲ့တော့ကျွန်တော်ကဒီဘက်ကဖန်တီးလိုက်တာအဲ့တော့တခါတလေကျရင်ဖန်တီးတဲ့သူကဖန်တီးပြင်မဲ့ခံစားတဲ့လူကခံစားရခြင်းမှာခံစားရမှာမျိုးလည်းရှိနိုင်တယ်နော်အဲ့တော့ရတ္တဖြစ်စဉ်ကအဲ့လိုလေးပါဒါကျွန်တော်နားလည်တဲ့ရတ္တဖြစ်စဉ်ပေါ့နော်ဆရာတို့ဆရာမတို့ကဒီထက်မကဆက်လက်ပြီးတော့လေ့လာကြည့်လို့ရပါသေးတယ်အဲ့တော့အဲ့ဒါဆိုရင်မြန်မာလူနားလည်သွားပြီဆိုရင်ပါဠိတွေသိရတော့မယ်နော်အဲ့တော့ဖန်တီးသူရဲ့ဒိဋ္ဌလောကအတွေ့အကြုံဝိဘာဝလို့ခေါ်တယ်နော်ပညာရဲ့ခေါ်ဝေါ်နေတဲ့ဝိဘာဝကနှစ်မျိုးရှိတယ်အာလံဗနဝိဘာဝနဲ့ဥဒ္ဒီပနဝိဘာဝအာလံဗနဝိဘာဝဆိုတာအဓိကအကြောင်းအဲ့တော့အလင်္ကာကျမ်းတွေထဲမှာတော့မုတ်ချအကြောင်းအရင်နော်ဗราဏအကြောင်းဒီလိုသုံးလို့ရအောင်ကျွန်တော်အဓိကကိုပို့ကြိုက်လို့အဓိကအကြောင်းနော်ပြီးရင်အချမ်းရံအကြောင်းကတော့ဥဒ္ဒီပနဝိဘာဝသူကတော့ဘေးကနေချမ်းရံပေးတာပေါ့နော်အဲ့တော့အကြောင်းရင်းကနှစ်မျိုးဖြစ်နိုင်တယ်အဓိကအကြောင်းနဲ့အချမ်းရံအကြောင်းသူတို့ကတက်စီမဟုတ်ဘူးတွဲတဲ့ရှိတယ်တနည်းအားဖြင့်ပြောရင်နီးတဲ့အကြောင်းနဲ့ဝေးတဲ့အကြောင်းလို့လည်းသုံးလို့ရပြီးတော့မှဖန်တီးသူရဲ့စိတ်လှုပ်ရှားခံစားမှုအကြောင်းကိုကျွန်တော်တို့ဘာဝလို့ခေါ်တယ်ဘာဝက၃မျိုးရှိတယ်ထာယီဘာဝဗျပိစာရီဘာဝတာတိကာဘာဝနော်ဒါလေးကိုတွေ့လို့ဖတ်မယ်ကျွန်တော်တွေ့လေဒါတွေလေးဆိုတွေ့လို့ဖတ်တယ်မလားတာတိကာဘာဝနော်ထာယီဘာဝဗျပိစာရီဘာဝတာတိကာဘာဝဆို၃မျိုးရှိတယ်ဗราဏခံစားမှုယာယီခံစားမှုနဲ့အမှုအရာအဲ့တော့ဒီမှာအမှုအရာရှိတယ်အနုဘာဝဆိုတော့လည်းအမှုအရာပဲအနုဘာဝကြတော့ဇက်ဆောင်တွေရဲ့ကိုနှုတ်အမှုအရာအမှုအရာချင်းတူပေမဲ့မတူဘူးเนาะကွဲတယ်เนาะဒီအမှုအရာကျွန်တော်တို့ကအခိုက်အတန့်ဖြစ်တဲ့တိမ်မွေးတဲ့အမှုအရာဟိုအမှုအရာကြတော့ဒါဇက်ဆောင်တွေမှာဖြစ်တဲ့ကိုနှုတ်အမှုအရာပေါ့เนาะအဲ့တော့အနုဘာဝလို့ခေါ်တယ်အဲ့ဒါကိုကြတော့နောက်ဆုံးမှာကျွန်တော်ရတ္တခံစားမှုဖြစ်တယ်ဒါကြောင့်ရတ္တခံစားမှုဖြစ်ဖို့ဆိုရင်ဝိဘာဝဘာဝရဲ့ဝိဘာဝရဲ့အနုဘာဝရဲ့ဒီ၃ခုရှိရမယ်ဒီ၃ခုရှိမှရတ္တဖြစ်မယ်အဲ့လိုเนาะအဲ့တော့အရေးကြီးတာတော့အောက်ဆုံးကထာယီဘာဝနဲ့အနုဘာဝပိုအရေးကြီးတာပေါ့ထာယီဘာဝ၉မျိုးရှိเนาะမိန်းမနဲ့ယောက်ျားချစ်ကြိုက်တာပြုံးရယ်တာစိုးရင်ကြောင်းကြခြင်းတနာချစ်ကျင်နာခြင်းအမျက်ထွက်ခြင်းကြမ်းကြုတ်ခြင်းရဲရင်ခြင်းအားထုတ်ခြင်းကြောက်ခြင်းဆက်ဆုပ်ယွန်ရှာခြင်းအံ့ဩခြင်းငြိမ်သက်တည်ကြည်ခြင်းဆိုတဲ့ထာယီဘာဝဗราဏခံစားမှုကြီး၉မျိုးရှိတယ်အဲ့ဒါရတ္တမဖြစ်သေးဘူးเนาะအဲ့ဒါရတ္တကိုဖန်တီးမဲ့သူရဲ့စိတ်ထဲမှာခံစားရတဲ့အဓိကခံစားမှုဗราဏခံစားမှု၉မျိုးဖြစ်တယ်အဲ့၉မျိုးပေါ်မူတည်ပြီးတော့မှရတ္တဖန်တီးမဲ့သူကနော်စာပေကိုဖန်တီးမဲ့သူကြပြာကိုဖန်တီးမဲ့သူကဘာကိုလုပ်လိုက်လဲအနုဘာဝအဖြစ်ဇက်ဆောင်တွေဖန်တီးပြီးတော့ချစ်ခင်မွေးလျော်ပွဲအမူအရာရဲရွှင်ပွဲအမူအရာဝမ်းနည်းပွဲအမူအရာကြမ်းကြုတ်ခတ်ထန်ပွဲအမူအရာရဲရင်ကြိုးပမ်းပွဲအမူအရာထိတ်လန့်ပွဲအမူအရာဆက်ဆုပ်ပွဲအမူအရာအံ့ဩပွဲအမူအရာအေးချမ်းငြိမ်သက်ပွဲအမူအရာတွေကိုဖန်တီးတယ်နော်
ကျွန်တော်တို့မလုံမစားဆိုတဲ့ဝတ္ထုလေးတို့ယောက်ျားအမှန်ဆိုတဲ့ဝတ္ထုလေးရှိရလေဝတ္ထုတိုလေးအဲ့မှာဆိုရင်အဲ့ထဲမှာရှိတဲ့ဇက်ဆောင်တွေမှာဒီလိုအမူအရာတွေဘယ်အမူအရာတွေတွေ့နိုင်မလဲအဲ့အမူအရာတွေပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ကစာဖတ်တဲ့သူမှာရတ္တခံစားမှုဖြစ်မှာသင်္ကာရရတ္တဟတ္တရတ္တဂုဏရတ္တရုဒ္ဓရတ္တဝီရရတ္တဗယနကရတ္တဝိပစ္စရတ္တအပုတ္တရတ္တနဲ့တန်ထရတ္တဆိုပြီးတော့ရတ္တ၉ပါးဖြစ်မှာအဲ့တော့ရတ္တ၉ပါးဆိုတဲ့အယူဆဆရာလိုင်းကြတာလားမသိဟုတ်ပါတယ်ရှင်ခဏပြောရှင်ဆရာနိုင်လေးကြပါရှင်လိုင်းကြသွားလို့ပါခင်ဗျာအဲ့တော့ခုနဆွေးနွေးခဲ့တဲ့ရတ္တဖြစ်စဉ်ပေါ့နော်ကျွန်တော်တို့ကဟို
ပြန်ပြီးတော့ကိုယ့်ဘာကိုစဉ်းစားကြည့်လို့ရတယ်ကိုယ်တိုင်လည်းအနုပညာတစ်ခုခုဖန်တီးဘူးတယ်ဆိုရင်ပို့ပြီးတော့နားလည်လွယ်မယ်ပေါ့နော်အဲ့တော့မဖန်တီးဘူးဆိုလဲကိုယ်ခံစားသူအနေနဲ့ဖန်တီးဘူးရင်တော့ပိုကောင်းတာပေါ့နော်ဟိုတစ်ခုခုပေါ့အနုပညာကြပြလေးတစ်ပုဒ်ဖြစ်ဖြစ်ဝိထုတိုဖြစ်ဖြစ်ရသစာရန်ဖြစ်ဖြစ်နော်ဒါမှမဟုတ်ပကြီကားလေးတစ်ချက်ဖြစ်ဖြစ်ဒါမျိုးလေးကိုဖန်တီးဘူးတယ်တခြင်းတွေပါရေးဘူးတယ်ဆိုလဲဒါနော်ခံစားကြည့်လို့ရအဲ့ဒီမှာကျွန်တော်တို့ကနော်ထာယီဘာဝဆိုတာအရေးကြီးတာ哦ထာယီဘာဝကစိတ်ထဲမှာဖြစ်တဲ့ခံစားချက်ပါပဲပြောမယ်ဆိုရင်ထူးထူးခြားခြားဖြစ်လာတဲ့စိတ်ခံစားချက်ကိုထာယီဘာဝလို့ပြောတာเนาะကျွန်တော်တို့ခုနကတော့မှာတော့ဗราဏခံစားချက်လို့သုံးခဲ့တယ်เนาะဗราဏခံစားချက်အဲ့တော့ထာယီဘာဝ6ပါးရှိတယ်သူကထာယီဘာဝ6ပါးဒီပင်ရတ္တ6ပါးရဲ့အရင်းခံဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါလေးတွေကတော့သိကျင်တယ်ဆိုရင်ဒါသိရအောင်ရေးပေးထားတာပေါ့เนาะနောက်တစ်ခုကတော့ခုနဆွေးနွေးတဲ့နေရာမှာမပါပါဘူးပေါ့။ဘာကြောင့်လဲဆိုတော့အရှုပ်ထွေးဝါမှာဆိုလို့ဒါတီးတဲ့နော်ဗျပိစာယီဘာဝပေါ့ဗျပိစာယီဘာဝကသူကထာယီဘာဝကဗราဏခံစားမှုဗราဏခံစားချက်ဖြစ်တယ်ဗျပိစာယီဘာဝကကြတော့ယာယီခံစားမှုပေါ့နော်ယာယီခံစားမှုလို့မှတ်ထားရသူဘောဓလင်္ကာရကျမ်းထဲမှာဗျပိစာယီဘာဝကို33မျိုးပြတကယ်တော့ယာယီခံစားမှုကတဲ့33မျိုးလည်းရှိတာမဟုတ်ပါဘူးတဲ့မရေမတွက်နိုင်အောင်အများကြီးရှိနိုင်တယ်ဒါပေမဲ့အလင်္ကာကျမ်းထဲမှာတော့33မျိုးပြပါမယ်ဆိုပြီးသူကပါဠိလိုပြတာပေါ့နော်အဲ့ဒါတွေကိုဒီမှာမြန်မာလိုပြန်လိုက်တော့ဒီဘက်က33မျိုးပေါ့မြန်မာလိုပဲဒီမှာဖော်ပြပေးထားပါတယ်ဒီလို33မျိုးပါမြန်မာလိုမှကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့အခရာဆင်လိုက်တယ်နော်မြန်မာလိုကာကြီးကနေအာအထိအခရာဆင်ပြီးတော့33ပါးကိုဖော်ပြထားတာပါဒါယာယီဖြစ်တဲ့ခံစားမှုပေါ့နော်ကိုယ်စိတ်ပင်ပန်းခြင်းကြံစီခြင်းကြံမှိုင်ခြင်းကြမ်းကြုတ်ခတ်ထန်ခြင်းငိုင်မြီးခြင်းညီးငွေ့ခြင်းညူဆူခြင်းစိတ်ကြည်လင်ရှင်လန်းခြင်းခုနကတော့ကျွန်တော်ပြောတဲ့ဟာဆိုရင်ကျွန်တော်စိတ်ကြည်လင်ရှင်လန်းခြင်းဆိုတဲ့ဗျပိစာယီဘာဝဖြစ်နေမှာပေါ့နော်စိတ်ချောက်ချခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းစိတ်ပြန့်လွင့်ခြင်းစိတ်ဖောက်ပြန်ခြင်းတွေးဝေခြင်းပြင်းခြင်းဖျားနာခြင်းမအိပ်နိုင်ခြင်းမူးယစ်ခြင်းမန်းထောင်ခြင်းယုံမားခြင်းရောင်ရဲခြင်းရှက်ခြင်းလျက်ပေါ်လော်လီခြင်းတီးမခံနိုင်ခြင်းဟုတ်တိုင်းမှန်စွာသိခြင်းဟန်လှုပ်ခြင်းအစောတလင်ပြုခြင်းအသက်ကုန်ဆုံးခြင်းအားကုန်ခံခြင်းအားထုတ်ခြင်းအံ့အားသင့်ခြင်းအောင်းမေ့ခြင်းအိပ်ပျော်ခြင်းဆိုတဲ့ယာယီခံစားမှုတွေကလည်းတဲ့ခုနဗราဏခံစားမှုနဲ့အတူရှင်တွဲပြီးတော့ရတ္တစာပေရတ္တအနုပညာတစ်ခုခုကိုဖန်တီးမဲ့သူမှာဖြစ်လာနိုင်တယ်ဒီ33ပါလေတပါးလည်းဖြစ်ခြင်းဖြစ်မယ်ကျွန်တော်ဆိုခုနဒီဇုံတွဲလေးကိုမြင်ပြီးတော့စိတ်ကြည်လင်ရှင်လန်းတာမျိုးဖြစ်မယ်တခြားဟာတွေမဖြစ်ဘူးပေါ့နော်တခါတလေကြာရင်လည်းစိတ်ချောက်ချားတာတို့ဘာလို့တခြားဟာတွေအများကြီးဖြစ်နိုင်တာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ယာယီခံစားမှုက33ပါပြပါတယ်ပြီးရင်တာတရိကာဘာဝနော်အဲ့ဒါကတော့အမူအရာပေါ့သူကထာယီဘာဝရဲ့အကျိုးအဖြစ်ပေါ်ပေါက်တဲ့ဟန်ဆောင်မှုကင်းတဲ့အရှိတိုင်းဖြစ်ပေါ်တဲ့ခံစားမှုကိုတာတရိကာဘာဝလို့ခေါ်တယ်အနုဘာဝနဲ့ကွဲတာအနုဘာဝဟန်ဆောင်လို့ရတယ်နော်ဟန်ဆောင်လို့ရတယ်အနုဘာဝဆိုတာဇက်ဆောင်တွေရဲ့ကိုယ်အနှုတ်အမူအရာလို့ပြောတဲ့အခါမှာအဲ့အနုဘာဝဒီဟန်ဆောင်ဖုံးကွယ်ပြီးတော့ရင်ထဲမှာရှိရတစ်မျိုးအပြင်မှာတစ်မျိုးအဲ့လိုတရုပ်ဆောင်လို့ရတယ်ကိုယ်နှုတ်အမူအရာကိုလေအနုဘာဝမှာဒီတာတရိကာဘာဝမှာအဲ့လိုမရဘူးသူကထာယီဘာဝအရာဖြစ်လာတဲ့ခုနကတော့ဗราဏခံစားမှုရဲ့ဗราဏစိတ်ခံစားမှုတွေရဲ့ယာယီစိတ်ခံစားမှုတွေရဲ့ပေါင်းဆက်ပြီးတော့အဲ့အကြောင်းဖြစ်လာတဲ့အမူအရာချစ်တဲ့အတိုင်းပဲမုန်းရင်မုန်းတဲ့အတိုင်းပဲနော်အဲ့စိတ်ခံစားမှုလွန်ကဲခြင်းကြောင့်ကိုယ်မှာဖြစ်ပေါ်လာတဲ့အမူအရာတွေအဲ့ဒါ၈ပါးပဲပြတယ်သူကနော်အလင်္ကာကျမ်းမှာကိုတုံလှုပ်ခြင်းကြက်တီးမွေးညင်းနေထခြင်းဖြစ်တယ်လေအဲ့လိုမျိုးနော်ကြက်တီးမွေးညင်းထခြင်းကြက်သေးခြင်းနော်မှင်တက်သွားချွေးပြန်ခြင်းဇောချွေးတွေပြန်လာနော်မိန်မောတွေ့ဝေခြင်းမျက်ရည်ယိုခြင်းဆိုတာမျက်ရည်တွေကျတာပေါ့နော်ဝမ်းနေတဲ့အားဖြစ်ရုပ်အစင်းပြက်ခြင်းဆိုတာအိမ်တွေပြက်ညွှန်းတာပေါ့အတန်ပြက်ခြင်းအတန်တွေတုံးလာနော်အင်တာဗျူးတွေပါဖြစ်ရင်ဒီလိုဟာတွေဖြစ်တတ်တယ်လို့နော်တခြားဟာတွေလည်းအဲ့လိုအဲ့၈ပါးဖြစ်တယ်ဆိုရင်တော့ဟန်ဆောင်လို့မရဘူးတဲ့ဟန်ဆောင်မှုကင်းတယ်အရှိတိုင်းထုတ်ဖော်အဲ့ဒါပါလေရတာဖန်တီးတဲ့သူကလောက်တာနော်ဖန်တီးတဲ့သူကဒီလိုဖြစ်တယ်တခါကျချက်သီးမွေးကြီးတွေထလာတယ်နော်ချွေးတွေပြန်လာတယ်မျက်ရည်တွေကျလာတယ်ရုပ်ပြက်ဆင်းပြက်တွေဖြစ်တယ်အတန်တွေပြက်လာတယ်အတန်တွေတုံကြီးလာတယ်အဲဒါမျိုးတွေဖြစ်တာဒီတတိကဘာဝလို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဆွေးနွေးချက်ကလေးကတော့ဒီမှာပြီးပြီပေါ့နော်အဲ့တော့ဆရာတို့ဆရာမတို့ကဆက်လက်ပြီးတော့ဒီမှာတော့အကုန်
ပြောလို့မရဘူးပေါ့ဆက်လက်ပြီးတော့လေ့လာမယ်ဆိုရင်ကျွန်တော်တို့ကလေ့လာတဲ့စာအုပ်စာတမ်းတွေအလင်္ကာကျမ်းတွေကိုလေ့လာမှာပေါ့နော်အလင်္ကာကျမ်းတွေကတော့အများကြီးရှိတယ်တကယ်လို့အလင်္ကာကျမ်းတွေကိုကိုကလက်လန်းမမီဘူးဆိုလဲဆရာကြီးမောင်ခင်မင်တနုပြူရဲ့စာအုပ်တွေကိုလေ့လာလို့ရပါတယ်ဆရာကြီးမောင်ခင်မင်တနုပြူကအလင်္ကာနဲ့ပတ်သက်ပြီးတော့အလင်္ကာလေ့လာမှုနဲ့ပတ်သက်ပြီးတော့နော်ဂုံအလင်္ကာရတ္တသင်ကြားရေးဆိုတဲ့စာအုပ်ထဲမှာဂုံ10ပါးကျောင်းသင်အလင်္ကာ5မျိုးရတ္တ9ပါးကိုဒါရေးခဲ့တယ်ပေါ့နော်ဒီမှာဖော်ပြထားတယ်ပြီးရင်စကားစာအလင်္ကာဆိုတဲ့စာအုပ်ထဲမှာလည်းအလင်္ကာဆိုတဲ့ခန်းကဏ္ဍတစ်ခုကိုထည့်ရေးခဲ့တယ်ပြီးရင်လားပြေဝန်းနဲ့စင်ဆွယ်ဘီကလေးဆိုတဲ့စာအုပ်ထဲမှာတော့အစင်တစားဆိုတဲ့အပိုင်းမှာနော်အပြစ်ဒေါသတွေရောဂုံတွေရောအလင်္ကာတွေရောထည့်ရေးခဲ့တယ်တကယ်လို့ဆရာတို့ဆရာမတို့ကအပြစ်ဒေါသခုနကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့အပြစ်ဒေါသ20ပေါ့နော်23ပါးမှာမြန်မာတွေအတွက်က20အဲ့20ကိုလေ့လာခြင်းနဲ့ဆိုရင်ဒီလားပြေဝန်းနဲ့စင်ဆွယ်ဘီကလေးဆိုတဲ့စာအုပ်ထဲမှာဆက်လက်ပြီးတော့လေ့လာလို့ရတယ်ပြီးရင်စကားအကြောင်းစာအကြောင်းကြပြအလင်္ကာနီးနာမြအကြောင်းဆိုတဲ့စာအုပ်ထဲမှာလည်းဆရာကြီးကအလင်္ကာအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့အလင်္ကာအကြောင်းကိုမိတ်ဆက်ပေးခဲ့တယ်ပြီးရင်ရတ္တနဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့ဒါကတော့ရတ္တအကြောင်းရတ္တဖြစ်စဉ်နဲ့ရတ္တ9ပါးအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်ဒီစာအုပ်4အုပ်မှာလေ့လာလို့ရတယ်လူငယ်နဲ့ရတ္တဆိုတဲ့စာအုပ်မှာလည်းရတ္တ9ပါးအကြောင်းလေ့လာနိုင်တယ်စာပေသမုဒ္ဒရာ၌လက်ပြကူးခြင်းဆိုတဲ့စာအုပ်ထဲမှာလည်းနှုသောယင့်သောရတ္တသဘောဆိုတာကနေစပြီးတော့ရတ္တတပါးချင်းစီအကြောင်းကိုစောင်းပါးရေးခဲ့တယ်ပြီးရင်ချစ်သူများကိုအဆုံးစီရင်ခြင်းဆိုတဲ့စာအုပ်ထဲမှာတော့ရတ္တဖြစ်စဉ်အကြောင်းရတ္တရဲ့သဘောတဘာဝတွေအကြောင်းရေးခဲ့တယ်ပြီးရင်ဘာသာစာပေသုတေသနစာတမ်းများစာအုပ်ထဲမှာတော့ရတ္တစာတမ်းတစ်စောင်ပါတယ်အဲ့ထဲမှာစာတမ်းတွေအများကြီးပေါ့အဲ့ထဲကစာတမ်းတစ်စောင်ကရတ္တနဲ့ဆိုင်တယ်ဘာလဲဆိုတော့ရတ္တစာပေဖန်တီးသူရတ္တနဲ့နော်ရတ္တစာပေခန်းစားသူတို့ရဲ့ဆက်သွယ်မှုပေါ့ဘယ်လိုဆက်သွယ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုအဲ့ထဲမှာဆက်လက်လေ့လာလို့ရတယ်ပြီးရင်ကျွန်တော်တို့အလင်္ကာအကြောင်းပေါ့နော်အလင်္ကာနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကတော့ဒီစာအုပ်4အုပ်ထဲမှာရေးထားပါတယ်။စာပေမှတ်တိုင်များကိုဖျက်ဆီးခြင်းဆိုတဲ့စာအုပ်ထဲမှာအလင်္ကာမြင်ကွင်းဆိုတဲ့ဆောင်းပါးလေးပါတယ်။ပြီးရင်ဘာသာမြင်စာပေမြင်ဆိုတဲ့စာအုပ်ထဲမှာတော့အလင်္ကာစစ်တမ်းဆိုတဲ့စာတမ်းကြီးပါတယ်။ပြီးရင်စာပေဆိုတော့မိမချောကလေးထဲမှာတော့ဒါအလင်္ကာအကြောင်းပါတယ်ပေါ့နော်။အလင်္ကာအစဉ်တစားတွေအကြောင်းနည်းနည်းပါတယ်။ရေးဟန်ပညာဏိဒန်းထဲမှာလည်းအလင်္ကာအကြောင်းနည်းနည်းပါတယ်။ဒါကတော့ဆရာကြီးမောင်ခင်မင်တနုပြူရဲ့အလင်္ကာနဲ့ပတ်သက်တဲ့နော်စာအုပ်လေးတွေဒါလေးတွေကိုဆက်လက်ပြီးတော့လေ့လာမယ်ဆိုရင်အလင်္ကာအကြောင်းကိုပို့ပြီးတော့ထဲဝင်သိလာနိုင်မယ်အဲ့တော့ကလေးတွေကိုသင်ပေးတဲ့အခါမှာလည်းပို့ပြီးတော့ထိရောက်အောင်မြင်မယ်ပေါ့နော်တေချာမကြားရလို့ပါရှင်းတဲ့အတန်ကထစ်နေတာပါရှင်းတဲ့ဆရာမဘက်က line မကောင်းလို့ထင်ပါတယ်ရှင်းအဲ့တော့ကျွန်တော်ရဲ့ဒီ webinar မှာဆွေးနွေးမျှဝေတဲ့အကြောင်းအရာလေးကိုဒီကြပြလေးနဲ့သုံးသပ်ချင်ပါတယ်ဒါလေးကတော့တွင်းသင်းမင်းကြီးဦးထွန်းညိုကနော်မဟာဇနကပြုတ်ညီကုန်းမှာရေးခဲ့တဲ့လေးလုံးဆက်လင်္ကာလေးပေါ့နော်ပြုတ်ညီကုန်းလေးဖြစ်ပါတယ်နားသွင်းစဉ်ကအလင်္ကာဖြင့်နီးနာစမ်းကျဲတရားသွယ်ရှင့်နက်ကျဲပညာလူလိမ္မာတို့ရသာထွေပြကြံစိတ်စား၍နင်းသွားလျှောက်ကြစေတည်းနော်အဲ့တော့အလင်္ကာဆိုတဲ့နေရာမှာတတ္ထလင်္ကာရဆိုတဲ့ဂုံအဋ္ဌလင်္ကာရဆိုတဲ့အလင်္ကာတွေကြောင်းနော်အဲ့ဒီအလင်္ကာတွေထဲမှာတတ္ထလင်္ကာရဆိုတဲ့ဂုံသည်အနက်ကိုပြေပြည့်အောင်ဖွဲ့ဆိုတယ်အဋ္ဌလင်္ကာရဆိုတဲ့အလင်္ကာတွေကတော့အနက်ကိုစမ်းကြယ်အောင်ဖွဲ့ဆိုတဲ့နီးနာတွေဖြစ်ပါတယ်အဲ့နီးနာတွေကိုဆရာတို့ဆရာမတို့ဆက်လက်ပြီးလေ့လာလို့ရအောင်ကျွန်တော်ကဒါတရားတွေ့ပေးခဲ့တာပါအဲ့တော့ဒီပညာရဲ့အလင်္ကာပညာကတကယ်တော့ခက်ခဲနေနေတယ်ကျေပြန့်နေနှက်ဆိုင်နေပေါ့နော်အဲ့ဒီနှက်ဆိုင်နေတဲ့မှာရတ္တဆိုတဲ့ရတ္တဘာဝတွေအကြောင်းကပို့ပြီးတော့တော့မှနော်တိမ်မွေ့လေးနဲ့ပါသေးတယ်အဲ့တော့ရတ္တအကြောင်းလည်းကျွန်တော်တို့ကဒီရတဲ့အချိန်တော်အတွင်းမှာမိတ်ဆက်ပေးခဲ့ပါတယ်အဲ့တော့အဲ့ဒါဒီမိတ်ဆက်ပေးခဲ့တာလေးတွေကိုပေါ်ကနေပြီးတော့ပေါ့နော်နင်းပြီးတော့ဒါလေးကိုလှေကားတစ်အနေနဲ့အသုံးပြုပြီးတော့အလင်္ကာကျမ်းတွေပြီးရင်ဆရာကြီးမောင်ခင်မင်တနုပြရဲ့အလင်္ကာနဲ့ဆိုင်တဲ့နော်စာအုပ်စာတမ်းတွေကိုဆက်လက်လေ့လာပြီးတော့ကျွန်တော်တို့ဂုံလင်္ကာရတ္တဆိုတဲ့နော်ဥယျာဉ်ရဲကိုဆက်လက်ရှောက်လန်းသွားကြပါ
အဲ့လိုရှောက်လန်းရင်းနဲ့မှလစ်လာစရာတွေအများကြီးလဲတွေ့လာနိုင်မယ်အဲ့တော့ခလေးကိုပေးတဲ့လောက်ပဲကိုကတိလို့မရဘူးလေနော်အများကြီးတိမှရမှာပေါ့အများကြီးနားလည်ထားမှအများကြီးတက်ကြွထားမှဖြစ်မှာဖြစ်တယ်လို့ယူဆရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းနော်အချိန်နဲ့အမျှနေ့စဉ်အများနဲ့လစ်လာသင်ယူစီးပူးနေပါတယ်အဲ့တော့ဆရာတို့ဆရာမတို့လည်းလစ်လာသင်ယူစီးပူးနေမယ်လို့ယုံကြည်မျှော်လင့်ရင်းနဲ့ဒီနေ့ဆွေးနွေးမျှဝေပေးတဲ့အကြောင်းအရာလေးကိုဒီမှာပဲညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ တင်ပါတယ်ဆရာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဆရာကျေးဇူးပါဆရာဟုတ် ဟိုပါလေ PDF file တော့ PDF ကျေး file ဇူးတ တော့ င်ပါတယ်ရှင် ဟုတ်ကျေးဇူးတင်ပါတယ်ဆရာမဟုတ်PDF file တော့ပေးလို့မရဘူးပေါ့နော်ခုနကတော့ဆွေးနွေးတော့ကတော့ကိုယ့်ဘာကို screenshot ရိုက်ထားလို့လည်းရတယ်နော်ဟို save ထားလို့လည်းရတယ်ကျွန်တော်ရဲ့ဟိုမှာတော့ပြန်တင်ပေးမှာပါเนาะကျွန်တော် Facebook account မှာတော့ပြန်တင်ပေးပါမယ်အဲ့တော့ PDF file တော့ပေးတော့ဘူးเนาะ ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့မေးစရာရှိရင်တော့မေးလို့ရပါတယ် ဟုတ်ကဲ့ဆရာကြားပြလေးပုံလေးရတာရှင်အမှတ်တရဓာတ်ပုံလေးရိုက်ပြချင်လို့ပါ ဓာတ်ပုံရင်ရိုက်မယ်ဟုတ်ကဲပါဆရာဆရာမလေးရှင်ဆရာနဲ့တူတူဒီနေ့ညခန္ဓာလေးအတွက်အမှတ်တရဓာတ်ပုံလေးရိုက်ကူပါမယ်ရှင်ဒါကြောင့်မလို့ဆရာဆရာမအဆင်ပြေတယ်ဆိုရင်ကင်မရာလေးတွေဖွင့်ပြပါအောင်ရှင် ဟိုလေဓာတ်ပုံရိုက်ပြီးရင်ကျွန်တော်ကိုလည်းပို့ပေးအောင်เนาะ ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ page number 1လေးကိုအရင်ဆုံးရိုက်ပါရှင်1 2 3ကဲပါဟုတ်ကဲ့ပါဆရာဆရာမ post လေးပြအောင်လားရှင် လေးပြော ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်စီစဉ်လေးရတက်ရောက်လာတော့တင်နန်းသားဆရာဆရာမများမှာဝက်ဘီနာနဲ့ပတ်သက်၍သိရှိလူသူများကိုမေးမြန်းလို့ရပါတယ်ရှင်ဆရာဆရာမဝက်ဘီနာနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခုခုမရှင်းနိုင်တာလေးနောက်ကျင်တာလေးရှိရဆိုရင်မေးလို့ရပါတယ်ရှင် ဟုတ်ကဲ့ပါဆရာ reason လေးတွေထောင်လိုက်ရင်တော့ကျွန်တော်တို့ဒီနာမည်လေးတွေ copy လိုက်ရင်အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ reason လေးထောင်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဘက်ကဒီမေးခြင်းနဲ့ဆရာဆရာမတို့အတွက်ကျွန်တော်တို့နာမည် copy ပါမယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မေးစရာရှိပါသလား ဟုတ်ကဲ့ပါဆရာကျွန်တော် ဟုတ်ကဲ့မေးပါဟုတ်ဆရာဟုတ် yes ကျွန်တော်ဟာလေးတော့ရေးကြည့်ခွင့်ကျကြီးမားတဲ့ဟာလေးတော့မဟုတ်ပါဘူးဆရာကျွန်တော်သတိထားမိတာလေးတစ်ချက်တေးဖွဲလေးပါဆရာလေအတိတရလားဆရာအတိတ်တရလားဆရာဒီအတွက်လည်းပတ်သက်လို့ဟုတ်ကဲ့ဟုတ်ကျွန်တော်ကအတိတရဆိုပြီးတော့ပဲဖြစ်နေရတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါလည်းเนาะပြဿနာပါပဲအဲ့ဒါလည်းမပြောချင်ပါဘူးဆရာမေးတော့ပြောရမှာပေါ့เนาะအဲ့တော့အဲ့ဒီကိစ္စဘယ်လိုဖြစ်လဲဆိုရင်ဒီမှာအခု screen လေး share လိုက်တယ်ပေါ့เนาะကျွန်တော်တို့ငငယ်ကနည်းနည်းဇာတ်ကြောင်းလေးပြန်ရင်ကျွန်တော်တို့ငငယ်ကအသင်ခံခဲ့ရတာပေါ့เนาะခလေးဘဝတုန်းကအသင်ခံခဲ့ရတာတော့အတိတ်တရားဥဒိအလင်္ကာလို့အသင်ခံရတာအတိတ်တရားเนาะဘာကြောင့်လဲဆိုတော့သူကလေနောက်ကတအကြီးဖြစ်လိမ့်မယ်အဲ့တအကြီးသဘောမျိုးယူဆတာပေါ့เนาะအတိရဲ့နောက်မှာတအကြီးနေတဲ့ယူဆပြီးတော့အတိတ်တရားဥမာကျွန်တော်တို့10တန်းကိုဓတ္တမတန်းလို့ခေါ်တယ်လေဓတ္တမတန်းလို့ရေးတဲ့အခါမှာဓာတွေနောက်မှာတအသေးပဲရေးတာဒါပေမဲ့အရင်တုန်းကတအကြီးရေးခဲ့တယ်အခုတအသေးပဲပြောင်းမိမယ်တအသေးပြောင်းလိုက်ပြီမဲ့ဓတ္တမလို့အတန်ထွက်တယ်လေဓာတမလို့မထွက်ဘူးအဲ့ဒါကြောင့်မို့ထင်တယ်ကျွန်တော်တို့ဆရာဆရာမတွေကအတိတ်တရားဥဒိအလင်္ကာဆိုပြီးသင်ခဲ့ကြတယ်အဲ့ဒါကျွန်တော်လည်းအဲ့လိုပဲစွဲနေရပါတော့ဘဲမှလည်းမကြည့်ပြဘူးပြီးတော့ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝရောက်တဲ့အခါကျတော့ကျွန်တော်မမျှော်လင့်မဲနဲ့မြန်မာအဘိဓမ္မာကိုသွားကြည့်မိတာနော်မြန်မာအဘိဓမ္မာကိုသွားကြည့်မိတဲ့အခါကျတော့မြန်မာအဘိဓမ္မာထဲမှာအခုကျွန်တော်ပြထားတဲ့ slide မှာလိုမျိုးအတ္တိတယဟုတ်တိအလင်္ကာနော်
လွန်ကဲစွာဖွဲ့ဆိုရေးသားတော့အလင်္ကာဆိုပြီးတော့အဘိဓမ္မာထဲမှာအဲ့လိုအတန်ထွက်ပေးတယ်ပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ကအဘိဓမ္မာထွက်စေချင်တာဒီအတိတရားလို့ပဲထွက်စေချင်တာအဲ့နေ့ကစပြီးကျွန်တော်ကတက္ကသိုလ်ကျောင်းသားဘဝ2010လောက်ထဲကစပြီးတော့ကျွန်တော်ကနောက်ပိုင်းအခုချိန်ထိပေါ့ကျွန်တော်အတိတရားဟုတ်ဒီပဲသင်တာပေါ့ကလေးတွေကိုအတိတရားဟုတ်ဒီသင်ပြီးတော့2024 25လောက်လဲရောက်ပေါ့ကျွန်တော်ရဲ့ Telegram group တွေကလည်းပြောတယ်အပြင်မှာမဟုတ်ဘူးပေါ့ဟိုကျွန်တော်ချက်ပေါက်ကလည်းလာပြောတယ်ဆရာကြီးဂုံတူဦးသိန်းနိုင်ရဲ့ဟိုပါပေါ့နော်ဆရာကြီးဂုံတူဦးသိန်းနိုင်ကျောင်းကဆရာမတွေထင်ပါတယ်နော်အဲ့ဒါသူကဆရာကြီးဂုံတူဦးသိန်းနိုင်ကိုမေးပြီးသွားပြီတဲ့ဆရာကြီးကအတိတ်တရားဟုတ်ဒီလို့ပဲထွက်တယ်ပေါ့နော်အတိတ်တရားဟုတ်ဒီလို့မထွက်ဘူးလို့ပြောတယ်ပေါ့အဲ့ဒါဆရာအားကြတော့ဒီ slide ကြီးကိုကျွန်တော်ကဒါကြီးကိုဟို Facebook မှာ share တာပေါ့နော် Facebook မှာ share လိုက်တာအတိတ်တရားဟုတ်ဒီဖြစ်နေတယ်ဆိုတော့ဒါဆိုအဘိဓမ္မာမှားတာလားအဲ့တော့ကျွန်တော်ကဆရာကြီးပြောတာဆိုလေးစားတယ်လေဆရာကြီးဂုံတို့ဦးသိန်းနိုင်ဆိုတာကျွန်တော်တို့မြန်မာစာသင်ကြားရေးလောကမှာနေလိုလားလို့ထင်ရှားပြီးတော့ကျွန်တော်တို့ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ဆရာကြီးပေါ့ဒါကြောင့်ဆရာကြီးကိုလည်းချစ်ခင်လေးစားတဲ့အနေနဲ့ကျွန်တော်ကပြန်ပြင်လိုက်တယ်ဒီမှာတော့မပြင်ဘူးဒါကတော့အဘိဓမ္မာဟာမဟုတ်လို့ကျွန်တော်သင်တဲ့ခါကျရင်ကျွန်တော်အတိတ်တရားဟုတ်ဒီပဲထွက်တော့တယ်ဒါပေမဲ့ကျွန်တော်ထည့်ပြောတယ်ပေါ့နော်အတိတ်တရားဟုတ်ဒီလို့လည်းထွက်လို့ရပါတယ်ဆိုတာလေးထည့်ပြောပြီးတော့ကျွန်တော်ကတော့ဟိုကျွန်တော်ရဲ့ငယ်ငယ်တုန်းကသင်ခဲ့တဲ့ဆရာမတွေဆရာကြီးဂုံတူဦးသိန်းနိုင်တို့ရဲ့နော်ဟိုတမစင်ပေါ့ပြောမယ်ဆိုထွက်တဲ့အတန်တိုင်းပဲအတိတ်တရားဟုတ်ဒီအလင်္ကာလို့ပဲထွက်တော့တယ်ဒါပေမဲ့အတိတ်တရားဟုတ်ဒီအလင်္ကာလို့လည်းထွက်လို့ရတယ်အဲ့လိုထွက်ရင်တော့အဘိဓမ္မာနဲ့ညီတယ်ဆိုပြီးတော့လည်းထည့်ပြောတယ်ပေါ့နော်အဲ့တော့ဒါလေးကဆရာပြောသလိုအသေးအမွှားအသေးဖွဲလေးဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ကြတော့အဲ့လိုကြီးကျယ်တွေဖြစ်ခဲ့ကြီးကျယ်တွေဖြစ်ခဲ့ဟိုတက္ကသိုလ်တုန်းကလည်းကြီးကျယ်ဖြစ်တယ်ကျွန်တော်ကအတိတ်တရားဟုတ်ဒီလို့ထွက်တဲ့အတွက်ဟိုအားလုံးကပေါ့နော်ဝိုင်းပြီးတော့လို့ပြောတာမျိုးတွေလည်းရှိတယ်ပြီးတော့အဲ့လိုမျိုးပေါ့ဒီဂုံတူဆရာကြီးဂုံတူဦးသိန်းနိုင်ကျောင်းကတော့ကျွန်တော်အဲ့လိုလာပြီးတော့ပြောတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ကြောင့်ကျွန်တော်အတိတ်တရားဟုတ်ဒီလို့ပြန်ပြင်ထားပါတယ်အတိတ်တရားဟုတ်ဒီလို့ထွက်ရင်လည်းအပြီးတန်တိုင်းမှန်ပါတယ်လို့နော်ဆရာအဲ့လိုလေးပြန်ပြင်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဒါလေးမေးပြပါဆရာဟုတ်ကဲ့အမြင်လေးတစ်မျိုးတိုးလာတော့ဆရာဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဆရာဟိုလေခုနအပြည့်တော်သား23ပါးမှာလေဆရာကျွန်တော်နည်းနည်းပြန်မရှင်းလိုက်လို့ပါဆရာဟုတ်ဆရာရေးတော့လေ20အခု20ပဲရေးထားလေဟုတ်တယ်ဟုတ်အဲ့3ပါးလိုမှာလား2ပါးလိုမှာလားကျွန်တော်နားမလဲတော့ဆရာအဲ့ဒါတော့3ပါးလိုတာလေအခု20ပဲဟုတ်3ပါးလိုတာဟုတ်3ပါးလိုတာဟုတ်3ပါးလိုတဲ့အခါမှာပြန်ပြတာလေးကိုပြန်ရှင်းတော့73နဲ့79ပြန်ပြောတော့ဆရာ73နဲ့79လို့တော့73နဲ့79ထည့်လိုက်တော့ဟုတ်73နဲ့79ထည့်လိုက်ရင်22ခုလေအားလုံး73 79ပါမှာအကုန်လုံးမှာ20ပဲမဟုတ်လားဆရာပြဒီမှာကျွန်တော်ပြောရမယ်အခုဒီမှာဒီ slide ကလေးကိုမြင်ရလားဟုတ်မြင်ရတယ်ဆရာဟုတ်အဲ့မှာတစ်ကနေပြီးတော့20အထိရတာ20နော်ဟုတ်ကဲ့တစ်ကနေ20အထိရ20အဲ့တော့73နဲ့79ကနောက်ထပ်2ခုထပ်ရှိတယ်73ကတစ်ခုထပ်ရှိတယ်အစဉ်ပြက်အပြစ်ပဲဘဂရီတီဒေါသလို့ပဲခေါ်တယ်အစဉ်ပြက်အပြစ်ပဲအဲ့နောက်တစ်ခုထပ်ရှိတယ်အဲ့ဒါကြောင့်မလို့ခရီပွင့်ပြလိုက်တာအဲ့ဒါဆို21ဟုတ်ကဲ့သက်ခွန်ကလည်းနောက်ထပ်တစ်ခုထပ်ရှိတယ်အဲ့နာမည်ပဲပါဠိလိုလည်းအဲ့နာမည်ပဲစကားရိုင်းအပြည့်ကံဘဒေါသအဲ့ဒါဆိုရင်သက်ခွန်ကနောက်ထပ်တစ်ခုဆိုတော့22ပြီးအောက်ဆုံးမှာအနီရောင်နဲ့ပြထားတဲ့အတန်ချမ်းအပြစ်ကအတန်ချမ်းအပြစ်23ဆိုတာ23ခုပေါ့ဟုတ်ကဲ့ပါဆရာကျွန်တော်နည်းနားလေတာလွဲသွားတာဟုတ်ကဲ့အဲ့ဒါကြောင့်မို့ဒီ73နဲ့သက်ခွန်ကိုဟိုခရီပွင့်လေးပြထားတာသူကနှစ်ခုစီရှိတယ်ပါဠိမှာကြတော့ဟုတ်ကဲ့နာမည်ရောအကုန်လုံးတူလို့ဟုတ်တယ်နာမည်ရောအကုန်လုံးတူတာဒါပေမဲ့ဟိုပါပေါ့အဓိပ္ပာယ်ချင်းကြတော့မတူဟိုတစ်ခုကကြတော့ဝကြတစ်ခုထဲမှာရှိတဲ့တရားအစဉ်ပြတ်တာတရားအစဉ်ပြတ်တဲ့အပြည့်တစ်ခုကကြတော့ဝကြတစ်ခုလုံးအစဉ်ပြတ်တဲ့အပြည့်အဲ့လိုမျိုးဝကြတွေအစဉ်ပြတ်တဲ့အပြည့်အဲ့လိုမျိုးနှစ်မျိုးခွဲတာပေါ့နော်ပါဠိမှာကြတော့မြန်မာမှာမခွဲဘူးမြန်မာမှာတစ်မျိုးပဲသုံးတာစကားရိုင်းပြည့်လည်းအဲ့လိုပဲစကားရိုင်းပြည့်လည်းအဲ့လိုမျိုးနှစ်မျိုးပါဠိမှာကွဲသွားလို့မြန်မာမှာကြတော့တစ်မျိုးပဲဟုတ်ကဲ့ပါဆရာ73နဲ့79ဒီတစ်ခုစီထပ်တိုးရင်22အောက်ဆုံးကအနီလေးနဲ့ပေါင်းလိုက်တော့23เนาะဟုတ်ကဲ့ဆရာဟိုအမဲစလုံးအမဲနဲ့ရေးတဲ့ဟာလိုက်မှန်ရနေအနားလေးမှာလဲထွက်သွားလို့ပါဆရာကျေးဇူးပါဆရာ
ဟုတ်စလုံးအမဲနဲ့ရေးတာကြ ဟုတ် တော့ဧကဒသမထဲမှာသင်ရမယ် ဧကတသမမှာတင်ရမယ့်ဟာလေးကိုလိုက်မှတ်လိုက်ရင်နေအဲ့ ဟုတ် စတာ အဲ့မှာ ပြ ဟို တဲ့ ပါ ဟာကိုပြောလိုက်တော့မမှတ်မိ ဟုတ် လိုက်တော့ဟုတ်ကဲ့ဆရာ နည်းနည်းဟိုပါဖြစ် ပြီး သွား တော့ဆရာတခုလေအလင်္ကာနဲ့တော့မဆိုင်ပါဘူးဆရာခုန ဟုတ် ဆ ကဲ့ ရာ မေ ပြောလိုက်တဲ့အချိန်မှာငါ့ကိုလွယ်အမေကြီးနှစ်ကိုလေနာမ ဟု ည် တ် နောက်တစ်မျိုးခေါ်တယ်လို့ပြောလိုက်တာ อ๋อ မမိ ဟု လို တ် က်လို့ပါဆရာ အဲ့ဒါလေးကကြုံရမဲ့ နာ ဗျာ မည်နော ပါ က်တစ်မျိုးอ่ะ ကြုံရမဲ့ဗျာပါ ငါ့ကိုလွယ်အမေကြီးနှစ်ကိုနောက်တစ်မျိုးခေါ်တာကြုံရမယ့်ဗျာပါ ဟုတ် ဘယ်လို ကြုံ ပြော ရ လဲဆ မဲ့ ရာ ဗျာပါဆိုတာကြပြခေါင်းစဉ်ကိုပြောတာငါ့ကိုလွယ်အမဲကြီးနင်းဆိုတဲ့ကြပြခေါင်းစဉ်ကြီးကမလှဘူးလေအဲ့တော့ကြုံရမဲ့ဗျာ ဩ ပါဆိုတာလေးကလှတယ်လေကြပြခေါင်းစဉ်နော် ဟုတ်ကဲ့အဲ့ကြပြနာမည်ကိုမပြဘူးငါ့ကိုလွယ်အမေကြီးနှစ်လို့ပဲတင်တာအဲ့လိုလားဆရာမူရင်းကြ ဟု ပြ တ်တယ် နာ ဟုတ် မ တ ည် ယ် က ဟုတ် ကြုံ တယ် ရ တက မယ့် ယ် ဗျာ တော့ ပါအဲ့ တ လို ကယ် လား တော့လေကျွန်တော် ဩ တို့ဟိုဟာလေဟိုဟာတက္ကသိုလ်မှာအိုင်ချင်းတွေတင်တဲ့အခါမှာအဲ့ဒီအိုင်ချင်းကိုကြုံရမဲ့ဗျာပါဆိုပြီးတော့ခေါင်းစဉ်ပေးပြီးတော့တင်တယ်အဲ့ဒါလေးကလှလဲလှတယ်ခေါင်းစဉ်လေးလဲလှတယ်ငါ့ကိုလွယ်အမဲကြီးန ဟု င်း တ် ကြပြမယ်ငါ့ကိုလွယ်အမဲကြီးနင်းအစချီပေါ့နော်အခုဂျီ ဩ တွဲမှာဒွါတသမတန်းမှာပြဋ္ဌာန်းတဲ့အခါကျတော့ကြုံရမဲ့ဗျာပါဆိုတဲ့နာမည်လှလှလေးကိုမပေးဘဲနဲ့ဒီအစချီထားတဲ့ငါ့ကိုလွယ်အမဲကြီးနှင်းဆိုတာကြီးပဲအစချီစကလုံးပဲခေါင်းစဉ်တင်လိုက်တာအဲ့တော့မလှဘူးပေါ့အဲ့ဒါကြီးကနော်အဲ့ဒါကြောင့်ကျွန်တော်တို့သိမ ဟုတ် ကြိုက် ကဲ့ ဘူးကြပြဆိုတာလှလှပပလေးဖြစ်ရမယ်နော်ပေါ်ຫນွေလှလင်ဆိုလှ ဟုတ် တယ် ကဲ့ ပေါ်ຫນွေလှလင်ကအစချီစကလုံးပဲယူပင်မဲ့ပေါ်ຫນွေလှလင်ဆိုလေကဘယ်လောက်လှလေအဲ့ဒါဆိုတော့အဲ့အမျိုးကလက်ခံနေနော်ငါ့ကိုလည်းအမဲကြီးနေကြတော့မကြိုက်ဘူးမကြိုက်တဲ့အတွက်ခုနကြုံရမဲ့ဗျာပါဆိုတော့ထည့်ပြောတာကြုံရမဲ့ဗျာပါလေးလေဗျာပါဒပေါ့ဗျာပါကြီးများနေနော် ဟုတ်ကဲ့ပါဆရာကျေးဇူးပါရှင်အဲ့ရလေး ဟုတ် ခု ကဲ့ မှဘ ഹു တုဒရပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးပါချက်ပေါက်မှာရေးနေရလားကျွန်တော်ချက်ပေါက်ပြင်နေရ ဟယ်လိုကြားရလားမသိဘူးဆရာ ဟုတ်ကဲ့ကြားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟိုလေတစ်ခုလောက်မေးချင်လို့ပါရှင်ဒီဟိုအလင်္ကာရတနဲ့တော့မဆိုင်ဘူးပေါ့နော် ဟုတ် ဟို ကဲ့ မလုံးမဆိုင်ဆိုတဲ့စကားပြေရပေါ့နော်အဲ့ဒီကလေအဲ့စာကြောင်းလေးနှစ်ကြောင်းကိုနည်းနည်းစိတ်ကထင်နေလို့ရှင်အဲ့ဒါလေးမေးလို့ရမလားမသိဘူး ဟုတ်ကဲ့မေးပါဟုတ် ဟုတ်သူ့မှာပေါ့နော်ပါတာကအလုပ်ဆိုတာမခိုင်းပဲလုပ်လျင်ကြုံမဖြစ်ဘူးသူ့အခလိုချင်လို့သူ့ထံမှာအစေခံအလုပ်ကိုတောင်းပြီးလုပ်မှကြုံဖြစ်တာအောက်ကျတာဆိုရဲအဲ့ဒီစာကြောင်းလေးအရာပေါ့နော် तू ကဟိုအစေခံအလုပ်ကိုတောင်းလုပ်တယ်ဆိုရင်တော့မှဘယ်လိုပဲဖြစ်ဖြစ် तू ကအလုပ်လိုချင်လို့လုပ်တာပါဖြစ်လို့ तू ကြုံဖြစ်တာလို့ပြောတာလည်းမသိဘူးရှင် အဲ့ဒါဒီမှာပြမယ်နော် ဟုတ်ကဲ့ ရှိမှာပေါ့မလုံးမစားဆိုတော့အဲ့တော့စာမျက်နှာတိလားဆရာမ စာမျက်နှာ42ပါရှင် စာမျက်နှာ42ဘယ်ပိုက်လဲတွေ့ပြီ အဲ့ ဒီမှာ ဟုတ်ကဲ့ အလုပ်ဆိုတာမခိုင်းပဲဒီနေရာကိုပြောရနော်အလုပ် ဟု ဆို တ်ပါ တာ ရဲ့ဆရာ အလုပ်ဆိုတာတဲ့မခိုင်းပဲအလုပ်ဆိုတာမခိုင်းပဲလုပ်ရင်တဲ့ကျွန်မဖြစ်ဘူးတဲ့အဲ့ဒါနားလည်တယ်နော်အလုပ်ဆိုတာလူများကကိုယ်မခိုင်းပဲနဲ့ကိုယ့်ဘက်ကိုလုပ်ရင်ကျွန်မဖြစ်ဘူးဒါတော့ရှင်းတယ်အဲ့အကြောင်းကရတယ်နော် ဟုတ်ဘလို့ပဲဖြစ်ပေါ့နော်တကယ်လို့သူတို့ခိုင်းတော့မှကိုကလှုပ်လိုက်လေရတာပဲမဟုတ်ဘူးလား မ ပေါ့ ဟုတ် နော် ဘူးလေ အဲ့ မ လို ဟုတ် မျိုး ဘူးလေအဲ့လိုတွေးလို့မရဘူးလေအလုပ်ဆိုတာဘယ်သူမှကိုယ်ကျွန်ဆိုတာကျွန်လုပ်တယ်ဆိုတာခိုင်းတာလေကျွန်ဆိုတာလူများအိမ်မှာကျွန်လုပ်တယ်အစီကံလုပ်တယ်ဆိုရင်ကိုယ်အတိစိတ်တဲ့နဲ့ကိုယ်လုပ်တယ်ဆိုရင် तू ကအလုပ်အားဖြင့်ကျွန်အစီကံဖြစ်နေပြီမဲ့သူ့မှာသခင်စိတ်ရှိတယ်လို့ယူဆတယ် तू ကအလိုက်သိတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ခိုင်းမှလုပ်တယ်ဆိုရင်အဲ့ဒါတကယ်အလုတ်သမားလိုမျိုးကျွန်လိုမျိုးရှေ့ခေတ်ကကြတော့ကျွန်တော်တို့ကကျွန်နေဆိုတာခိုင်းမှလုပ်တာလေမခိုင်းရင်မလုပ်ဘူးပြင်းထူပြီးတော့အဲ့လိုပြောချင်တာနော်အလုတ်အဲ့တော့အလုတ်ဆိုတာလူများကကိုယ်မခိုင်းပဲနဲ့ကိုယ့်ဘက်ကကိုယ်လုပ်တယ်ဆိုရင်ကျွန်မဖြစ်ဘူးသခင်စိတ်တဲ့သခင်ဆိုတာသခင်ဆိုတဲ့ဟိုပေါ့အုံနာပေါ့နော်ပိုင်ရှင်တွေပေါ့ပိုင်ရှင်တွေခေါင်းဆောင်တဲ့သူတွေဆိုတာဘယ်သူမှကိုယ့်ကိုခိုင်းမခံဘူးကိုကခေါင်းဆောင်ဖြစ်တဲ့အတွက်
ကိုယ့်ဘက်ကိုလောက်တာလေဘာပြီးဘာလို့လူများခိုင်းမှလောက်တယ်ဆိုတာကျွန်စိတ်အဲ့လိုပြောတာအဲ့လိုဆိုလို့လားအဓိပ္ပာယ်อ่ะလीဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဒါဟိုဒီကျွန်အစေခံရဲ့စိတ်ဓာတ်ကိုပြောတာပါဒီကသူ့အခလိုခြင်းလို့သူ့ထံမှာအစေခံလို့ကိုတောင်းပြီးမှလောက်မှကျွန်ဖြစ်တာအောက်ကြတာအဲ့လိုနော်အဲ့သူ့ရှိရာအဖိုးအခလိုခြင်းလို့သူ့စီမှာသွားပြီးတော့အစေခံလို့ကိုတောင်းပြီးတော့လုပ်ရင်တော့ကိုကကျွန်ဖြစ်သွားမယ်အောက်ကြနောက်ကြဖြစ်သွားမယ်အဲ့လိုမဟုတ်ဘဲနဲ့တဲ့ဒီယာဝင်အိုးကိုပြည့်အောင်ကိုဘကိုဖြည့်တယ်ဆိုရင်ပြည့်ရင်ငါထမင်းတစ်နက်တော့စားထိုက်မှာပဲဆိုတော့ဒါရှင်းပြီထင်ပါတယ်နော်အဲ့လိုရှုပ်နေရတော့မဟုတ်ပါဘူးအဲ့လိုအဓိပ္ပာယ်ပါအခုကာလနဲ့အဲ့လိုမျိုးဆက်ကြည့်တဲ့အချိန်မှာကျတော့နည်းနည်းလေးအဲ့လိုမျိုးပေါ့နော်ဟုတ်တယ်ဟိုကလေအဲ့ဒါဒီလိုတွေးလိုက်လို့လေဟိုဗာလဲခိုင်းမခိုင်းကျွန်မဖြစ်ဘူးဟုတ်တယ်မလားအဲ့လိုတွေးရလားကိုပါရင်ဟုတ်အခုကာလမှာဆိုလို့အလုပ်သမားတွေဆိုရင်ကြားရင်ဟိုလေအလုပ်သွားလျှောက်တယ်ပေါ့နော်အဲ့လိုမျိုးအလုပ်သွားလျှောက်တဲ့အချိန်မှာဆိုဒါကျွန်ဖြစ်သွားတာလားပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာဆရာဟုတ်တကယ်တော့ကျွန်ပဲလေအလုပ်သွားလျှောက်တယ်ဆိုတာကျွန်ဖြစ်သွားတာပဲဟိုလူများရှိမှအလုပ်လုပ်တယ်ဆိုရင်ကျွန်တော်တို့ကတကယ်တော့အလုပ်ရဲ့ကျွန်ပဲလေအဲ့ဒီအလုပ်ရှင်ရဲ့ကျွန်ပဲလေကျွန်လို့တာမသုံးတာလေသူ့ရဲ့အလုပ်သမားပေါ့သူ့ရဲ့အလုပ်သမားဆိုတာသူ့ရဲ့ကျွန်ပဲရှေ့ခေတ်သဘောမျိုးပြောတယ်အဲ့လိုမျိုးပုံစံမျိုးပြောတာဟုတ်တယ်အဲ့လိုအဓိပ္ပာယ်ပဲတကယ်အားအကြောင်းမို့လေဗာလေပညာမရှိသူဤဝန်ထမ်းတွေပါလေအဲ့လိုရှေ့ကထုံးနေလေတကယ်ပညာရှိလဲသူဤဝန်ထမ်းဖြစ်တာပဲเนาะအဲ့တော့ကျွန်တော်တို့အစိုးရအလုပ်လုပ်တယ်ဆိုရင်အစိုးရရဲ့ကျွန်ပေါ့ပြည်သူအလုပ်လုပ်တယ်ဆိုရင်ပြည်သူရဲ့ကျွန်ပေါ့အဲ့ဒါကျွန်ပဲတကယ်တော့ကျွန်ဆိုတဲ့အသုံးလုံးမသုံးတော့လို့เนาะအလုပ်သမားเนาะဗာလေစားပစ်ပေးတာပေါ့ခုခေတ်ကျတော့လှပရင်ကြအောင်ပြောတာပေါ့เนาะဝန်ဆောင်မှုတွေပေးတာပေါ့เนาะဝန်ဆောင်မှုတွေပေးတာကိုပိုင်အလုပ်လုပ်တယ်ဆိုရင်တော့တခင်ပဲလေကိုပိုင်အလုပ်လုပ်တယ်ဆိုရင်တော့တခင်ပဲကိုစီးပွားရေးကိုလုပ်တယ်ဆိုရင်ကိုကလက်ဖေးဆိုင်ထောင်လိုက်တယ်ကိုပိုင်ပေါ့နော်အဲ့မှာကိုဘကိုဝင်လုပ်ရင်လည်းရသေးတယ်လေနော်ကိုတိုင်းဝင်ဖြော်မယ်ဆိုရင်ဒါကိုအလုပ်ကိုဦးစီးတာပဲဒါပေမဲ့ကိုဘကိုဖြော်ခြင်းလို့ဖြော်တာနော်အဖြော်ဆရာဝင်လုပ်တာအဲ့ဒါကြတော့ကျွန်မဟုတ်ဘူးကိုရှိမှလာပြီးတော့လုပ်တဲ့ဗာလဲလူတွေကိုခွဲခြားဆက်ဆံတာမဟုတ်ဘူးเนาะအဲ့လိုသဘောတရားကိုပြောပြတာကျွန်တော်တို့လက်ဖေးဆိုင်မှာလုပ်တဲ့ကျန်တဲ့လူတွေဝန်ထမ်းတွေအားလုံးကကြတော့ဒီဆိုင်ပိုင်ရှင်ရဲ့အလုပ်သမားတွေလေအလုပ်သမားတွေကရှေ့ခေတ်ကကြတော့ကျွန်ပဲအဲ့လိုအဲ့လိုမျိုးဆိုရင်ကျွန်ဆိုတာနည်းနည်းရိုင်းပြီးတော့အခုကာလနဲ့ရိုင်းတာပေါ့ဒီမှာဆိုလဲဒါဒီဘက်ခေတ်နဲ့ကြည့်ရိုင်းတယ်လေဒါကတော့ဆရာကြီးပီမိုးနဲ့ကကိုလိုနီခေတ်ကရေးထားတာဆိုတော့အဲ့တုန်းကတော့မရိုင်းဘူးပေါ့ဒီဘက်ခေတ်ကျတော့ဒီလိုအသုံးလုံးကျွန်လို့သုံးပြီဆိုရတာစကရိုင်းပြည့်တင်တယ်ကမ္မဒေါသတင်တယ်နော်ရတနဲ့လည်းဆက်ပါတယ်ကမ္မဒေါသဂုံလင်္ကာရတနဲ့လည်းဆက်တယ်ဒါကမ္မဒေါသတင်တယ်နော်ကမ္မဒေါသတင်ရင်သူကဒုက္ခမလတာဂုံစကရင်ဂုံမမြောက်တော့ဘူးပေါ့နော်ကျွန်လို့မသုံးအောင်ပေါ့ကျွန်တော်တို့အလုသမားနော်ဒါမှမဟုတ်ရင်ဝန်ဆောင်မှုပေးတဲ့သူဒီလိုမျိုးလှပတဲ့အသုံးအနှုန်းတွေကိုသုံးရမှာပေါ့နော်အဲ့ဒါကြောင့်ပါနော်ဆရာမဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ဆရာကျွန်တော်ကလေအလင်းကားလေးနဲ့ပတ်သက်ပြီးတစ်ခုလောက်လေးဆရာမေးခွင့်ပြုပါဆရာဟုတ်ကဲ့မေးပါဟုတ်အလင်းကားမှာလေယူပကအလင်းကားနဲ့ကျွန်တော်ဥမာလင်းကားမှာလေအနှိုင်းငံနဲ့အနှိုင်းသုံးတဲ့အခါမှာပေါ့အဲ့အနောက်ကဝိဘတ်တွေပေါ့အနှိုင်းခံကိုအနှိုင်းနှစ်အနှိုင်းငံတို့ကိုအဲ့လိုမျိုးလေးသုံးတာနှစ်နဲ့ကိုတို့ကိုပေါ့အဲ့ဒီအသုံးလေးကအဲ့လိုတိကျအဲ့လိုမျိုးလေးမှတ်တာရှိတာအဲ့လိုမျိုးသတ်မှတ်တာမျိုးလေးရှိတယ်ဆရာနော်အဲ့လိုတော့မရှိပါဘူးဘယ်လိုသုံးရမယ်ဆိုတာမရှိဘူးအဓိကအဲ့ဒီသဘောတရားပေါ်လွင်ရပြီနော်ဥပမာအဖြစ်ကျွန်တော်တို့ဥပမာအလင်္ကာဆိုရင်အနှိုင်းနဲ့အနှိုင်းငံကိုကြိုက်တာလည်းရှေ့ရထားလို့ရတယ်တချို့ကဆရာမတွေကခလေးတွေဟိုဟာဖြစ်မှာဆိုလို့ဟိုဘယာကိုရှေ့ရထားပေါ့အနှိုင်းငံကိုရှေ့ရထားလို့အနှိုင်းကိုရှေ့ရထားလို့ပြောတာတကယ်တော့ကြိုက်တယ်လို့ထားလို့ရတယ်အနှိုင်းငံကိုပဲရှေ့ရထားအနှိုင်းကိုပဲရှေ့ရထားတာဒီအနှိုင်းနဲ့ဒီအနှိုင်းငံကိုဒီအနှိုင်းငံနဲ့ဒီအနှိုင်းကိုနော်ခိုင်းတိုင်းရေးဖွဲ့ထားတယ်ထပ်တူပြုရေးဖွဲ့ထားတယ်ခိုင်းတိုင်းဆိုရင်ကျွန်တော်တို့ကဥပမာလင်္ကာပေါ့ထပ်တူပြုဆိုရင်ဒါယူပကလင်္ကာပေါ့အဲ့လိုပဲ꿰တာနော်နှစ်နဲ့ကိုကရတယ်ကြိုက်တယ်လို့ထားလို့ရနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကိုကတော့နောက်ဆုံးမှပဲရှိမှာပေါ့နှစ်ကအလယ်မှာရှိမယ်လေအဲ့တော့အနှိုင်းကန်နဲ့အနှိုင်းကိုလည်းကြိုက်တဲ့နေရာထားလို့ရတယ်တကယ်ကလေဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ကြားဖြစ်လေးပြောပြရစီခင်ဗျာဟုတ်ကဲ့
ကျွန်တော်တို့ဒီခုဆိုလို့ရှိရင်လည်းဒါဆရာကအများကြီးပေါ့နော်ဒီကျွန်တော်တို့အလင်္ကာနဲ့ပတ်သက်ပြီးတော့မှလည်းအများကြီးဆွေးနွေးပို့ချခဲ့ပြီးလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဆရာတို့ဆရာမတို့အနေနဲ့လည်းကျွန်တော်တို့အများကြီးသိရှိပြီးတော့နောက်ထပ်ဒီသိလို့စိတ်တွေနဲ့ပေါ့နော်မိကုန်းတွေလည်းရှိမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့လည်းဒီဆရာကအခုကျွန်တော်တို့ဒီလာမယ့်စက်တင်ဘာမှာပေါ့နော်ကျွန်တော်တို့ဒီအထက်တန်းဆင့်မြန်မာစာသင်နည်းနဲ့ပတ်သက်ပြီးတော့လည်းသင်တန်းလေးဖွင့်ထားတာရှိပါတယ်ဟုတ်ကဲ့ဒီ webinar အတွင်းမှာကျွန်တော်တို့သင်တန်းလေးအခက်မဲ့ဆိုလို့ရှိရင် discount ရရှိမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့သိလို့ရဆရာဆရာမတွေရှိရင်လည်းမိကုန်းလေးဟုတ်ကဲ့2ယောက်လောက်မေးလို့ရပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဆရာခုနဥပမာကိုလေအနိုင်ငံကိုနဲ့နှစ်ကိုပတ်သက်စမတိစာမင်းနေလို့ကိုနဲ့နှစ်လို့ဟုတ်ကဲ့မေးပါဟုတ်ကိုနဲ့နှစ်ကိုလေဆရာအနိုင်ငံကိုလို့သုံးရင်တော့အလဲကသုံးလေရတယ်မလားဆရာရတယ်အနှိုင်းငံကိုဆိုရင်တော့အလဲကသုံးရင်တော့ရတယ်အဲ့ဒါကကြတော့တစ်မျိုးဖြစ်သွားပြီပေါ့အဲ့ဒါတော့ပုံစံတစ်မျိုးပေါ့ဟုတ်အနိုင်ငံကိုအနိုင်နှစ်ခိုင်းနိုင်ထားတော့ကြောင်လို့ကျွန်တော်သုံးဘူးလို့လေဆရာအဲ့လိုမျိုးလေးပါရတယ်အဲ့လိုဆိုရင်တော့ရတယ်နော်ဟုတ်ကဲ့ဆရာအနိုင်ခံကကြတော့ကိုနဲ့တွဲလိုက်တာပေါ့နော်ဟုတ်တယ်အဲ့လိုအလဲကသုံးခြင်းရတယ်နော်ကျွန်အသုံးကတဲ့အနည်းငယ်ပြင်းထန်တော့ဝန်တန်းအလုပ်သမားအိမ်ပေါ်အယောင်းဝန်တန်းစသဖြင့်လှည့်ပြီးတော့စကားရည်ဖြစ်သုံးကြတာပါပဲเนาะအဲ့တော့ကျေးဇူးတင်ပါတယ်ဆရာပြီးတော့အိမ်ပေါ်အစားအိမ်ကူသုံးရင်ဩဇာကုန်ပိုမြောက်မယ်ထင်ပါတယ်အဲ့ဒါတော့မဟုတ်ပါဘူးเนาะအိမ်ပေါ်နဲ့အိမ်ကူဆိုရင်ကျွန်တော်တို့ကဩဇာကုန်ပိုမမြောက်ပါဘူးเนาะဟိုဟာပေါ့အိမ်ပေါ်လို့သုံးတာထက်အိမ်အကူလို့သုံးတာဒုက္ခမလတာဂုံမြောက်တာเนาะအိမ်ပေါ်လို့သုံးရင်အခုခေတ်ကအရင်တော့အိမ်ပေါ်လို့သုံးရင်ယဉ်ကျေးတယ်ထင်ရပေမဲ့အခုကအိမ်ပေါ်လို့သုံးရင်စိတ်ခံစားမှုကမကောင်းဘူးအဲ့ဒါဆိုအိမ်အကူလို့သုံးတာဒုက္ခမလတာဂုံပိုမြောက်တာเนาะဩဇာဂုံမမြောက်ဘူးဩဇာဂုံနဲ့မဆိုင်ဘူးเนาะအိမ်ပေါ်လို့အိမ်ကူလို့ကအဲ့တော့ဒီမှာခုနအလင်းဆရာလည်းအလင်းကဖြေနီးကြောင်းပြောတယ်လीเนาะဆရာမကလည်းကိုနဲ့နှစ်နဲ့ပြောလို့ဒါကျွန်တော်နမူနာဖြေတာပေါ့เนาะအဲ့တော့ဒီမှာကြွက်တဲ့အယောင်ကြောင်ရဲ့အလားเนาะဥပမာလင်္ကာပေါ့ဒီဟာတော့ထည့်စရာမလိုတော့ဘူးเนาะငါ့ကိုလွယ်အမေကြီးနဲ့ကြပြတွင်ဒါမလိုတော့ဘူးเนาะမထည့်လဲရကျွန်တော်တို့ကတော့ထည့်ခြင်းလို့ထည့်တာเนาะမိမပြိုကလေးစိတ်ကူးတဲ့၌ဒါစိတ်ကူးထဲမှာဖြစ်တာမို့လို့ကိုကဒီလိုဖြေတာเนาะဒါကိုပိုင်ဖြေတာပေါ့เนาะအဲ့တော့ကိုယ့်ရဲ့အလင်္ကာဖြေပုံဖြေနည်းကကိုဖြေတာတစ်ခုပဲရှိရမယ်เนาะအဲ့လိုမိမပြိုကလေးဤစိတ်ကူးတဲ့၌တိုက်စစ်တယ်ဆိုတာအခုကြားရတယ်เนาะအမှတ်ပေးစီးမြင်မှာတဲ့အလင်္ကာတမှတ်တန်တွေကိုတိုက်ပြီးတော့စစ်တယ်အဲ့ဒီတိုက်ပြီးတော့စစ်တဲ့အတိုင်းမဖြေတာဘူးဆိုအမှတ်မရဘူးမရရင်မယူဘူးပေါ့เนาะအလင်္ကာဆိုတာတိုက်စစ်ရတာမှမဟုတ်တာအလင်္ကာဆိုတာကိုယ့်ရဲ့အယူဆအတွေးခေါ်အတိုင်းဖြေရတာလေအဲ့တော့မှားယွင်းနေတာတွေဖြစ်တယ်ပေါ့เนาะဒါဆရာမတွေကပိုသိမှာပါเนาะသင်ကြားရေးလောကထဲမှာနေတဲ့လူအဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်ဖြေထားတာပေါ့เนาะမိမပြုတ်ကလေးစိတ်ကူးတဲ့နိုင်တွေ့မြင်ရတော့ချစ်သူမောင်ဒီတိတ်တဆိတ်လင်းလင်းမြန်မြန်ပေါ်ပါဖြက်လက်စွာကြွက်တီကြောင်တွေကတိတ်တဆိတ်ချောင်းမြောင်းလှုပ်တတ်တယ်လင်းလင်းမြန်မြန်လှုပ်တတ်တယ်ပေါ်ပါဖြက်လက်စွာလှုပ်တတ်တယ်အဲ့ဒါကိုကရိယာထူးပြု3မျိုးကိုစင့်သုံးထားတာတိတ်တဆိတ်လင်းလင်းမြန်မြန်ပေါ်ပါဖြက်လက်စွာလှုပ်ရှားဆောင်ရွက်တတ်ပုံအနှိုင်းခံအဲ့ဒါချစ်သူမောင်ကစိတ်ကူးထဲမှာတွေ့မြင်ရတဲ့ချစ်သူမောင်ကအဲ့လိုလှုပ်တတ်တာအဲ့ဒါအနှိုင်းခံအဲ့ဒါမရှိဘူးဥပမာလင်္ကာစကားလုံးထဲမှာအနှိုင်းခံမရှိဘူးကိုယ့်ဘာကိုရှာပေးရမှာเนาะဒီမှာဆိုကိုနဲ့ကိုအလဲမှာထားပြီးဖွဲ့တယ်เนาะကျွန်တော်ဆရာမပြောတဲ့ပုံစံပေါ့အနှိုင်းခံကိုကျွတ်နှင့်ကြောင်တို့ဤတိတ်တဆိတ်နှင်းလင်းမြန်မြန်ပေါ်ပါဖြက်လက်စွာလှုပ်ရှားဆောင်ရွက်တတ်ပုံအနှိုင်းနှင့်ခိုင်းနှိုင်းရေးဖွဲ့ထားတော့ကြောင့်ဥပမာလင်္ကာမြောက်ပါတယ်အဲ့တော့ကြပြာတို့ပြက်ဆက်တို့ဆိုရင်ရေးဖွဲ့လို့သုံးတယ်ကျွန်တော်စကားပြေဆိုရင်ရေးသားလို့သုံးတယ်ပေါ့နော်ဒါဖွဲ့ဖြည့်နည်းတစ်ခုပေါ့နော်ဒါကျွန်တော်ကတော့အဲ့လိုတေးသေးချာချာဖြည့်မှတော့တမှတ်ထဲပေးတယ်ဆိုရင်တချို့ပေါ့ပဲလောက်တယ်လေတမှတ်လည်းတမှတ်တန်ဖိုးရှိရပဲเนาะပြီးရင်နောက်အောက်ကဖြည့်နည်းကြတော့အဲ့လိုမဟုတ်ဘူးနည်းနည်းပြောင်းလိုက်ပြီးဘယ်လိုပြောင်းတာလဲဆိုတော့အပေါ်ကကြတော့လှုပ်ရှားဆောင်ရွက်တတ်ပုံလှုပ်ရှားဆောင်ရွက်တတ်ပုံဆိုရင်အဲ့လိုတူတာပေါ့เนาะဒီမှာကြအဲ့လိုမဟုတ်နန်နဲ့ဆုံးပါเนาะဟိုပါပေါ့
မိမပြုတ်ကလေးစိတ်ကူးရိတ်နဲ့တိတ်တဆိတ်လင်းလင်းမြန်မြန်ပေါ်ပါဖြစ်လက်စွာလှုပ်ရှားဆောင်ရွက်တတ်သောချစ်သူမောင်အနှိုင်းကန်ကိုတိတ်တဆိတ်လင်းလင်းမြန်မြန်ပေါ်ပါဖြစ်လက်စွာလှုပ်ရှားဆောင်ရွက်တတ်သောသရဝနှစ်ကောင်ကြွက်နှင့်ကြောင်နော်ကာယမှာချိန်လိုက်တာသရဝနှစ်ကောင်ကြွက်နှင့်ကြောင်အနှိုင်းကန်နှင့်ခိုင်းနှိုင်းရေးဖွဲ့ထားသောကြောင့်ဥပမာလင်္ကာမြောက်ပါသည်အဲ့တော့အလင်္ကာဖြေတဲ့အခါမှာကိုဖြေတဲ့အဖြေကနှစ်သက်ဖွယ်ကောင်းရမယ်အလင်္ကာလိုမျိုးလေနှစ်သက်ဖွယ်ကောင်းမှဖြစ်မှာပေါ့နော်ဒီမိကုန်းရဲ့ကြောက်စရာကြီးဆရာတဲ့အတိတ်တရားမှာတဲ့ဆရာကြီးကိုလေးစားတော့အဖြစ်ပြောင်းသုံးတယ်လို့ပြောပါတယ်ဆရာတဲ့ပညာရဲ့အနေနဲ့ဆိုရင်ဘယ်လိုသဘောထားရမလဲတော့နှစ်မျိုးလုံးမှန်တယ်နော်ပညာရဲ့အနေနဲ့လေခုနအားကြောင့်မို့ဓတ္တမရန်ကိုနမူနာပေးခဲ့တာလीနော်ဓတ္တမရန်ဆိုရင်ဓာတအကြီးနဲ့မရေးဘူးတအသေးနဲ့ပဲရေးပေမဲ့ဓာတ်လို့အတန်ထွက်တယ်အဲ့ဒါတော့ဓာတ်လို့အတန်ထွက်တယ်ဆိုတော့ပါဠိစကားလုံးတွေမို့လို့နော်အတိတ်တရားကိုလည်းတိတ်လို့အတန်ထွက်လို့ရတယ်နော်ဒါကြောင့်ဆရာကြီးပြောတာမှန်တယ်ဆရာကြီးပြောတာမှန်တဲ့အတွက်ပြောင်းသုံးတာလည်းဖြစ်တယ်နောက်ဆရာစဉ်နော်တမဇင်ကိုအလေးထားတာပေါ့အဘိဓမ္မာအောင်မှားလားဆိုမမှားဘူးအဘိဓမ္မာအတိတရားလို့တွေ့တာဖြစ်တဲ့အတွက်အတိတရားလို့ထွက်တာဒီမှန်တယ်ဘာကြောင့်လဲခလေးတွေကနောက်ပိုင်းမှာနောက်အနှစ်20လောက်ဆိုအတိတရားဟုတ်တိလို့ပဲထွက်တော့မှာလေဒီမှာကြုံလို့နော်ပြောလိုက်အောင်မယ်စကားတန်စာတန်ရှည်တာတော့မဟုတ်ဘူးဝက်ကြလေကျွန်တော်တို့အားလုံးကဝက်ကြလို့ထွက်ကြတယ်နော်ရေးထားတာဝါကြလို့ရေးထားတာအဲ့တော့ဝက်ကြလို့ထွက်ရမယ်ဆိုတာသိတယ်ဘာကြောင့်ထွက်ရမယ်ဆိုတာသိတဲ့လူအားမှဝက်ကြလို့ထွက်မှာဒီတိုင်းဆိုရင်တော့ဝါကြလို့ပဲထွက်မှာအဲ့တော့နောက်အနှစ်20အနှစ်100လောက်ကြာရင်ဝါကြလို့ပဲထွက်ကြလိမ့်မယ်နော်မြန်မာဆန်ဆန်ပေါ့ဝါကြပေါ့နော်ဝါကြလို့ထွက်တာမှားတယ်လို့မရှိဘူးနော်နှစ်ခုလုံးမှန်တယ်အဲ့တော့ပါဠိမှာအတိတရားလိုပဲပါလို့ပါဆရာဟုတ်တယ်ပါဠိမှာအတိတရားလိုပဲပါပေမဲ့လေပါဠိတန်နဲ့ထွက်ရင်အတိတ်တရားလိုထွက်တယ်နော်အဲ့ဒါကြောင့်နှစ်ခုလုံးမှန်တယ်နော်ပညာရဲ့အနေနဲ့ဆိုရင်အဘိဓမ္မာယူဆကိုယူခြင်းအဘိဓမ္မာယူဆကိုယူလို့ရတယ်တမဇင်ကိုယူခြင်းတမဇင်ကိုယူလို့ရတယ်နှစ်မျိုးလုံးယူလို့ရတယ်ကျွန်တော်ကတော့အတိတ်တရားကိုပဲယူလိုက်တယ်ဟိုတစ်ခုလည်းလက်ခံတယ်လို့ကျွန်တော်ပြောပြီးပြီလေကလေးတွေကိုနှစ်မျိုးလုံးပေးတည်တယ်နော်အဲ့တော့ဒါဥပမာလင်္ကာကိုဖြေတာနော်ဒီမှာကျွန်တော်ဒါတစ်ဆက်တည်းမို့လို့ဖောင်ဆိုရင်ကျွန်တော်တို့ကလေအဲ့ဒါမြည်တန်ဆွဲလင်္ကာမဟုတ်ဘူးဖောင်ကအဘိဓမ္မာထဲမှာပါတယ်နော်ကရိယာအထူးပြုအတန်ကျဲလောင်စွာဆိုတဲ့အဓိပ္ပာယ်အတန်မဟုတ်ဘူးဖောင်ကျိုးတာအတန်မဟုတ်ဘူးအတန်ကျဲလောင်စွာကျိုးတယ်လို့ဒါပေမဲ့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထုတ်ပြန်တဲ့တက္ကသိုလ်ဝင်စာမေးပွဲနမူနာမေးခွန်းတော့မှာတော့အလင်္ကာအဖြစ်ထည့်ပြီးတော့မေးထားတယ်ဒါကြောင့်မလို့မေးထားတယ်ဆိုတဲ့သင်ရမယ်လေသင်မှမှတ်ရမှာပေါ့ဒါကြောင့်အလင်္ကာမမြောက်တာကိုမြည်တန်ဆွဲလင်္ကာမမြောက်ပေမဲ့မြောက်တယ်လို့ရေးပေးထားတာနော်ခုနကကျွန်တော်ယူပကအလင်္ကာမေးတာနော်ယူပကအလင်္ကာတော့ဒီမှာမရှိဘူးယူပကအလင်္ကာဆိုရင်ကျွန်တော်တို့ကနမူနာပြောရရင်ဒီပုံစံမှာပဲဒီနှစ်နဲ့ဟိုဟာနဲ့ကိုလေကြိုက်တယ်လို့ထားလို့ရကြိုက်တယ်လို့ထားပြီးတော့အနှိုင်းနဲ့အနှိုင်းကန်ဒီလဲရှေ့နောက်အစဉ်ပြေတယ်လို့ထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အားဖြင့်တော့အနှိုင်းကန်ကိုအရှိရတင်ပြီးတော့ထားရင်တော့ပိုကောင်းတာပေါ့နော်အနှိုင်းကန်အဓိကဆိုလိုချင်တဲ့အချက်ကိုနော်ယရနာချင်းမောင်အနိုင်ကန်နဲ့ယရနာအနိုင်တို့ဤလို့ဂုံရီတူတာအောင်နောက်ကထားလိုက်လေရလေလားဆရာရတယ်ဂုံရီတူရတယ်အဲ့လိုထားလဲရပါတယ်ဟုတ်ကဲ့တခုတော့ဖြစ်ချင်တယ်နော်ထားလို့ရတယ်ဆိုတာ10တန်းတို့17တန်းတို့တင်တဲ့ခါမှာရတယ်လို့ပြောတာနော်12တန်းတင်တဲ့ခါကျရင်တော့ကိုတင်တဲ့နေရာမှာရှိတဲ့နော်စာစစ်မှုချုပ်တွေရဲ့ညွှန်ကြားချက်ပေါ့နော်ပြောချင်တာကတော့မိုးမှန်တင်တန်းတွေဘာသာရေးတင်တန်းတွေကနေပြီးတော့အလင်္ကာဖြေပုံဖြေနည်းနဲ့ပတ်သက်ပြီးတော့ညွှန်ကြားချက်တွေရှိရင်အဲ့ဒီညွှန်ကြားချက်အတိုင်းဓဝါတသမတန်းမှာတော့လိုက်နာပါမယ်ကျွန်တော်ပြောတာတွေကအတီးယူလို့မရဘူးပေါ့ကျွန်တော်ပြောတာကတော့ဓတ္တမရန်နဲ့ဧကဓတ္တမရန်မှာတော့ကိုတပည့်ကိုဆရာဖြစ်တဲ့အတွက်အလင်္ကာတီအဲ့လိုမျိုးကျွန်တော်တို့ကကိုပုံစံနဲ့ကိုပေါ့နော်အဓိကအလင်္ကာသဘောတရားပေါ်လွင်နေဆိုရင်ရပြီပေါ့နော်ဟိုလိုမျိုးဟုတ်ကဲ့ပါဓဝါတသမရန်ဆိုရင်တော့အဲ့ကိုကအပြင်ဆရာဆိုလဲအတွင်းဆရာကြီးအမှတ်ချစ်တဲ့လူတွေပေါ့နော်အမှတ်သွားချစ်တဲ့ဆရာမတွေဘယ်လိုမျိုး
ညွှန်ကြားလိုက်လဲဒါတွေက line ပေါ်မှာလည်းတင်ကြပါတယ်เนาะဆရာမတွေကပြန်မျှဝေကြပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကစင်စက်မပြတ်လေ့လာပြီးတော့သူကအမှတ်ပေးစည်းမျဉ်းစကားထားပြောတာအဲ့ပေါ်မူတည်ပြီးတော့လှုပ်ရှားရမှာဖြစ်ပါတယ်တချို့ကကြတော့ရှိတယ်လေအဲ့ဒီမှာအဲ့လိုလှုပ်ရှားရမှာမဟုတ်လို့ဒသမရန်နဲ့ဧကဒသမရန်ကိုလည်းအဲ့ပုံစံပဲသင်မယ်အဲ့ပုံစံပဲယူမယ်ဆိုရင်တော့ကျွန်တော်မြန်မာစာသင်ကြားရေးအဆင်မပြေပါဘူးအဲ့လိုတော့မယူဘူးသူကသူဒွါဒသမရန်ကြမှာကလေးအဲ့ဒီတိုင်းမှတ်အခုဒသမရန်နဲ့ဧကဒသမရန်ကတော့ကိုယ့်ဘက်ကိုလွတ်လပ်စွာနဲ့เนาะသဘောတရားထိမိပြီးတော့เนาะသဘောတရားမိဖို့ပဲအဓိကသင်ရမှာပေါ့เนาะဟုတ်ကဲ့ပါဆရာအဲ့တော့ယူပကဖြည့်နီးရေးနီးလေးကတော့ကျွန်တော်နမူနာတစ်ပုဒ်ကျွန်တော်မှလောလောဆယ်ပြစရာအခုဒီဖိုင်မှာမရှိဘူးပေါ့နော်အဲ့တော့ဒါလေးတော့အားနာပါတယ်မပြလိုက်နိုင်ဥပမာလင်္ကာဖြည့်နီးနဲ့အတူတူပါပဲသူကခိုင်းနိုင်တာနဲ့ထပ်တူပြူတာနဲ့เนาะဒါလေးပဲကွာသွားမှာပြီးရင်အထက်တန်းဆင့်မြန်မာစာသင်ကြားနည်းမှာမြည်သည့်အကြောင်းအရာမှာသင်ကြားပေးမည်ကိုသိလိုပါတယ်အထက်တန်းဆင့်မြန်မာစာသင်ကြားနည်းသင်တန်းမှာကြတော့ကျွန်တော်တို့မြန်မာစကားမြန်မာစာနဲ့ပတ်သက်တာတွေเนาะမြန်မာစကားမြန်မာစာနဲ့ပတ်သက်တာတွေကြတော့ဘာသာပေဒအကြောင်းတွေဆွေးနွေးပါမယ်မျှဝေမယ်ပေါ့เนาะဘာသာပေဒပြီးရင်ဒီအပြောသင်ခန်းစာထဲမှာပါတဲ့အကြောင်းအရာတွေပြီးရင်အဖက်အရွတ်မှာကြတော့ကြပြသင်ကြားရေးစကားပြေသင်ကြားရေးရေသည်ပြဆက်သင်ကြားရေးပေါ့เนาะဒီလိုအကြောင်းအရာတွေဆွေးနွေးမျှဝေမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့အလင်္ကာလည်းသိရမှာဖြစ်တဲ့အတွက်အလင်္ကာပညာပေါ့เนาะအလင်္ကာပညာအကြောင်းလည်းမျှဝေမယ်ပြီးရင်အထက်တန်းဆင့်ဖြစ်တဲ့အတွက်ကလေးတွေကအရေးအဖွဲ့အရေးသားတွေကိုပြင်ရမှာဖြစ်တဲ့အတွက်ရေးဟန်ပညာပေါ့နော်ရေးဟန်ပညာအကြောင်းလည်းမျှဝေမှာဖြစ်ပါတယ်ပြီးရင်အတန်သဘောတွေပါသင်ရမှာဖြစ်တဲ့အတွက်เนาะတတ္တဗေဒအကြောင်းလည်းပါပါမယ်ပြီးရင်စာရေးစာကုံအဆိုဆွေးနွေးဒါမျိုးတွေလည်းเนาะမျှဝေသွားဖို့ရှိပါတယ်အဲ့တော့အကြောင်းအရာတွေကတော့အစုံပဲပေါ့နော်မြန်မာစာသင်ကြားရဲ့ရည်ရွယ်ချက်တွေသင်ရိုးမှာထက်တန်းဆင်းရဲ့ရည်ရွယ်ချက်တွေသင်ရိုးမှာအဓိကတွေပြီးရင်သင်ထောက်ကူတွေဘယ်လိုသုံးပြီးတော့သင်မယ်ပြီးရင်ဘယ်လိုစစ်ဆေးအကဲဖြတ်မယ်ဆိုတာတွေပေါ့နော်အဲ့ဒါမျိုးတွေအဓိကဆွေးနွေးမျှဝေမှာဖြစ်ပါတယ်သင်တန်းမှာဟုတ်ဗီဒီယိုဖိုင်ကနေ့တိုင်းတင်ပေးပါတယ်ဗီဒီယိုဖိုင်ရတယ်ပေါ့နော်ဆွေးနွေးတဲ့အကြောင်းအရာတွေကိုလည်း PDF ဖိုင်တွေပို့ပေးပါတယ်အဲ့တော့မေးစရာကုန်လောက်ပြီလို့ထင်တယ်နော်အချိန်လည်းတော်တော်လင့်နေပြီဆိုတော့ဒီနားမှာပဲရက်ပရစေကျေးဇူးတင်ပါတယ်အားလုံး